အချိန်နှဲငယ်ကြာတော့ကပတိန်ကရန်သူသင်္ဘောတွေရဲ့နေရာအနှံ့ကိုရှာဖွေပြီးသွားပြီဆိုတဲ့အကြောင်းနဲ့အတူရောက်လာခဲ့ပါတယ်။ဒီသင်္ဘောဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကအရာဘီယိုမှာပျောက်ဆုံးသွားတဲ့ကုန်သည်သင်္ဘောတစ်စင်းဖြစ်ကြောင်းကပတိန်ကရှင်းပြလာခဲ့ပါတယ်။ပင်လယ်ဓမြတွေကဒီသင်္ဘောကိုဖမ်းဆီးပြီးဆေးအသစ်ပြန်တုပ်ကာသူတို့ကိုယ်တိုင်ပြန်သုံးနေကြတာဖြစ်ပြီးဒီလိုလုပ်ရက်တွေဟာသူတို့လိုလူအောက်တန်းစားတွေအတွက်တာမန်ကိစ္စတစ်ခုလိုဖြစ်နေကြောင်းကိုလည်းခေါင်းညှိပြခဲ့ပါတယ်။အဲဒီနောက်မှာတော့တိုက်ပွဲကိုသူတယောက်တည်းအဆုံးသတ်ခဲ့တာမို့ဘာဆက်လုပ်ဖို့စီစဉ်ထားလဲဆိုတာကိုထူရန်အားမေးမြန်းလိုက်ပြီးသင်္ဘောပိုင်ရှင်အသစ်ဖြစ်လာတဲ့ထူရန်ကိုဂုဏ်မပြုခင်ဒီသင်္ဘောရဲ့ပိုင်ဆိုင်ခွင့်ဟာသူ့စီမှာပဲအပြည့်အဝရှိတယ်လို့ဆိုလာခဲ့ပါတယ်။ဒါကိုကြားပြီးတာတောင်ထူရန်ကတိတ်ဆိတ်လှုပ်ရှားနေပုံမရဘဲရုတ်တရက်သင်္ဘောတစ်စင်းပိုင်ဆိုင်သွားရတဲ့အပေါ်တိတ်ပြီးသဘောကျနေတဲ့ပုံမပေါ်ပါဘူး။အဲ့ဒီအစားသူကကပတိန်ကိုကြည့်ပြီးဒီလိုအခြေအနေမျိုးမှာပုံမှန်အားဖြင့်ဘာဆက်လုပ်လို့ရှိလဲလို့မေးလိုက်တဲ့အခါကပတိန်ကလည်းဒီကိစ္စကိုဖြေရှင်းနိုင်မဲ့နီလန်းတချို့ကိုချပြလာခဲ့ပါတယ်။ပထမနီလန်းကတော့အရာဘီယံကိုပြန်ယူသွားပြီးမူလပိုင်ရှင်ကိုရှာတွေ့ခဲ့ကြောင်းပြောကစုငွေတောင်းဖို့အကြံပြုခဲ့ပေမဲ့စာရွက်စာတမ်းကိစ္စတွေနဲ့ရုံးလုပ်ငန်းစဉ်တွေကြောင့်တစ်လနှစ်လလောက်တော့အချိန်ယူရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။နောက်တနည်းကတော့ Emerald Desert ကိုသွားပြီးရောင်းချဖို့ဖြစ်တယ်လို့ပြောလာပေမဲ့သူတို့သွားရလမ်းမှာရှိတဲ့မြောက်ပိုင်းပင်လယ်ကျွန်းစုတွေစီမှာပဲရောင်းလိုက်တာအကောင်းဆုံးဖြစ်မယ်လို့အကြံပေးခဲ့ပါတယ်။အဲ့ဒီပတ်ဝန်းကျင်မှာကသင်္ဘောတွေကိုအမြဲအသေးအတန်လိုအပ်နေတတ်ပြီးဈေးအကောင်းဆုံးရဖို့ဆိုရင်အလိုအပ်ဆုံးသူစီကိုရောင်းချရမှာဖြစ်ကြောင်းရှင်းပြလာပါတယ်။ဒါပေမဲ့ဒီလောက်အရွယ်အစားရှိတဲ့သင်္ဘောကိုရွှေ့ဖို့ဆိုရင်သူ့ရဲ့သင်္ဘောသားအတော်များများကိုအသုံးပြုရလိမ့်မယ်လို့မှတ်ချက်ပြုလိုက်တဲ့အချိန်မှာတော့ထူရန်ကိုယ်တိုင်လည်းဒီသင်္ဘောကိုသူတယောက်တည်းမမောင်းနှင်နိုင်ဘူးဆိုတာကိုတွေးမိသွားခဲ့ပါတယ်။သူကကပတိန်ကိုလူတွေကိုခိုင်းမယ်ဆိုရင်တန်ဖိုးပေးသင့်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ကပတိန်ကထော်ရန်နားလေသဘောပေါက်တဲ့အတွက်သဘောကျပြီးရီမောလိုက်ကသူ့လူတွေအတွက်ဝန်ဆောင်ခအနေနဲ့အမျက်ရဲ့10%ကိုပေးဖို့ထူရန်ကိုအကြံပြုလိုက်ပါတယ်။ထူရန်ကတော့တီတီငြိမ်ငြိမ်ပဲဆက်နေပြီးအယောင်းဝယ်ကိစ္စအလုံးကို20%နဲ့ကပတိန်ကိုပဲတာဝန်ယူပေးဖို့တိုက်ရိုက်ပြန်လည်ကမ်းလှမ်းလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ကပတိန်ရဲ့အပြုံးတွေပိုကျလာပြီးသူတေချာပေါက်လုပ်ပေးမယ်အကြောင်းပြန်ပြောကဈေးကောင်းကောင်းရဖို့အတွက်သူ့ရဲ့အဆက်အသွယ်တွေကိုအသုံးပြုပေးမယ်လို့ကတိပေးလိုက်ပါတယ်။ကပတိန်ဒီလိုပြောပြီးချင်းပဲသင်္ဘောသားတယောက်ကရုတ်တရက်ပြေးဝင်လာပြီးရေသူမရှိတယ်လို့အော်ဟစ်ကတကားကိုစောင့်တွန်းဖွင့်လိုက်ပါတယ်။အဲ့ဒါကိုကြားတော့ကပတိန်လည်းလုံးဝအံ့အားသင့်သွားပြီးအမျက်မတ်တက်ရက်လိုက်ကရေသူမတွေသူတို့ကိုလာတိုက်ခိုက်နေတာလားလို့လမ်းတကြားမေးလိုက်ပါတယ်။အဲ့ဒီလူကလည်းမဟုတ်ရပါဘူးလို့အမြန်ရှင်းပြလိုက်ပြီးပင်လယ်ဓမြတွေကရေသူမတစ်ကောင်ကိုသင်္ဘောချမ်းပြင်အောင်မှာဖမ်းထားကြောင်းရှင်းပြလိုက်ပါတယ်။ကပတိန်ရောထော်ရန်ပါဒီသတင်းကြောင့်အံ့ဩသွားကြပြီးသူတို့ကိုယ်တိုင်သွားကြည့်ဖို့အပြင်ကိုချက်ချင်းထွက်သွားကြပါတယ်။အဲ့ဒီအချိန်မှာသင်္ဘောသားတွေကတော့သင်္ဘောကိုစေးကြောရင်တိုက်ပွဲအကျွင်းကြံတွေကိုရှင်းလင်းဖို့အလုပ်ရှုပ်နေကြပါတယ်။အသက်ကြီးကြီးသင်္ဘောသားတယောက်ကရှေ့ထွက်လာပြီးကပတိန်ကိုအောက်ထပ်ကျမ်းပြင်စီလမ်းပြခေါ်ဆောင်သွားပါတယ်။သူတို့လျှောက်သွားရင်းနဲ့ကပတိန်ကသင်္ဘောပေါ်မှာအရေးကြီးတဲ့ဧည့်သည်တယောက်ပါလာတာလားလို့မေးလိုက်ပေမဲ့အဖိုးကြီးကတော့သူလည်းသတင်းရခြင်းမလို့အထဲကိုမဝင်ရသေးဘူးလို့ပြန်ဖြေလိုက်ပါတယ်။ကပတိန်ကထော်ရန်ဘက်ကိုဆက်စုခြင်းနဲ့အပြုံးနဲ့လှည့်လာပြီးအရေးကြီးဧည့်သည်ကိုသွားကြည့်ခြင်းလားလို့မေးလိုက်ရာထိုရန်ကလည်းသူနဲ့အတူလိုက်သွားဖို့သဘောတူလိုက်ပါတယ်။အောက်ထပ်ကျမ်းပြင်စီသွားနေကြရင်နဲ့ထိုရန်ကရေသူမတွေဈေးကောင်းရလားဆိုတဲ့လက်တွေ့ကျတဲ့မေးခွန်းတစ်ခုကိုမေးလိုက်ပါတယ်။ကပတိန်ကလည်းနားလေတဲ့လေတံနဲ့တုံ့ပြန်လာပြီးအကယ်လို့များလှပတဲ့ရေသူမလေးသာဆိုရင်ကုန်းတွင်းပိုင်းကတထေးကြီးတွေကတော့တေချာပေါက်အယူမှုဖြစ်သွားကြမှာပါလို့ပြောလာပါတယ်။အဲ့ဒီလူတွေစီမှာပတ်စံကလွဲပြီးဘာမှမရှိတဲ့အပြင်ထူးဆန်းတဲ့အရာတွေကိုဘယ်တော့မှရောင်းရဲနိုင်မှာမဟုတ်ဘူးလို့လည်းသူကရှင်းပြခဲ့ပါတယ်။မကြခင်မှာပဲသူတို့ဟာသင်္ဘောဝမ်ပိုက်စီသွားတဲ့တကားပေါက်ကိုရောက်သွားပြီးအထဲကိုဝင်သွားခဲ့ကြပါတယ်။သူတို့ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကသူတို့မျှော်လင့်ထားတာနဲ့လုံးဝကိုကွာခြားနေခဲ့ပါတယ်။အဲ့ဒီမှာကျိုးတွေနဲ့တုံနှောင်ခံထားရတဲ့ကလေးရွယ်လူငယ်ရေသူထီးလေးတယောက်ထိုင်နေတာကိုတွေ့လိုက်ရလို့ပါပဲ။သူ့ကိုမြင်တော့ကပတိန်ကတပ်ပြင်းချလိုက်ပြီးဖမ်းမိထားတာကအထီးဖြစ်နေတာနှမျောစရာပဲဆိုပြီးစိတ်ပြတ်တဲ့လေသံနဲ့ပြောလာပါတယ်။တထေးကြီးတွေကရေသူထီးတွေကိုစိတ်မဝင်စားကြတာမို့ဒီကောင်လေးကတော့ဈေးပေါပေါနဲ့ပဲရောင်းရမှာဖြစ်ပြီးငါးအဖြစ်ပြောင်းလဲနိုင်တဲ့ဒဏ္ဍာရီလာတော်ဝင်မျိုးနွယ်မဟုတ်ဘူးဆိုရင်အသုံးမဝင်ဘူးလို့လည်းသူကဆက်ပြောခဲ့ပါတယ်။အဲ့ဒါကိုကြားလိုက်ရတဲ့ရေသူထီးလေးကလည်းချက်ချင်းပဲဒေါသတကြီးနဲ့မာနတခွဲသားတုံ့ပြန်လာပြီးသူ့ကိုအထီးလိုခေါ်ရဲတာလားလို့မေးလာတဲ့အပြင်သူဟာ North Estate ရဲ့48ဆက်မြောက်မင်းသားအာမာနီဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ကုန်းမြေပေါ်ကအောက်တန်းစားလူသားတွေအနေနဲ့သူ့ကိုရိုးရိုးသေးသေးဆက်ဆံဖို့ကိုလည်းတောင်းဆိုလာပါတယ်။ချူရန်ကဒီကောင်လေးကတကယ်ပဲသူ့ကိုယ်သူတော်ဝင်မျိုးနွယ်လို့ပြောနေတာလားလို့မေးလိုက်ချိန်မှာကပတိန်ကလည်းကောင်လေးကိုအကဲခတ်လိုက်ပြီးအသက်ရှင်ရက်နဲ့ရောင်းစားခံရအောင်လို့ညာပြောနေတာလည်းဖြစ်နိုင်တယ်လို့မှတ်ချက်ချလိုက်ပါတယ်။ပြီးတာနဲ့ကပတိန်ကရေသူမင်းသားလေးကိုငါးအဖြစ်ပြောင်းလဲနိုင်လားလို့မေးလိုက်တဲ့အခါမှာတော့အာမနီကမပြောင်းလဲနိုင်ဘူးလို့ချက်ချင်းပဲပြန်ဖြေလာခဲ့ပါတယ်။ဘာကြောင့်လဲလို့ကပတိန်ကမေးတဲ့အခါမှာတော့အာမနီကသူ့ကိုချီနှောင်ထားပြီးလက်ရှိမှာရေထဲကနေရောက်နေတာဖြစ်တဲ့အတွက်အသွင်ပြောင်းနိုင်ဖို့အတွက်အပြစ်အနာအစာကင်းတဲ့အခြေအနေနဲ့ပင်လယ်ထဲကိုဝင်ရမယ်လို့ပြန်အော်ပြောခဲ့ပါတယ်။ကပတိန်ကထိုရန်ဘက်ကိုလှည့်လာပြီးကောင်လေးကထွက်ပြေးဖို့ညှဉ်းဆင်နေတာမို့ဘာဆက်လုပ်ချင်လဲလို့တိုးတိုးလေးမေးလိုက်ပါတယ်။ထိုရန်ကရှေ့ကိုတက်လာပြီးရေသူမတွေကလူတွေကိုခဏခဏစားလေးရှိတာဟုတ်မဟုတ်မေးလိုက်တဲ့အခါကပတိန်ကလည်းဟုတ်မှန်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။အဲ့ဒါကိုကြားတော့ထိုရန်ကဘာမှတုံဆိုင်မနေပဲသူ့ကိုတပ်ပစ်မယ်လို့ပြောလိုက်ပြီးဘလို့ပဲဖြစ်ဖြစ်ဒီကောင်လေးကပတ်စံမရနိုင်တော့တဲ့အတွက်ဒီလိုလုပ်တာကပိုကောင်းတယ်လို့အကြောင်းပြခဲ့ပါတယ်။သူပြောတဲ့စကားသာအမှန်ဆိုရင်တော့ထီပေါက်တယ်လို့ကန်ကောင်းသွားမှာဖြစ်ပေမဲ့သူ့ကိုယုံကြည်ပြီးလွှတ်ပေးလိုက်လို့ထွက်ပြေးသွားခဲ့ရင်သူတို့တွေလူမိုက်တွေလိုဖြစ်သွားမှာပါ။အမောင်ဖုံးပြီးလွှမ်းမိုးနိုင်လွန်းတဲ့တပ်ဖြတ်လိုစိတ်တွေထော်ရန်စီကနေထပ်မံထွက်ပေါ်လာခဲ့ပြီးလေတူးကပိုလေးလံလာကလင်းလက်နေတဲ့သူ့လက်ကိုအာမာနီစီဖြည်းဖြည်းချင်းဆန့်တန်းလိုက်ပါတယ်။ဒါကိုမြင်တော့အာမာနီကထိတ်လန့်သွားပြီး
ရက်တန့်ဖို့အော်ဟစ်လိုက်ကထိုရန်ကိုဘလို့ရဲတင်းနေတာလဲလို့မေးလိုက်ပေမဲ့ထိုရန်ရဲ့လက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက်သူ့အတန်တွေတုံရင်လာခဲ့ပါတယ်။သူ့တစ်သက်မှာလူတစ်ယောက်ကိုမှမစားခဲ့ဘူးသလိုစားဖို့လည်းရည်ရွယ်မထားဘူးလို့အမြန်ဖြည့်ဆွတ်ပြောလိုက်ပါတယ်။ထိုရန်ရဲ့အေးဆက်ဆက်မျက်လုံးတွေကိုသူကြည့်လိုက်တဲ့အခါဘာတုံဆိုင်မှုမှမတွေ့ရပါဘူး။တကယ်ကြောက်ရွံ့မှုကသူ့ကိုလွှမ်းမိုးသွားပြီးအကယ်၍ထော်ရန်သာသူ့ကိုချမ်းသာပေးမယ်ဆိုရင်ရတနာရီပေးပါမယ်လို့အော်ဟစ်လိုက်တာကြောင့်ထော်ရန်တစ်ချက်ရက်တန့်သွားခဲ့ပါတယ်။အာမနီကအမြန်ကောင်းညိတ်ပြပြီးလူတွေကိုးကွယ်ကြတဲ့ဖရီယန်နက်ဖျားတွေခြံထားခဲ့တဲ့အရာတွေကိုပေးပါမယ်လို့ကတိပေးရင်းဆက်ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့လူတိုင်းကုန်းပေါ်ဆင်းလာတဲ့စိတ်ကန်းတစ်ခုကိုမြင်ကွင်းပြောင်းသွားခဲ့ပါတယ်။ကုန်းပေါ်ရောက်လာတဲ့သင်္ဘောသားတွေကဒီနေ့တော့အသေးလဲတောက်ကြမယ်ဆိုပြီးပြောနေကြရင်အဲဒီအချိန်မှာကပတိန်ကထိုရန်စီလာပြီးတခုခုဆုံးဖြတ်ချက်ချပြီးပြီလားလို့လာမေးခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲနေရာကတိတ်မဝေးတဲ့ပုံပေါ်တာမို့အဲဒီကိုသွားပြီးဒီညပဲပြန်လာခဲ့မယ်လို့ထိုရန်ကပြန်ပြောလိုက်ပါတယ်။အဲဒီနောက်လာပြင်းညဘက်ကိုမြင်ကွင်းကကူးပြောင်းသွားခဲ့ပြီးထိုရန်ဟာအာမာနီကိုတန်ကြိုးခတ်ခေါ်ဆောင်လာရင်လေငယ်လေးတစ်စင်းနဲ့ထွက်ခွာသွားပါတယ်။အာမာနီကတော့စိတ်အနှောက်အယှက်ဖြစ်နေတဲ့ပုံနဲ့ဒီတန်ကြိုးတွေကဘာလို့ဖို့လဲလို့မေးလိုက်ပြီးမင်းသားတစ်ပါးအနေနဲ့ဂရီးတီချောင်းပြောရင်းသူထွက်ပြေးမယ်လို့ထင်နေတာလားဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။ထိုရန်ဘက်ကဘာမှပြန်မပြောဘဲတိတ်ဆိတ်နေတာမို့အာမာနီတယောက်နေရခတ်လာပြီးရတနာရီတကယ်ရှိနေရင်သူ့ကိုတကယ်လွှတ်ပေးမှလားဆိုပြီးထပ်မေးလာခဲ့ပါတယ်။တိုတိုတုတ်တုတ်နဲ့ပဲလွှတ်ပေးမယ်လို့ထိုရန်ကအဖြေပေးလိုက်ပါတယ်။အဲ့ဒီအရာကကုန်းပေါ်ကလူတွေစံနှုံးနဲ့ပဲအံ့ဩစရာကောင်းတာမို့မြင်တဲ့အခါစိတ်ပြက်သွားရင်သူ့ကိုအပြစ်မတင်ဖို့အာမနီကပြောလိုက်ပြီးသူနားလေပြီးမို့လမ်းသာပြဖို့ထိုရန်ကပြန်ပြောလိုက်ပါတယ်။အဲဒီနောက်ထိုရန်ဟာရေထဲကိုတန်းခုန်ချလိုက်ပြီးရတနာတွေကိုရှာဖွေဖို့ရေအောက်ကိုဆင်းသွားခဲ့ပါတယ်။ထူးဆန်းတဲ့အရာတစ်ခုရှေ့မှာပေါ်လာတဲ့အထိသူဆက်ပြီးငုတ်ဆင်းသွားခဲ့ရာကနေအေယာမမွေကြီးတွေနဲ့တူတဲ့ရှေးဟောင်းရုပ်ထုတွေနဲ့အပျက်စီးတွေကိုတွေ့လိုက်ရပါတယ်။ရတနာကိုရှာဖို့သူတို့ထွက်လာကြတဲ့အခါအာမာနီကပြုံးစီစီနဲ့စကားဆလိုက်ပြီးတကယ်လို့ပစ္စည်းတွေကိုမြင်တဲ့အချိန်မှာစိတ်ပြက်သွားခဲ့ရင်သူ့ကိုအပြစ်မတင်ဖို့ထူရန်ကိုတတိပေးခဲ့ပါတယ်။အဲ့ဒါကဖရီယန်ရတနာဖြစ်တာမို့ကုန်းပေါ်ကလူတွေရဲ့ရိုးရှင်းတဲ့စံနှုန်းတွေနဲ့ပဲအန်တာစရာကောင်းတယ်လို့သတ်မှတ်နိုင်တာလို့ရှင်းပြပါတယ်။ထူရန်ကနားထောင်ပြီးသူနားလဲပါတယ်လို့ပြောရင်းရေသူထီးကိုလမ်းဆက်ပြဖို့တိုက်တွန်းလိုက်ပါတယ်။လာပညာရဲ့အလင်းရောင်အောက်မှာထူရန်ကတောက်ပနေတဲ့ရေပြင်ကိုဖြတ်ပြီးလှေငယ်လေးကိုလှော်ခတ်လိုက်ပါတယ်။ကျိုးငယ်လေးတစ်ခုနားကိုရောက်တဲ့အခါရတနာကအဲ့ဒီမှာလားလို့မေးရင်ရုတ်တရက်ရက်လိုက်တော့အာမာနီကချက်ချင်းပဲဟုတ်တယ်လို့ဖြေပါတယ်။ထူရန်ဟာသူ့လက်ကိုပင်လယ်ထဲထည့်လိုက်ပြီးရှာဖွေရေးမော်ပညာကိုအသက်သွင်းလိုက်ပါတယ်။တခြားရေနေတတ္တဝါတွေအနီးနားမှာမရှိတာတေးကြစေဖို့မြူရိုကီတွေကိုစကင်ဖတ်ဖို့ပြစ်မှတ်ကိုစိတ်ထဲကနေသတ်မှတ်လိုက်ပါတယ်။သူ့ရဲ့မာနာစွမ်းရည်တွေရေထဲဖြတ်တန်းသွားတာနဲ့အမျှငါးတွေနဲ့ရေနက်ပိုင်းကတတ္တဝါအမျိုးမျိုးကိုမြင်တွေ့လာရပါတယ်။ကောင်လေးကလိမ်မပြောဘဲမူရိုကီခံတက်သေးကိုဓာတ်ရိုက်ခေါ်မသွားဘူးဆိုတာသိလိုက်ရလို့သက်သာရာရသွားပါတယ်။မကြခင်မှာပဲမှောင်မိုက်နေတဲ့ကျွန်းတကျွန်းရဲ့ကမ်းခြေကိုရောက်သွားပြီးထူထပ်တဲ့တောအုပ်ထဲကိုဖျက်လျှောက်သွားကြတဲ့အခါအာမနီကဟိုတီတီကြည့်ရင်နေရာကဒီနားတစ်ဝိုက်မှာတေချာပေါက်ရှိတယ်ဆိုပြီးတတွတ်တွတ်ရေရွတ်နေပါတယ်။ဒီနေရာနဲ့ပတ်သက်ပြီးသူ့မှတ်ဉာဏ်ကရှင်းလင်းတယ်လို့အခိုင်အမာပြောဆိုနေရင်ရုတ်တရက်တွေ့ပြီဆိုပြီးအော်ပြောလိုက်ပါတယ်။ကျောက်ဆောင်တွေကြားမှာရှိနေတဲ့တောက်ပနေတဲ့ရေကန်လေးစီကိုလက်ညှိုးထိုးပြပြီးရတနာကအဲ့ဒီမှာလို့ထူရန်ကိုပြောလိုက်ပါတယ်။ထူရန်ကရေပြင်ကိုကြည့်ပြီးအနက်ကသွားနိုင်လောက်လားလို့မေးတော့အာမနီကမီတာ300လောက်ပဲနှက်တယ်လို့အတည်ပြုပါတယ်။ထူရန်ကသူ့ကိုကြည့်ပြီးခဏတာတိတ်ဆိတ်သွားပြီးမှအနီးနားကတစ်ပင်တစ်ပင်စီကိုအာယုံပြောင်းလိုက်ပါတယ်။အာမနီကနားမလည်နိုင်ပဲကြည့်နေတော့မှပဲထိုရန်ကသူ့ကိုတစ်ပင်မှာကျိုးတွေနဲ့ရုတ်တရက်ပတ်ချီလိုက်ပါတယ်။ရေသူကထိတ်လန့်သွားပြီးဘာတွေဖြစ်နေတာလဲဆိုတာရဲ့သူ့ကိုထက်ချီနေတာလားထွက်ပြေးမယ်ထင်လို့လားဆိုပြီးမေးလိုက်ပါတယ်။ဖန်ဆီးထားတဲ့သူသာအောက်ဆင်းသွားပြီးသေသွားရင်သူလဲတစ်ပင်မှာအခြေခံထားရက်နဲ့ငတ်တည်ရလိမ့်မယ်လို့ပြောပြီးတောင်းပန်ရှာပါတယ်။ထူရန်ကလည်းသူတို့နှစ်ယောက်လုံးအတွက်အဲ့ဒီလိုမဖြစ်ဖို့ဆူတောင်းနေလိုက်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်ထူရန်ဟာအသက်ပြင်းပြင်းရှူပြီးရေထဲကိုခုန်ချလိုက်ကအောက်ခြေစီကိုလျင်လျင်မြန်မြန်ပဲငုပ်ရှိုးသွားခဲ့ပါတယ်။အောက်ကိုဆင်းသွားတာနဲ့အမျှရေနက်ပိုင်းရဲ့လျှို့ဝှက်ချက်တွေကတဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။အချိန်တန်ကြာတော့ထော်ရန်တယောက်အောက်ခြေကိုရောက်သွားပြီးအလင်းပြန်နေတာကြောင့်ပိုပြီးရှင်းရှင်းလင်းလင်းမြင်လာရပါတယ်။သမုဒ္ဒရာကျမ်းပြင်မှာထူးဆန်းတဲ့တန်တာကြောက်တန်းတွေနဲ့အပျက်စီးတွေပြည့်နေတာကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်ရေနက်ပိုင်းကအေယာမကြောက်စင်းတူမွေကြီးတစ်ကောင်ကိုမြင်လိုက်ရတဲ့အတွက်သူ့မျက်လုံးတွေပြူးကျဲသွားခဲ့ပါတယ်။အဲ့ဒီမွေကြီးရဲ့ခေါင်းပေါ်မှာတော့တန်ကြက်ကဝစ်စုံနဲ့လူတစ်ယောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ထူရန်ဟာအဲ့ဒီမြင်ကွင်းကိုအာယုံစိုက်လွန်းသွားလို့မှားပြီးပါဇက်ဟမိသွားခဲ့ပါတယ်။ဒါပေမဲ့သူ့အမားကိုချက်ချင်းသတိထားမိသွားပြီးပါဇက်ကိုအမြန်ပြန်ပိတ်လိုက်ပါတယ်။ပြီးတော့အဲ့ဒီလျှို့ဝှက်စမ်းကျဲတဲ့လူစီကိုစတင်ကူးခတ်သွားခဲ့ပါတယ်။အနီးကပ်ရောက်သွားတဲ့အချိန်မှာတော့မွေကြီးရဲ့အဆွဲတစ်ချောင်းကျိုးနေတာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။အဲ့ဒီအေယာမအဆွဲကြီးကတန်ကြက်ကလူရဲ့ကိုယ်လုံးကိုဖောက်ထွက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီလူဟာတကယ် France တွေကတယောက်ဟုတ်မဟုတ်မသိကြပေမဲ့ခန္ဓာကိုယ်ကပျက်စီးမနေသလိုတစီအဖြစ်ကိုလည်းပြောင်းလဲမသွားခဲ့ပါဘူး။ထူရန်ကကြောက်ရွံ့ကြီးရဲ့ခန္ဓာကိုယ်နားမှာလိုက်ရှာကြည့်တဲ့အခါခါဘက်မှာချိတ်ထားတဲ့ရွှေတန်လိုက်အိမ်မြောင်လိုရှေးဟောင်းပစ္စည်းတစ်ခုကိုတွေ့သွားခဲ့ပါတယ်။သူကလက်လန်းပြီးအဲ့ဒီပစ္စည်းကိုယူလိုက်ပါတယ်။ပြီးတာနဲ့သူကအပေါ်ကိုပြန်တက်လာပြီးနောက်ဆုံးမှာတော့ရေကန်မျက်နှာပြင်ပေါ်ကိုဖောက်ထွက်လာခဲ့ပါတယ်။အာမန်နီကစိုးရိမ်တကြီးနဲ့စောင့်နေပြီးပစ္စည်းကိုတွေ့ခဲ့လားဆိုတာချက်ချင်းလှမ်းမိလိုက်ပါတယ်။ထူရန်လည်းရေထဲကနေတက်လာပြီးတွေ့ခဲ့တဲ့အကြောင်းသေချာပြောပြလိုက်ပါတယ်။ဒါပေမဲ့သူကမောကြည့်လိုက်တဲ့အချိန်အာမန်နီရဲ့ရင်ဘတ်နဲ့နရွက်နှစ်ဖက်မှာထူးဆန်းတဲ့အပြာရောင်မီးတောက်တွေရှိနေတာကိုတွေ့လိုက်ရပါတယ်။သူကရွှေရောင်ပစ္စည်းကိုငုံကြည့်လိုက်တဲ့အခါအဲ့ဒီအရာကသက်ရှိတွေရဲ့တည်ရှိမှုနဲ့အတွင်းစွမ်းအင်တွေကိုခန်းစားသိရှိနိုင်စွမ်းပေးတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ထရန်ကသူ့ရဲ့မော်စွမ်းအင်ကိုသုံးပြီးအာမာနီကိုချီနှောင်ထားတဲ့တန်ကြိုးတွေနဲ့ကြိုးတွေကိုဖျက်ချပေးလိုက်ပါတယ်။
မင်းသားလေးလည်းအန်တာမှင်တက်သွားပြီးသူ့ကိုဒီလောက်အလွယ်တကူလွှတ်ပေးလိမ့်မယ်လို့မထင်ထားခဲ့ဘူးဆိုပြီးထူရန်ကိုပြောလိုက်ပါတယ်။အာမန်နီကထူရန်အနေနဲ့ရတနာတွေကိုယူပြီးရင်သူ့ကိုထပ်ရောင်းစားပစ်လိမ့်မယ်လို့ပဲထင်ထားခဲ့ကြောင်းဝန်ခံလာပါတယ်။ဒါပေမဲ့ထူရန်ကသူဟာရရှိခဲ့တဲ့အရာတွေအတွက်အမြဲတမ်းပြန်လည်ပေးဆက်လေးရှိကြောင်းသတိပေးလိုက်ပါတယ်။အာမန်နီကသူ့ကိုမလိမ်မညာပဲလမ်းပြပေးခဲ့တဲ့အတွက်သူရဲကောင်းလေးအနေနဲ့သူ့ရဲ့ဂတိကိုတီးယုံသက်သက်ပါပဲ။အာမန်နီလည်းငိုယိုပြီးထူရန်ကိုကျေးဇူးတင်စကားဆိုလာကသဘောကောင်းတဲ့နတ်ဆိုးကြီးလို့ခေါ်ပြီးမရိုကေတွေသာလူတွေနဲ့စစ်ဖြစ်ခဲ့ရင်သူ့ကိုကာကွယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ချူရန်ကအင်ဂျီကိုဆွဲဝစ်လိုက်ရင်အတိတ်ပဲမရှိတာတွေပြောမနေဖို့လှမ်းပြောလိုက်ပါတယ်။အဲ့ဒီအခါချက်ချင်းပဲအာမန်နီကရေထဲကိုခုန်ချလိုက်ပြီးငါးတကောင်အသွင်ပြောင်းလဲကကူးခတ်ထွက်ခွာသွားခဲ့ပါတယ်။ချူရန်ကရေထဲကအရေးလေးကိုလိုက်ကြည့်နေရင်ကောင်လေးကတော်ဝင်မျိုးနယ်ဆိုတဲ့အကြောင်းတကယ်ကိုမလိမ်ညာခဲ့ဘူးဆိုတာလက်ခံလိုက်ပါတော့တယ်။နောက်တော့မြင်ကွင်းကစိတ်ကမ်းမှာစိုက်ကပ်ထားတဲ့ကုံတယ်သင်းမောစီရောက်သွားခဲ့ပါတယ်။သင်းမောသားအချို့ကကြောပြင်မှာကျိန်တန်ရာတွေနဲ့ကုန်းဘက်ပေါ်ထိုင်နေရင်ညီးညူတန်တွေထွက်ပေါ်နေပါတယ်။ဒီအပြစ်ပေးခံရတာတေမလောက်နာတယ်လို့ညီးတွားရင်းဆေးပေးဖို့တောင်းဆိုနေကြပါတယ်။အရာရှိတယောက်ကကျိန်လုံးကန်ရက်နေပြီးနောက်မကြတော့ပါဘူးလို့အားလုံးကိုအော်ဟစ်ပြောခိုင်းနေပါတယ်။အမိတ်မနာခံရင်တေးရမယ်လို့လည်းသူကဒေါသတကြီးဟိန်းဟောက်လိုက်ပါတယ်။ဂျိုရန်ကအဲ့ဒီမြင်ကွင်းကိုကြည့်ရင်ဘာဖြစ်နေတာလဲလို့မေးလိုက်တဲ့အခါနောက်ကျမှပြန်လာတဲ့သူတွေကိုအပြစ်ပေးနေတာလို့သင်္ဘောသားတယောက်ကရှင်းပြပါတယ်။သူတို့ကနောက်ကျယုံနေမကပဲအရက်ဆိုင်မှာပါပြဿနာရှာခဲ့ကြတာပါ။ဒါကကပတိန်ရဲ့သတိပေးချက်ကိုအလေးမထားလို့ပေးဆက်ရတဲ့တန်ဖိုးပဲဖြစ်ပါတယ်။အဲ့ဒီလူတွေအရိုက်ခံနေရချိန်မှာထရန်ကတေချာအာယုံစိုက်ကြည့်လိုက်တော့သူတို့ဒဏ်ရာတွေပေါ်မှာအနီရောင်အလင်းတန်းတွေဖြစ်ပေါ်လာတာကိုမြင်လိုက်ရပါတယ်။လူတစ်ယောက်ဒဏ်ရာရတဲ့အခါတိုင်းသူတို့ရဲ့သက်ဆောင်စွမ်းအင်တွေယိုစိမ့်ထွက်သွားတာကိုမျက်မြင်တွေ့နိုင်ပုံရပါတယ်။ကပတိန်ဘယ်မှာလဲလို့ထရန်ကမေးလိုက်တော့ဖမ်းမိထားတဲ့ဓမြသင်္ဘောကိုဝယ်မဲ့သူရှာဖို့ကျွန်းပေါ်ဆင်းသွားတယ်လို့သင်္ဘောသားကဖြေပါတယ်။ဂျိုရန်လည်းမြို့ထဲကိုဆင်းသွားပြီးလင်းထိန်နေတဲ့အရက်ဆိုင်တစ်ခုထဲမှာကပတိန်ကိုတွေ့သွားခဲ့ပါတယ်။မျက်လုံးတစ်ဖက်ပဲရှိတဲ့ကပတိန်ကသူ့ကိုမြင်သွားပြီးထရန်ရောက်လာပြီဖြစ်ကြောင်းပြောလိုက်ရင်အယောင်းဝယ်ကိစ္စကိုမေးမြန်းလိုက်ပါတယ်။ကပတိန်ကလက်တစ်ဖက်ပြတ်နေတဲ့ကပတိန်ဆမ်မြူယ်နဲ့မိတ်ဆက်ပေးပြီးသူတို့နှစ်ယောက်ပေါင်းရင်တော့အချိုးကျသွားပြီလို့နောက်ပြောင်လိုက်ပါတယ်။ဆမ်မြူယ်ကလည်းထူရန်ကိုနှုတ်ဆက်လိုက်ပြီးသင်္ဘောအတွက်ဇာဟာရွှေတင်းကား1000နဲ့ဈေးတည်သွားပြီလို့ပြောပြပါတယ်။ဒီဈေးကမစိုးဘူးလို့ထရန်ကစဉ်းစားလိုက်ပေမဲ့ပြဿနာတစ်ခုရှိနေသေးကြောင်းထောက်ပြလိုက်ပါတယ်။ရွှေတင်းကားပြအများကြီးကိုတည်သွားရတာကအဆင်မပြေဘူးလေ။ဒါကြောင့်သူကတန်ဖိုးတူတဲ့မှော်ပစ္စည်းဒါမှမဟုတ်အထွတ်အမြတ်ပစ္စည်းတွေနဲ့ပဲလဲလှယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီလိုတန်ဖိုးကြီးပစ္စည်းတွေကဒီမှာမရှိဘဲကောမက်ကိုသွားမှရမယ်လို့ဆမ်မြူယ်ကသူ့ကိုပြောပြခဲ့ပါတယ်။ကောမက်ဟာဇာဟာနေမြေရဲ့ဒုတိယမြောက်မြို့ဖြစ်ပြီးထိမာသွေးသားဆက်နွယ်တဲ့ House Star ကအုပ်ချုပ်တယ်ဆိုတာကိုပါရှင်းပြပေးခဲ့ပါတယ်။ချိုရန်မှာပတ်စံတွေအများကြီးရှိနေပြီမို့လို့အဲ့ဒီမှာအဆင့်မီတဲ့မိစ္ဆာတစ်ကောင်လောက်ဝယ်တင်တယ်လို့သူကအကြံပြုလိုက်ပါတယ်။ချူရန်ကလည်းထိမာသွေးသားဆက်နွယ်မှုအကြောင်းကိုတွေးရင်းတေလီကိုစီးနေတာကိုမြင်အောင်လာပြီးစကားနားလေတဲ့သားရဲတစ်ကောင်ရှိရင်အများကြီးအထောက်အကူဖြစ်မယ်လို့စဉ်းစားမိသွားပါတယ်။ကြည်လင်နေတဲ့နေ့တစ်နေ့မှာခီးစဉ်ကိုပြန်စတင်ခဲ့ပြီးပင်လယ်ဓမြတွေကသူတို့အတွက်ငွေထုတ်ကြီးတွေဖြစ်သွားပြီလို့သင်္ဘောသားတွေကတက်ကြွစွာနဲ့ပြောဆိုနေကြပါတယ်။နောက်တစ်ယောက်ကလည်းဓာရီအားလုံးကဖျားသခင်ရဲ့လူမျိုးနွယ်ဝင်ကိုအလုတ်ကျွေးပြုရတဲ့ကျေးဇူးတွေကြောင်းလို့ဆိုပါတယ်။အဲ့ဒီအချိန်မှာပဲရွက်တိုင်ပေါ်ကကင်းဆောင်တစ်ယောက်ကရှေ့မှာမီးမောင်နေတဲ့တိမ်တိုက်ကြီးတွေလာနေပြီလို့အော်ဟစ်လိုက်ပါတယ်။ကောင်းကင်တစ်ခုလုံးကိုကြီးမားတဲ့မုန်တိုင်းကြီးဖုံးလွှမ်းသွားတာကိုသင်္ဘောသားတွေကထိတ်လန့်တကြားကြည့်နေရင်သင်္ဘောအုပ်ကအားလုံးကိုအသင့်ပြင်ထားဖို့အမိန့်ပေးလိုက်ပါတယ်။မိုးတွေကအပြင်းထန်ရွာသွန်းလာပြီးလှိုင်းလုံးတွေကလည်းပိုမိုကြမ်းတမ်းလာခဲ့ပါတယ်။ရွက်ဖြင်တွေကိုမြန်မြန်ရုပ်သိမ်းဖို့နဲ့ကုန်ပစ္စည်းတွေကိုအထက်ချက်ချင်းရွှေ့ဖို့သူကအတန်ကုန်ဟစ်ပြီးအမိန့်ပေးနေပါတယ်။ငါးစာမဖြစ်ချင်ရင်ရှိသမျှအင်အားအကုန်ထုတ်ကြဖို့လည်းသူကသတိပေးလိုက်ပါတယ်။ဒါပေမဲ့သင်္ဘောကြီးရိမ့်ရိုင်သွားချိန်မှာတော့သင်္ဘောသားတစ်ယောက်ခြေချော်သွားပြီးကြမ်းတမ်းနေတဲ့လှိုင်းလုံးတွေကိုလွင့်စင်ကျသွားရင်စူးစူးဝါးဝါအော်ဟစ်လိုက်ပါတယ်။အဲ့ဒီလူပင်လယ်ထဲကိုကျသွားတော့မယ့်အချိန်မှာပဲထူရန်ကချက်ချင်းလှုပ်ရှားလိုက်ပြီးလက်ကိုဆန်တန်းလိုက်ချိန်မှာတောက်ပနေတဲ့အပြာရောင်ရေမော်စွမ်းအင်ကြိုးတစ်ချောင်းထွက်ပေါ်လာကလေထဲမှာနေအဲ့ဒီလူကိုဖမ်းဆွဲထားလိုက်ပါတော့တယ်။ဂျိုရန်ကသူ့ကိုကုန်းဘက်ပေါ်ပြန်ဆွဲတင်လိုက်ပါတယ်။ဂျိုရန်ကအောက်ဆင်းဖို့ပြောလိုက်တဲ့အချိန်မှာသင်္ဘောသားလည်းကြောင်အန်းနဲ့ဟုတ်ကဲ့လို့ထင်ငေါ်ပြီးပြန်ပြေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျိုရန်ဟာသင်္ဘောရဲ့ကြံတဲ့အပိုင်းတွေကိုအာယုံစိုက်လိုက်ပြီးသူ့ရဲ့မှော်ပညာကိုသုံးကကြံနေတဲ့ကုန်တစ်တာတွေကိုရစ်ပတ်ပြီးတေချာချီနှောင်ပေးလိုက်ပါတယ်။သင်္ဘောအနီးကပင်လယ်ပြင်စီကိုလျှက်စီးတွေပစ်ချလာတဲ့အခါမှာတော့အားလုံးကိုစုတ်ခွာကြဖို့သူကအော်ဟစ်သတိပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့သင်္ဘောသားတွေအားလုံးမှောင်မိုက်နေတဲ့ဝမ်းပိုက်ခန်းထဲမှာစုဝေးရောက်ရှိနေကြပြီးအေးထန်ကြောင့်တုံ့ရင်နေကြပါတယ်။အခန်းထဲကိုထရန်ဝင်လာတဲ့အခါမှာတော့သူတို့အားလုံးကကျေးဇူးတင်စကားဆိုကြပါတယ်။ထရန်ကထိခိုက်ဒဏ်ရာရတာရှိမရှိမေးမြန်းတဲ့အခါမှာတော့ဘာမှမဖြစ်ကြောင်းသူတို့ကအတည်ပြုပေးခဲ့ကြပါတယ်။ရွက်လိုက်တာသာမလုပ်နိုင်ခဲ့ရင်သင်္ဘောမြုပ်သွားနိုင်ကြောင်းကပတိန်ကထရန်ကိုကျေးဇူးတင်စကားဆိုလာတဲ့အတွက်ဒီမုန်တိုင်းကိုသူတို့ခံနိုင်ရရှိမရှိထူရန်ဘက်ကပြန်လည်မေးမြန်းခဲ့ပါတယ်။အခုတော့သင်္ဘောနဲ့ပဲ့ကန်ရှင်တွေရဲ့ကံကြမ္မာအပေါ်မှာပဲမူတည်နေပြီလို့ကပတိန်ကဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ပိုရေးကြီးတာကချမ်းစိတ်တုံရင်နေတဲ့လူတွေကိုထူရန်ကကြည့်လိုက်ပြီးသူ့ဘေးမှာစက်ဝိုင်းပုံစံစုဝေးထိုင်ကြဖို့ပြောလိုက်ပါတယ်။ကပတိန်လည်းလန့်သွားပြီးချင်းမြောင်းတဲ့တစ်သားသင်္ဘောပေါ်မှာမီးမွေးဖို့စီစဉ်နေတာလားဆိုပြီးအန်ဒီရဲ့ရှိချောင်းသတိပေးလာပါတယ်။မီးမကူးဆက်အောင်သူတေချာထိန်းထားမှာဖြစ်ကြောင်းထူရန်ကပြန်ရှင်းပြခဲ့ပါတယ်။ထူရန်ကလက်ဖြစ်တစ်ချက်တီးလိုက်တာနဲ့သူ့လက်ထဲမှာကြီးမားတောက်ပတဲ့မီးလုံးကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အခန်းတစ်ခန်းလုံးကိုနှွေးထွေးတဲ့ရွှေရောင်အလင်းတန်းတွေဖြာကျသွားစေတဲ့အဲ့ဒီမီးတောက်တွေကိုသူကကင်ဆောင်ထားပါတယ်။ဒီလောက်အဆင့်မြင့်တဲ့မှော်ပညာမျိုးအကြောင်းတစ်ခါမှမကြားဘူးခဲ့တဲ့ကပတိန်ဟာသူ့မျက်စိသူတောင်မယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။နှွေးထွေးမှုကိုခံစားလိုက်ရတဲ့သင်္ဘောသားတွေရဲ့မျက်နှာပေါ်မှာတော့အပြုံးတွေပေါ်လာခဲ့ပါတယ်။သက်ကြီးရွယ်အိုတွေအမောတကောထက်ခါတလဲလဲမှားခဲ့ဘူးတဲ့စကားတွေကိုအခုမှနားလည်သွားတော့တဲ့ကပတိန်ကြီးဟာ
အံ့ဩမင်တက်စွာနဲ့ကြည်နေမိပါတယ်လူသားတွေကမော်ဆီယာကိုအလုတ်ကျွေးပြရမယ်မော်ဆီယာကလည်းလူသားတွေကိုစောင့်ရှောက်ပြီးအုပ်ဆိုးမယ်ဆိုတဲ့အနာဂတ်စကားကိုသူကပြန်တွေးမိနေခဲ့ပြီးထူရန်ကတော့အဝိုင်းရဲ့အလယ်မှာရက်နေရင်လူတိုင်းကိုနှွေးထွေးမှုတွေပေးစွမ်းနေခဲ့ပါတယ်။မုန်တိုင်းကဆက်လက်တိုက်ခတ်နေဆဲဖြစ်ပေမဲ့မြင်ကွင်းကတော့မြောက်ပိုင်း Emerald သဲကန္တာရရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ KMT ရဲ့ကျေပြန့်တဲ့မြင်ကွင်းစီပြောင်းသွားခဲ့ပြီးအဲ့ဒီမှာတင်မောပေါင်းများစွာစိုက်ကပ်ထားပြီးနေရောင်လွှမ်းနေတဲ့အဆောက်အုံတွေကသဲပြင်မိုးကုတ်ဆက်ဝိုင်းတစ်လျှောက်မှာကြဲပြန့်ရှိနေခဲ့ပါတယ်။လူတွေကတော့ကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ဖို့အလုံများနေကြပြီးမြို့လေးကလည်းလှုပ်ရှားမှုတွေနဲ့စီကားနေခဲ့ပါတယ်။ထူရန်တင်မောပေါ်ကနေဆင်းလာတဲ့အချိန်မှာတော့ကပတိန်ကြီးကသူ့စီရောက်လာပြီးအနေချင်းပါဆိုကလေးလံတဲ့ရွှေတင်ကအိတ်တအိတ်ကိုလက်ခံပေးဖို့လာပေးခဲ့ပါတယ်။ပတ်စံအိတ်ရဲ့အလေးချိန်ကြောင့်ထူရန်အံ့ဩသွားပြီးဒါတွေကအယမ်းများလုံးပါတယ်။သူတို့ကအချင်းချင်းကူညီခဲ့ကြရုံပါလို့ကပတိန်ကြီးကိုပြန်ပြောခဲ့ပါတယ်။မျက်လုံးတစ်ဖက်ပဲရှိတဲ့ကပတိန်ကြီးကခေါင်းရမ်းလိုက်ပြီးဖမ်းမိထားတဲ့ပင်လယ်ဓမြတင်မောကိုရောင်းရတဲ့ငွေတွေကနေတင်မောသားအားလုံးစုပြီးပေးတာမို့ထူရန်သာလက်မခံဘူးဆိုရင်ဖျားသခင်ကသူတို့ကိုအပြစ်ပေးလိမ့်မယ်လို့အတင်းအကျပ်ပြောဆိုခဲ့ပါတယ်။အဲ့ဒီလူရဲ့ရိုးသားမှုကတိတာလွန်းတာမို့ထူရန်ကရွှေတွေကိုယူဖို့သဘောတူလိုက်ပြီးနောက်တစ်ကြိမ်ပြန်တွေ့ကြရင်ကောင်းကောင်းမွန်မွန်ကျွေးမွေးပါမယ်လို့တင်မောသားတွေကိုပြောခဲ့ပါတယ်။ကပတိန်ကြီးကလည်းခေါင်းညိတ်အယိုသေးပေးလိုက်ပြီးအခုလိုဖိတ်ကြားခံရတာဟာတကယ်ကိုဂုဏ်ယူစရာပါလို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ကုန်သည်တင်မောကြီးကနောက်တစ်ကြိမ်ရွက်လွှင့်ဖို့ပြင်ဆင်နေခဲ့ပြီးတင်မောသားတွေကလက်ရန်ပေါ်မှာတန်းစီရက်နေကြရင်တကယ်ကိုချစ်ခင်ရင်းနှီးတဲ့အတန်တွေနဲ့ထူရန်ကိုလှမ်းအော်ခေါ်ကသူတို့တွေသူ့ကိုလွမ်းနေမှာဖြစ်ကြောင်းနဲ့သူတို့အတွက်လုပ်ပေးခဲ့တာတွေကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့သူရဲ့ကောင်းလေးကိုကတိပေးခဲ့ကြပါတယ်။တင်မောလေးထွက်ခွာသွားချိန်မှာတော့ကပတိန်နဲ့အဖိုးအိုတင်မောသားတို့ကလည်းသူ့ကိုနောက်ဆုံးအနေနဲ့အယိုသေးပေးခဲ့ကြပါတယ်။ထူရန်ကလည်းထွက်ခွာသွားတဲ့တင်မောလေးကိုကြည့်ရင်ပျော်ရွှင်နေခဲ့ပါတယ်။အဲဒီနောက်သဲကန္တာရမြို့တော်ရဲ့စီကားလာတဲ့လမ်းမတွေစီကိုသူအာယုံဆိုင်လိုက်တဲ့အခါလေထုထဲမှာဟင်းခတ်အမွေးအကြိုင်နှံ့တွေနဲ့ Emerald Sands ရဲ့6တွေ့တဲ့အပူဒဏ်တွေပြည့်နှက်နေပါတယ်။ဈေးထဲကိုဖျက်လျှောက်သွားရင်ထူရန်ဟာပတ်ဝန်းကျင်ကသေးငယ်တဲ့အရာလေးတွေကိုတော့မလွတ်တမ်းသေးချာစောင့်ကြည့်နေခဲ့ပါတယ်။အဲဒီလိုသွားနေရင်ကနေရုတ်တရက်ရက်လိုက်ပြီးသူ့ရဲ့စွမ်းအားတစ်ကိုသုံးကလူအုပ်ကြီးကိုစကင်ဖတ်ကြည့်လိုက်ပါတယ်။ပေါ်စွမ်းအားနည်းနည်းလေးသာရှိတဲ့ဒါမှမဟုတ်လုံးဝမရှိတဲ့တာမန်လူတွေစီမှာတော့အပြာရောင်မီးတောက်ငယ်လေးတွေပဲလင်းလက်နေတာပါ။ဒါပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးအပြာရောင်မီးတောက်တွေဖုံးလွှမ်းနေတဲ့လူတစ်ယောက်ကိုထော်ရန်မြင်တွေ့လိုက်ရပြီးအဲ့ဒါကသူဟာသူရဲကောင်းတစ်ယောက်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။အဲ့ဒီလူကတန်ချက်ကဝစ်စုံကိုဝစ်ဆင်ထားပြီးဓာတ်တလက်ကိုလည်းကင်ဆောင်ထားပါတယ်။ဂျိုရန်လည်းအဲ့ဒီသူရဲကောင်းစီကိုတဖြည်းဖြည်းချင်းကပ်သွားပြီးလှမ်းခေါ်လိုက်ပါတယ်။သူ့ရဲ့မန်နာတွေကိုထုတ်လွှတ်လိုက်ပြီး House Dio ရဲ့သူရဲကောင်းလားလို့မေးလိုက်ချိန်မှာတော့အဆောင်ဖြစ်သူဟာသူ့နောက်ကမှုမှတ်တစ်ပါးရဲ့ကြောက်မက်ဖွယ်မန်နာတွေကိုခန်းစားမိပြီးထိတ်လန့်သွားခဲ့ပါတယ်။ဂျူရန်ရဲ့အရှိန်အဝါကြောင့်လန့်သွားတဲ့အဲ့ဒီလူဟာချက်ချင်းပဲအယိုသေးပေးလိုက်ပြီးဂျူရန်ရဲ့မျက်နှာကိုတောင်ရဲရဲမကြည့်ရဲပဲအမိတ်နာခံမဲ့အကြောင်းအတည်ပြုခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကောင်လေးကလည်းအရာဘီယွန်ကထူရန်ဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးအိမ်တော်သခင်နဲ့တွေ့ကျင်ကြောင်းပြောလိုက်ပါတယ်။မကြခင်မှာပဲထူရန်ဟာမြင်မာတဲ့မျှော်စင်တွေနဲ့ကျဲဝန်းတဲ့ခြံဝင်းတွေပါဝင်တဲ့ KMS နန်းတော်ကြီးစီကိုလမ်းညွန်ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့အိမ်တော်သခင်နဲ့တွေ့ဆုံဖို့အတွက်ခန်းနာထဲဝါတဲ့အိမ်ကမ်းမတစ်ခုစီကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။အိမ်တော်သခင်ကတော့အလှဆင်ထားတဲ့ဆိုဖာခုံပေါ်မှာတက်တောင့်တက်တာထိုင်နေခဲ့ပြီးဒေသခံဝစ်စုံကထူရန်နဲ့တိတ်လိုက်ဖက်တယ်လို့ခေါင်းညိတ်သဘောတူရင်သူ့ကိုယ်ပေါ်မှာအပြာရောင်အလင်းတန်းလေးတစ်ချက်လက်ခနဲ့ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီလူကဧည့်သည်ကိုနှုတ်ဆက်ပြီးသူကဒီအိမ်တော်ရဲ့ခေါင်းဆောင်ကယ်တူဖြစ်တယ်လို့မိတ်ဆက်ပေးခဲ့ပါတယ်။သူတို့မျက်နှာချင်းဆိုင်ထိုင်လိုက်ကြတဲ့အချိန်မှာကယ်ကထူရန်ကိုအရင်ကတနေရာမှာမြင်ဘူးသလိုမျိုးသူ့မျက်နှာကိုတေချာစိုက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီလိုထူးခြားတဲ့တုံ့ပြန်မှုကိုထူရန်ကလည်းရိပ်မိလိုက်ပါတယ်။ကယ်လာကထူရန်ရဲ့နာမည်နဲ့အိမ်တော်ကိုမေးတဲ့အခါဇက်လိုက်ကသူဟာထူရန် Brahms ဖြစ်ပြီးကြာဆင်းသွားတဲ့အဆောင်ရှောက်မျိုးတွေကလာတာလို့မိတ်ဆက်လိုက်ပါတယ်။အိမ်တော်ရဲ့ဂုံသတင်းကိုကြားဘူးတာမို့သူခရီးစဉ်အတွက်တတဝါတကောင်လာဝယ်တာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ကယ်လာထူရန်ရဲ့မျက်နှာကိုနောက်တစ်ကြိမ်တေချာစိုက်ကြည့်ရင်သူ့သမီးကလမ်းညွန်ပေးလိမ့်မယ်လို့ပြောပြီးထွက်သွားဖို့မတ်တက်ရက်လိုက်ပါတယ်။ထူရန်ကခဏလောက်တွေးဝေသွားပြီးနောက်စောစောကသူရိပ်မိခဲ့တဲ့တုံဆိုင်မှုကိုထောက်ပြရင်ကယ်အနေနဲ့သူနဲ့တူတဲ့လူကိုမြင်ဘူးသလားလို့မေးလိုက်ပါတယ်။အိမ်တော်သခင်ကဘာမှမဟုတ်ပါဘူးလို့ပြောပြီးထော်ရန်ကသူသိခဲ့ဘူးတဲ့လူတစ်ယောက်နဲ့တပုံစံနဲ့တူနေလို့ပါလို့ပဲအကြောင်းပြန်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ကယ်လ်တာရဲ့သမီးဖြစ်သူကအခန်းထဲဝင်လာပြီးထူရန်ကိုတပ်တော်ဝါတွေမွေးမြူထားတဲ့နေရာစီလမ်းညွန်ခေါ်ဆောင်သွားဖို့တာဝန်ယူလိုက်ပါတယ်။နေရောင်ဖြာကျနေတဲ့စင်ကြလမ်းရှည်ကြီးအတိုင်းလျှောက်သွားရင်အဲ့ဒီအထက်တန်းလွှာအမျိုးသမီးကထော်ရန်အနေနဲ့ကြာဆင်းသွားတဲ့အိမ်တော်ကလာတာလို့ပြောပေမဲ့ဈေးကြီးတဲ့တပ်တော်ဝါတွေရောင်းချတဲ့ House Star ကိုလာဝယ်နိုင်တာမို့သူကတော်တော်လေးချမ်းသာတဲ့ပုံပေါက်နေတယ်လို့မှတ်ချက်ချလိုက်ပါတယ်။အဆောင်အရှောက်မျိုးနွယ်ဆိုတာကြေးစားဘဝနဲ့တကယ်ပဲကိုက်ညီမှုရှိရလားလို့သူမထူရန်ကိုမေးလိုက်ပါတယ်။ဒါရန်ကတော့ဘာမှပြန်မဖြေပဲသူ့စိတ်ထဲမှာထူးဆန်းတဲ့အဲ့ဒီလူအကြောင်းမေးခွန်းတွေနဲ့ရှုပ်ထွေးနေခဲ့ပါတယ်။အိမ်တော်သခင်မြင်ခဲ့တဲ့လူကဘာတူလဲဆိုတဲ့မေးခွန်းနဲ့သူ့ကိုမြင်တော့မိခင်ကိုတတိယသွားတာလားဒါမှမဟုတ်ဖခင်ကိုတတိယသွားတာလားဆိုတာကိုစဉ်းစားနေမိပါတယ်။ကောက်ကွေးနေတဲ့သပင်နဲ့ဖြောင်ဆင်းတဲ့မျက်နှာပေါက်မျိုးရှိတဲ့သူ့မိခင်ရဲ့ရုပ်သွင်းကိုပြန်ပြီးတွေးတောနေခဲ့ပါတယ်။နည်းနည်းကြီးတဲ့နရွက်တွေပါတာကြောင့်ဒီလိုမှတ်ဉဏ်မျိုးပေါ်လာဖို့လုံလောက်သွားသလားဆိုပြီးတွေးမိနေပါတယ်။ဒါမှမဟုတ်ရင်အိမ်တော်သခင်တွေးခဲ့တဲ့သူကသူ့မျက်နှာတော်မမြင်ဘူးတဲ့သူ့အဖေများဖြစ်နေမလားဆိုပြီးပါပဲ။ခဏအကြာမှာတော့အိမ်တော်သခင်ရဲ့သမီးကရုတ်တရက်ရက်လိုက်ပြီးရောက်ပြီဆိုတဲ့အကြောင်းဂုံယူဝင်ကြွားစွာနဲ့ပြောလာပါတယ်။ဂျာမန်အိမ်တော်ရဲ့မျိုးဆက်မွေးမြူရေးခြံကနေကြိုးဆိုပါတယ်လို့သူမကပြောလိုက်ပါတယ်။ထရန်အထဲကိုဝင်ချင်းမှာပဲမျက်စိတစုံကျဲဝန်းလှတဲ့စိတ်ကူးမရင်နိုင်လောက်အောင်ကြီးမားတဲ့နေရာကြီးကိုမြင်ပြီးမျက်လုံးပြူးသွားခဲ့ပါတယ်။နေရာတစ်ခုစီတိုင်းကိုမတူညီတဲ့ monster တွေနေထိုင်နိုင်ဖို့တေချာဂယုတစိုက်ပုံစံထုတ်ထားတာပါ။တချို့နေရာတွေကတစ်တောတွေနဲ့တူပြီးတချို့ကကြောက်တောင်တွေစိတ်မြေတွေနဲ့တူသလိုတချို့အခန်းတွေကတဲကန်နာရပုံစံတောင်ဖန်တီးထားပါတယ်။အခန်းတိုင်းမှာကိုယ်ပိုင်သဘာဝပတ်ဝန်းကျင်တွေရှိနေတာကိုမြင်ပြီး
ထူရန်တယောက်အံ့ဩတကြီးနဲ့လိုက်ကြည့်နေပါတယ်။ Monster တိုင်းကိုသူတို့ရဲ့သဘာဝနဲ့အကိုက်ညီဆုံးဖြစ်မဲ့ပတ်ဝန်းကျင်မှာမွေးမြူထားတာဖြစ်လို့ House Star အနေနဲ့ဒီနေရာအတွက်စိတ်ကူးမရင်နိုင်လောက်တဲ့ဓနဥစ္စာတွေနဲ့အားထုတ်မှုတွေကိုရင်းနှီးမြှုပ်နှံထားကြောင်းပြသနေပါတယ်။သူတို့ဆက်လျှောက်သွားရင်းနဲ့ထူရန်ဟာထူးထူးခြားခြားခံရတဲ့မြင်းနဲ့တူတဲ့ Monster တစ်ကောင်ရှေ့မှာရပ်လိုက်ပါတယ်။တောင်တင်းတဲ့ခန္ဓာကိုယ်နဲ့ဆူရှားတဲ့မျက်လုံးတွေရှိတဲ့အဲ့ဒီအကောင်ရဲ့ချင်းချောက်နိုင်စွမ်းရှိတဲ့အသွင်ပြင်ကသူ့အာယုံကိုချက်ချင်းဖန်ဆာသွားတာပါ။တေချာဂယူးတစိုက်ကြည့်ပြီးတဲ့နောက်မှာတော့ဒီအကောင်ကဘလောက်တန်တယ်လဲလို့ထူရန်ကမေးလိုက်ပါတယ်။ကောင်မလေးကလည်းသူတို့တေချာဂယူးစိုက်ပြီးမွေးထားတာမို့ရွှေပြား4000ပေးရမယ်လို့ပေါ့ပေါ့ပါပါပဲပြန်ဖြေလာပါတယ်။ဈေးနှုန်းကိုကြားချင်းမှာပဲထူရန်တယောက်လန့်ပြီးကြောက်ရွံ့လို့တောင့်တင်းသွားခဲ့ပါတယ်။အဲ့ဒီပမာဏကသူ့စီမှာရှိတဲ့ပိုင်ဆိုင်မှုအားလုံးရဲ့2ဆဖြစ်နေတာကိုသိလိုက်ရချိန်မှာတော့သူ့မျက်နှာတစ်ခုလုံးအေးခဲသွားခဲ့ပါတော့တယ်။အခုချိန်ထိတော့သူ့ခီးစဉ်တစ်လျှောက်ရှာဖွေခဲ့တဲ့ပတ်စံတွေအတော်အသင့်ရှိနေပြီလို့ပဲသူကရိုးရိုးသားသားယုံကြည်ထားခဲ့တာပါ။ဒါပေမဲ့ဒီချိန်မှာတော့သူပိုက်ဆံတွေအများကြီးရှိနေပြီလို့ထင်ထားတာမှားမှန်းသေချာသွားစေလောက်အောင်လက်တွေကသူ့ကိုကရုဏာကင်းမဲ့စွာရိုက်ချလိုက်တယ်လို့ပါပဲ။တရိတ်ဆန်မွေးမြူရေးခြံနဲ့ဆက်လျှောက်သွားနေရင်လည်းထူရန်ဟာထပ်ပြီးတော့အတွေးတွေကိုတိတ်တဆိတ်နှမျောသွားပြန်ပါတယ်။ Monster တကောင်ဝယ်မဲ့ကိစ္စကိုလက်လျှော့လိုက်ရမလားလို့သူတွေးနေမိပေမဲ့ပတ်စံတွေအပြည့်နဲ့တစ်တာကြီးကိုထမ်းပြီးသဲကန္နာရကိုဖျက်သွားလို့မရနိုင်ဘူးဆိုတာကိုလည်းကိုပြန်သတိပေးလိုက်ပါတယ်။ဒီအခြေအနေကသူ့ကိုခက်ခဲတဲ့ရွေးချယ်စရာနှစ်ခုကြားမှာပိတ်မိနေစေပြီးဘယ်တစ်ခုကမှအဆင်ပြေမဲ့ပုံမပေါ်ပါဘူး။ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့မွေးမြူရေးခြံရဲ့ထောင်နားမှာရှိတဲ့အများကြီးသေးငယ်တဲ့လောင်အိမ်တစ်ခုရှိမှထူရန်ရုတ်တရက်ရက်လိုက်ပါတယ်။လောင်အိမ်ထဲမှာတော့ငှက်နဲ့တူတဲ့ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ရှိနေပြီးအရင်ကသူတို့ဖြတ်လာခဲ့တဲ့တခြား Monster တွေနဲ့မတူပဲဒီသတ္တဝါကသူ့ကိုတေချာစောင့်ကြည့်နေသလိုမျိုးအချိန်ပြည့်သူ့ကိုတိတ်တဆိတ်စိုက်ကြည့်နေခဲ့တာပါ။ထူရန်ဟာမျက်လုံးကိုအနှဲငယ်ကျင်းလိုက်ပြီးအဲ့ဒီသတ္တဝါကိုလက်ညှိုးထိုးကဈေးဘယ်လောက်လဲလို့မေးလိုက်ပါတယ်။ကောင်မလေးကရွှေတင်းကား1500ဖြစ်ကြောင်းပေါ့ပေါ့ပါပါပဲပြန်ဖြေခဲ့ပြီးဈေးနှုန်းကိုကြားလိုက်ရတဲ့အခါထူရန်ရဲ့မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။အခုချိန်ထိသူတွေ့ခဲ့ရသမျှအရာအလုံးနဲ့ရှင်းကြည့်မယ်ဆိုရင်သူ့ရဲ့စုဆောင်းငွေအလုံးကုန်သွားမှာဖြစ်ပေမဲ့အဲ့ဒီသတ္တဝါရဲ့မန္နာပမာဏနဲ့စာရင်ယုံနိုင်စရာမရှိလောက်အောင်ဈေးပေါ်ပြီးတော်တော်လေးတွက်ချေကိုက်နေတာပါ။နောက်ထပ်ခဏလောက်အကဲခတ်ပြီးတဲ့နောက်မှာတော့သူ့ရဲ့စွမ်းရည်တွေကဘာလဲလို့ထူရန်ကမေးလိုက်ပါတယ်။ဒီကောင်လေးကညံကောင်းပြီးကောင်းကောင်းပြန်တန်းနိုင်ကြောင်းသူမကပြန်ဖြေလိုက်ပါတယ်။ဒါကိုကြားလိုက်ရတော့ထူရန်လည်းအဲ့ဒါကဘလို့စွမ်းရည်မျိုးဖြစ်မလဲဆိုပြီးတွေးမိသွားခဲ့တယ်။ဒါပေမဲ့သူထပ်ပြီးမမေးရသေးခင်မှာပဲဒါကတကယ်တော့လူကြိုက်များတဲ့မျိုးစိတ်တွေကတစ်ခုဖြစ်ပေမဲ့ညံကောင်းလုံးနေတယ်ဆိုပြီးသူမကဆက်ရှင်းပြနေပါတယ်။သူ့ထက်ညံနေတယ်လို့ထင်ရတဲ့သူတွေရဲ့စကားကိုဆိုရင်လုံးဝနားမထောင်ဘူးလို့သူမကပြောလိုက်ပါတယ်။သူမရှင်းပြနေတဲ့အချိန်မှာတော့ငှက်သားရဲကထူရန်ကိုတစ်စက္ကန့်လေးတောင်အကြည့်မလွဲပဲစိုက်ကြည့်နေခဲ့တယ်။အဲ့ဒီလိုထူးဆန်းတဲ့အမူအကျင့်ကိုမြင်တော့ထူရန်ကလောင်အိမ်သားကိုဖြည်းဖြည်းချင်းတိုးသွားပြီးသူ့စကားကိုနားလည်လားလို့မေးလိုက်ပါတယ်။ရုပ်နေဆိုးပေမဲ့တကယ်ညံကောင်းတာပဲဖြစ်ရမယ်လို့သူကငှက်ကိုပြောလိုက်ပါတယ်။ဒီစကားကိုကြားတော့ငှက်ကဒေါသတကြီးနဲ့ခေါင်းကိုခါရမ်းပြလာတယ်။အဲ့ဒီလိုပြောပြီးနောက်မှာတော့ဒီကောင်ကအားလုံးကိုနားလည်နေတာသေချာသွားပြီလို့ထူရန်ကမှတ်ချက်ချလိုက်ပါတယ်။ကောင်မလေးကလည်းသက်ပြင်းချလိုက်ပြီးစာဖတ်ဖို့တောင်သင်ပေးခဲ့ပေမဲ့မတင်ယူခဲ့ဘူးဆိုတာကိုအတည်ပြုပေးခဲ့တယ်။ဒီကောင်ကတကယ်ပဲမတင်ချင်တာလားဒါမှမဟုတ်တကယ်ပဲမတင်နိုင်တာလားဆိုတာသူမလည်းမသိချောင်ဝန်ခံလိုက်ပါတယ်။အဲ့ဒီလိုဖြစ်နေပေမဲ့လည်းသူမကအဲ့ဒီတရဝါကိုကြည့်ရင်အလကားပဲလို့ခေါ်လိုက်ချိန်မှာစိတ်ပြက်နေတဲ့အတန်ပေါက်နေတော့မှာပဲဒီကောင်ကသူ့အရွယ်စားနဲ့မလိုက်အောင်အမခန်းခွန်အားတွေရှိပြီးဝင်းမြူထားချိန်မှာမိစ္ဆာအသားတွေအများကြီးကျွေးထားရကြောင်းသူမကပြောပြခဲ့ပါတယ်လူတွေစကားကိုသာနားထောင်မယ်ဆိုရင်ဒီထက်အများကြီးပိုတန်ဖိုးရှိမှာဖြစ်ကြောင်းသူမကမှတ်ချက်ချလိုက်တယ်အဲ့ဒီအချိန်မှာပဲထူရန်ကငှက်သားရဲကိုရုတ်တရက်စိုက်ကြည့်လိုက်ပြီးတခုခုလိုချင်နေတာများရှိလားလို့မေးလိုက်ပါတယ်ကောင်မလေးကမေးနေလေအပိုးပဲလို့ဂယုမဆိုင်တဲ့ပုံစံနဲ့ပြောဖို့လုပ်ပေမဲ့စကားမဆုံးခင်မှာပဲတာရဲကထူရန်ဘက်ကိုသူ့လက်သေးတစ်ဖက်ရုတ်တရက်ဆန်းထုတ်လာခဲ့ပါတယ်ဘာလို့ရုတ်တရက်ကြီးအဲ့လိုလှုပ်လိုက်တာလဲဆိုပြီးကောင်မလေးလည်းမျက်လုံးပြူကအံ့သာသွားခဲ့တယ်ထူရန်တောင်မှဒီတုံးပြန်မှုကြောင့်နည်းနည်းအံ့သာသွားပုံရပါတယ်။သူကသားရဲကိုစိုက်ကြည့်ပြီးသူ့ကိုလိုချင်လို့လားလို့မေးလိုက်တယ်။သူကတိတ်ထူးခြားတဲ့လူမဟုတ်ဘူးလို့ပြောပြီးအခုလိုလုပ်ရတဲ့အကြောင်းရင်းရှိလားလို့မေးလိုက်ပါတယ်။အဲဒီနောက်သူ့ကိုဝယ်လိုက်ရင်စာဖတ်တင်ပေးတာကိုလက်ခံပါလားလို့ငှက်ကြီးကိုမေးလိုက်တဲ့အခါမှာငှက်သားရဲကြီးကခေါင်းညိတ်ပြီးသဘောတူလိုက်ပါတယ်။အချိန်နှဲငယ်ကြာတော့ကယ်တာရောက်လာခဲ့ပြီးသူ့မော်ပညာကိုချက်ချင်းအသက်သွင်းကလုပ်ငန်းစဉ်ပြီးဆုံးကြောင်းကြေညာလိုက်ပါတယ်။ဒါနဲ့ပဲသူတို့နှစ်ယောက်ဟာအခုတော့ဆက်သွယ်သွားခဲ့ပါပြီ။ငှက်သားရဲကြီးကိုချီနှောင်ထားတဲ့တန်ကြိုးတွေနဲ့မော်ချီနှောင်တွေဟာချက်ချင်းပျောက်ကွယ်သွားပြီးလောင်အိမ်ထဲကနေလွတ်မြောက်သွားတဲ့သားရဲကြီးကတုံဆိုင်မနေပဲထူရန်ဘက်ကိုချက်ချင်းလျှောက်သွားခဲ့ရာအစကတည်းကထူရန်ကိုသူ့ရဲ့သခင်စစ်အဖြစ်ဆုံးဖြတ်ထားပြီးသားပုံစံမျိုးပါပဲဒီမြင်ကွင်းကိုကြည့်နေတဲ့ကယ်တူတောင်မှအတော်လေးအံ့သာသွားပုံရပါတယ်သူတို့စီလျှောက်လာရင်သားရဲကထူရန်နောက်ကိုဒီလောက်ကောင်းကောင်းလိုက်နေတာအန်တရားစရာပဲလို့ဆိုကတေချာစောင့်ရှောက်ဖို့ပြောခဲ့ပါတယ်အခုတော့သူ့ဘေးမှာရက်နေတဲ့ထူးဆန်းတဲ့ငှက်တရဝါကြီးကသူစောင့်မျှော်နေတဲ့သူကိုနောက်ဆုံးတော့တွေ့သွားသလိုမျိုးဘေးမှာငြိမ်ငြိမ်လေးနေပါတယ်ထူရန်ကလည်းအဲ့ဒီလူစကားကိုနားလေကြောင်းနဲ့လှုပ်ပေးမဲ့အကြောင်းပြောပါတယ်ခဏလောက်တော့ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားပေမဲ့ကယ်လ်ကရုတ်တရက်မျက်နှာနည်းနည်းပိုတီသွားပြီးထပ်ပြောလာပါတယ်ဒီအတိုင်းလွတ်ထားလိုက်လို့ရပေမဲ့ထူရန်ကို Tail Eyes နဲ့များပတ်သက်မှုရှိနေလားဆိုပြီးမေးလိုက်ပါတယ်။အဲ့ဒီနာမည်ကိုကြားလိုက်ရတဲ့အချိန်မှာထူရန်ရဲ့မျက်လုံးတွေအံ့ဩသွားလို့နည်းနည်းပြူးကျဲသွားပြီးအဲ့ဒီနာမည်ကိုထပ်ရွတ်လိုက်ပါတယ်။ဒါပေမဲ့မေးခွန်းမေးပြီးတာနဲ့ချက်ချင်းဆိုသလိုကယ်လ်ကခေါင်းခါပြပြီးသူမေးတာကိုသာမေးလိုက်ဖို့ထူရန်ကိုပြောလိုက်ပါတယ်။စကားဝိုင်းကအဲ့ဒီမှာပဲပြီးသွားပုံရပေမဲ့ထူရန်ရဲ့စိတ်တွေကတော့ချက်ချင်းပြန်လှုပ်ရှားလာခဲ့ပါတယ်။ထူရန်ရဲ့မျက်နှာကိုမြင်ချင်းအဲ့ဒီလူကအဲ့ဒီလူကိုသတိရသွားတာမို့အခြေအနေကပိုပြီးတန်တရားဖြစ်စရာကောင်းလာပါတယ်။ခဏလောက်တိတ်ဆိတ်နေပြီးတဲ့နောက်ထူရန်ကနောက်ဆုံးတော့သူ့ဘက်ကလည်းဓာတ်ရိုက်တစ်ခုခုမေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူလည်းတစ်ခုလောက်မေးလို့ရမလားလို့အိမ်တော်သခင်ကိုမေးလိုက်တော့
ကယ်ကလည်းမေးဖို့အတွက်အေးအေးဆေးဆေးခေါင်းငိတ်ပြပါတယ်။ချူရန်ကဘာမှမတုံ့ဆိုင်ပဲပုံတူပကြီးကားတစ်ခုကိုထုတ်ပြပြီးဗာဂျီလို့ခေါ်တဲ့မိန်းမတစ်ယောက်ကိုများသိလားလို့မေးလိုက်ပါတယ်။ကယ်ကပုံတူပကြီးကားကိုခဏလောက်တေချာကြည့်ပြီးတဲ့နောက်သူမသိဘူးလို့ချက်ချင်းပြန်ဖြေလိုက်ပါတယ်။ဒီလောက်လှတဲ့မိန်းမမျိုးဆိုရင်သူမေ့သွားစရာအကြောင်းမရှိဘူးလို့လည်းခေါင်းငိတ်ပြီးပြောပါတယ်။အဲ့ဒီအဖြေကိုကြားတော့ထူရန်ကပုံတူပကြီးကားကိုတိတ်တိတ်လေးပြန်ချလိုက်ပြီးနားလေပြီလို့ပြောပါတယ်။အဲ့ဒီနောက်အဖွဲ့ကိုသူခဏလောက်အချိန်လိုတယ်လို့ပြောလိုက်ပါတယ်။သူဘာကိုဆိုလိုတာလဲလို့ဘယ်သူမှမမေးခင်ပါပဲနှစ်သက်တော်ဝါကြီးကရုတ်တရက်အတောင်ပံတွေကိုဖြန့်ပြီးအပေါ်ကိုပြန်တက်သွားခဲ့ပါတယ်။ဒီလိုမထင်မှတ်ထားတဲ့လုပ်ရက်ကြောင့်ကယ်ကချက်ချင်းပဲမျက်မှောင်ကျုပ်သွားပြီးဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။ထူရန်ကလည်းသူကပစ္စည်းဖိုးပေးပြီးပြီမို့အယောင်းဝယ်ပြီးသွားတဲ့အတွက်အရာအလုံးအဆင်ပြေရဲ့လားဆိုတာကိုစစ်ဆေးတာကသဘာဝပဲလို့ပြန်ဖြေခဲ့တယ်။အဲ့ဒီနောက်မှာတော့သူကသားရဲကြီးရဲ့ခြေထောက်ကိုတင်းကျပ်စွာဆုပ်ကင်လိုက်ပါတယ်။ချက်ချင်းပဲအဲ့ဒီငှက်ကြီးကသူ့ကိုလေထဲမြောက်တင်သွားပြီးမယုံနိုင်စရာအမြန်နှုံးနဲ့ရှေ့ကိုပြန်တန်းသွားခဲ့တယ်။ House Star ရဲ့ကျေပြောလာတဲ့မြေပြင်ပေါ်ကနေဖြတ်ပြန်သွားချိန်မှာလေတွေကထိုရန်ရဲ့အနားကနေဖြတ်တိုက်သွားပါတယ်။အချိန်နှဲငယ်ကြာပြီးနောက်မှာတော့မြင်ကွင်းကထပ်ပြောင်းသွားခဲ့တယ်။အခုတော့ထိုရန်တယောက်အစာစားဖို့အခန်းတစ်ခုထဲကိုဝင်လာတာကိုမြင်တွေ့ရပါတယ်။အနားမှာရက်နေတဲ့စေကန်တယောက်ကသူ့ကိုအယိုသေးပေးပြီးသခင်လေးအစားအသောက်တွေကိုနှစ်သက်လိမ့်မယ်လို့မျှော်လင့်ကြောင်းပြောလာတယ်။အဲ့ဒီအချိန်မှာပဲကယ်လီရဲ့သမီးဖြစ်သူကအနားရောက်လာပြီးပြန်တန်းရတာဘလို့နေလဲလို့လာမေးပါတယ်။ထူရန်ကလည်းကောင်းမွန်ပြီးခေါင်းထဲတောင်ရှင်းသွားသလိုခံစားရကြောင်းပြန်ဖြေခဲ့တယ်။မကြခင်မှာပဲသူမကအနားမှာစုဝေးနေကြတဲ့လူတချို့နဲ့သူ့ကိုစတင်မိတ်ဆက်ပေးပါတော့တယ်။သူမကဒါဟာ Torren Brams ဖြစ်ပြီးခါမိုင်းဘက်ကနေလာတာဖြစ်ကြောင်းအားလုံးကိုမိတ်ဆက်ပေးလိုက်ပါတယ်။အဲဒီလိုပြောလိုက်တာနဲ့တပြိုင်နက်အုပ်စုတွေကလူတစ်ယောက်ကအံ့ဩသွားပြီးအဲ့ဒါက Arabian အနီးမှာမဟုတ်ဘူးလားလို့မေးလာတယ်။အခြေအနေတွေအဆင်မပြေမဖြစ်ခင်မှာပဲသူမကသူတို့ရဲ့ဧည့်သည်ကိုအဲ့ဒီစာကလေးတွေနဲ့မပတ်သက်ဖို့ချက်ချင်းပဲပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်အမျိုးသားတစ်ယောက်က Torren စီကိုရှောက်လာပြီးရင်းနှီးတဲ့အပြုံးနဲ့လက်ဆွဲနှုတ်ဆက်လာခဲ့တယ်။သူကသမိုင်းဝင်မျိုးရိုးက Dove Marin ဖြစ်ကြောင်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။ထူရန်ကရင်ရင်ကြေးကြေးနဲ့လက်ဆွဲနှုတ်ဆက်ရင်းတွေ့ရတာဝမ်းသာပါတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကရုတ်တရက်လိုအပ်တာထက်ပိုပြီးလက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပါတယ်။သူ့လက်ကနေတက်ရောက်လာတဲ့ဖိအားကပုံမှန်မဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်။သူကတမင်သက်သက်သူ့ခွန်အားကိုကြွားကျင်နေတာသိတာလို့ထူရန်ချက်ချင်းပဲရိပ်မိသွားပါတယ်။အဲ့ဒီလူကမဲပြုံးပြုံးပြီးတော့အဆောင်ရှောက်တယောက်စီကမျှော်လင့်ထားတဲ့အတိုင်းပဲထူရန်ကကြန့်ခိုင်တာပဲလို့ပြောလိုက်ပါတယ်။ခြေနေကဒီထက်ပိုပြီးဆက်မသွားခင်မှာပဲဘေးနားမှာရက်နေတဲ့ကောင်မလေးကရုတ်တရက်စိတ်နှောက်ယှက်ဖြစ်သွားတဲ့ပုံစံနဲ့ဝင်ပြောလိုက်ပါတယ်။သူမကခွန်အားပြိုင်နေတာတွေကိုစိတ်မဝင်စားဘူးလို့ပြောပြီးအဲ့ဒီမှာရင်ရက်လိုက်ဖို့ပြောပါတယ်။ပြီးတော့သူမကအကြောင်းအရာကိုချက်ချင်းပြောင်းလိုက်ပြီးရွေးချယ်တတ်တဲ့လင်းယုံကဘယ်မှာလဲလို့မေးကသူမဒီကိုလာတာသူ့ကိုတွေ့ကျင်လို့ဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒါကိုကြတော့ထော်ရန်ကအဲ့ဒီငှက်ကိုအနီးနားမှာခဏလောက်ပြန်တန်းဖို့ပြောထားတယ်လို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီတရဝါကတမနက်ခင်းလုံးစာရေးကျင့်ပြီးတဲ့နောက်မှာမွန်းချက်နေလောက်ပြီလို့ရှင်းပြပြီးသူ့ကိုလှမ်းခေါ်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။သူကအဲ့ဒီတရဝါကိုအဲ့ဒီကိုလာဖို့အချက်ပြလိုက်တဲ့အခါအေယာမငှက်ကြီးကပြန်တန်းလာပြီးထူရန်ရဲ့လက်မောင်းပေါ်ကိုဆင်းသက်လာပါတယ်။အဲ့ဒါရောက်လာတာကိုမြင်ချင်းမှာပဲကောင်မလေးရဲ့မျက်လုံးတွေကစိတ်လှုပ်ရှားမှုကြောင့်အယောင်လက်သွားပြီးတကယ်ပဲလို့ပြောလိုက်ပါတယ်။သူမကအဲ့ဒီတရဝါကိုသူ့စီလာဖို့အထက်ထက်အခါခါခေါ်ရင်းချက်ချင်းလာလိမ့်မယ်လို့မျှော်လင့်ပြီးချင်းကပ်သွားပါတယ်။ဒါပေမဲ့သူမစူးစမ်းနေတဲ့ကြားကပဲအဲ့ဒီငှက်ကသူမကိုလုံးဝလျစ်လျူရှုထားပြီးသူမအနားကိုသွားမဲ့အရေးအယောင်လုံးဝမပြတဲ့အပြင်သူမကိုအထီတောင်မခံပါဘူး။အဲ့ဒီတုံ့ပြန်မှုကိုမြင်တော့သူမကဒေါသထွက်လာပြီးကြိမ်ဆဲရင်အဲ့ဒီငှက်ကိုအော်ဟစ်လိုက်ပါတော့တယ်။ပြက်သုံးသွားတဲ့မူးမတ်တယောက်ထက်သူမကပိုကောင်းအောင်မွေးမြူနိုင်ပါလျက်နဲ့ဘာလို့အဲ့လိုအခုလိုမျိုးဆက်ဆံရတာလဲလို့သူမကမေးလိုက်ပါတယ်။ငှက်လေးကစိတ်တူလာတာကိုမြင်တော့ထော်ရန်ကဒေါသကိုထိန်းထားဖို့တီးတိုးလေးပြောလိုက်ပါတယ်။မကြခင်မှာပဲညစာစားပွဲမှာလူတိုင်းစုဝေးရောက်ရှိလာကြပြီးဒေတာတွင်းမှာဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေကိုဆွေးနွေးနေကြပါတယ်။လေတူးကတော့တက်ကြွနေပေမဲ့သူတို့ပြောနေတဲ့အကြောင်းအရာတွေကတော့အေဂျင့်မှုနဲ့အလှမ်းဝေးနေခဲ့ပါတယ်။အနောက်ဘက်က Dark Elf မျိုးနွယ်စုတွေကြောင့်ဒီရက်ပိုင်းစူညံ့နေတယ်လို့တယောက်ကမှတ်ချက်ချလိုက်ပါတယ်။အခြားတယောက်ကလည်း Arabian နှိမ်နင်းရေးတပ်ဖွဲ့အကြောင်းပြောလာပြီးတက်မှုကပိန်ပိန်ပါပါမိုက်စားလို့ကြားကြောင်းပြောပါတယ်။သူမနာမည်လဲထွက်လာရောအနားမှာထိုင်နေတဲ့အမျိုးသမီးတယောက်ကရန်လိုတဲ့လေသံနဲ့ဒီတခါတော့မေစာလောက်ကြံခံရပါစေလို့မျှော်လင့်ကြောင်းပြောလာပါတယ်။ဒီလောက်ပြင်းထန်တဲ့စကားကိုပြောပြီးတာတော့သူမကအဲ့ဒီမှာမရက်တန်သွားပါဘူး။အယိုးနဲ့အရေးပဲရှိတဲ့အဲ့ဒီမိမသာတည်သွားရင်တော်တော်လေးကောင်းသွားမှာဖြစ်ပြီးသူမဘာသာသူတောင်တည်သွားနိုင်တယ်လို့ပြောနေပါတယ်။မိုက်စာကကြည်ရဆိုးလွန်းတာမို့ဘသူပဲသူမရဲ့ခင်ပွန်းဖြစ်လာပါစေတနာမိတယ်လို့လည်းသူမကဆက်ပြောနေပါတယ်။ချော်ရန်ကတော့ဘာမှမတုံ့ပြန်ပါဘူး။သူကခေါင်းငုံပြီးတော့ဆက်စားနေခဲ့ပါတယ်။အဲ့ဒီလိုရက်ဆက်တဲ့စကားတွေပြောနေပေမဲ့လည်းစပွဲဝိုင်းကစကားဝိုင်းကတော့ပုံမှန်အတိုင်းဆက်လက်ဖြစ်ပေါ်နေပါတယ်။ Arabian ကလူတွေကစက်ခံသူရှိပြီးသားမို့တက်တာတယ်လို့သူမကထပ်ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့စီမှာတော့စက်ခံသူကရာမန်လားအာမာလားပါကာလားဆိုတာကိုမသိကြသေးပါဘူး။ Tay Ice အနေနဲ့ရှင်းလင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုအမြန်ချပေးဖို့သူမကဆန္ဒပြုနေခဲ့ပါတယ်။အဲ့ဒီနာမည်တစ်ခါထပ်ပေါ်လာတဲ့အချိန်မှာတော့အဖြေရမယ့်အခွင့်အရေးကိုလက်မလွတ်ချင်တာမို့ Torren ချက်ချင်းသတိကပ်လိုက်ပါတယ်။ Tail Ice ဆိုတာဘယ်လိုလူမျိုးလဲလို့ Kelly ရဲ့သမီးကိုသူကမေးလိုက်ပါတယ်။သူဟာအိမ်တော်သခင်ရဲ့ညီဖြစ်ပြီးလက်ရှိမှာဇဟာရဲ့ဒုတိယအာဏာပိုင်ဖြစ်ကြောင်းသူမကရှင်းပြပါတယ်။တကယ်တမ်းအိမ်တော်ကိုဥဆောင်နေတာကသူပါပဲလို့ကောင်မလေးကတီတီငိမ့်ငိမ့်နဲ့ထပ်ပြောပြပါတယ်။အဲ့ဒီလိုသူမပြောလိုက်တဲ့အချိန်မှာ Torren ရဲ့အတွေးတွေကပိုပြီးရှုပ်ထွေးသွားခဲ့ပြီးအထူးသဖြင့် Keldra ကိုယ်တိုင်ကသူ့မျက်နှာကိုမြင်ပြီးThais နဲ့ပတ်သက်မှုရှိလားလို့ရုတ်တရက်မေးခဲ့ဘူးတာကြောင့်ပါပဲ။သူ့အဖေဟာသူအရင်ကထင်ထားတာထက်အများကြီးပိုအရေးပါတဲ့သူဖြစ်နိုင်တယ်ဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်။ Torren ဟာခန်းနားတဲ့ညစာစားပွဲမှာဆက်ထိုင်နေရင် Keldra ရဲ့သမီးပြောတဲ့စကားတွေကိုခေါင်းထဲသွင်းနေပါတယ်။ Talis ဟာအိမ်တော်သခင်ရဲ့ညီဖြစ်ပြီးလက်ရှိဇဟာရဲ့ဒုတိယအာဏာပိုင်ဖြစ်တယ်လို့သူမကရှင်းပြပြီးတကယ်တမ်းအိမ်တော်ကိုဥဆောင်နေသူဟာသူဖြစ်ကြောင်းကိုအလေးပေးပြောဆိုခဲ့ပါတယ်။ဒီအချက်လက်တွေကိုစဉ်းစားနေရင် Torren တယောက်တိတ်ဆိတ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကောင်မလေးပြောတာအမှန်ဖြစ်ပြီး Talis ကသာသူ့အဖေတကယ်ဖြစ်နေခဲ့ရင်
သူ့အဖေဟာထင်ထားတာထက်ပိုအရေးပါနေလို့ပါပဲဒီအသည့်တရားရဲ့ဖိအားတွေကသူ့အပေါ်ကြားရောက်နေချိန်မှာပဲမြင်ကွင်းကနေ့လယ်ပိုင်းကိုပြောင်းသွားခဲ့ပါတယ်ကေမက်ရဲ့တိတ်ဆိတ်တဲ့ခြံဝင်းထဲကတစ်သားခုံပေါ်မှာထိုရန်ထိုင်နေပြီးကြီးများတဲ့လင်းယုံကသဲပြင်ပေါ်မှာသူ့နှုတ်သီးနဲ့စလုံးတွေရေးချင်နေချိန်မှာအိမ်တော်သခင်ကာလဟာသူ့ကိုကြည့်ရင်ဇာဟာရဲ့ဒုတိယအာဏာပိုင်မျက်နှာကိုမြင်ယောင်သွားတာလားဆိုပြီးသူ့ကိုတွေးမိစေခဲ့ပါတယ်ပြီးတော့အဲ့ဒီလူကသာသူ့အဖေတကယ်ဖြစ်နေခဲ့ရင်သူဟာသူ့အတွက်အနှဲငယ်လေးအစွန်းထင်းဖြစ်နေရင်တောင်သူမှန်းသိတာနဲ့ပိုးကောင်လို့အခြေခံရမှာပါအတွေးလွန်နေချိန်မှာပဲချူရန်ကမော့ကြည့်လိုက်တော့ငှက်လေးကတေချာဂယုတစိုက်စာရေးနေတဲ့ထူးဆန်းတဲ့မြင်ကွင်းကိုသတိထားမိလိုက်ပြီးသူကလင်းယုံနဲ့ပါဆိုပြီးရေးပြကသူစာရေးတာကောင်းရဲ့လားလို့မေးခွန်းထုတ်လာပေမဲ့အဲ့ဒီကောင်းတယ်ဆိုတဲ့စာလုံးပေါင်းကိုတော့အမှားကြီးရေးထားခဲ့ပါတယ်ချူရန်လည်းငှက်လေးကိုအချိန်တော်ကြာတိတ်တိတ်လေးစိုက်ကြည့်နေပြီးတော့အဲ့ဒီအစိပ်ပိုင်းကိုကူးရေးခိုင်းတာမဟုတ်ဘူးလို့ပြောလိုက်ကစာလုံးပေါင်းမှားနေကြောင်းကိုပါအဲ့ဒီအကောင်လေးကိုထောက်ပြလိုက်ပါတယ်ပြီးတော့လင်းယုံလေးကိုနာမည်တစ်ခုခုစဉ်းစားပြီးပြီလားလို့သူကမေးလိုက်တော့ငှက်လေးကရက်တန့်သွားပြီးခေါင်းကိုဘဲညာခါရမ်းပြလာပါတယ်တဲပြင်ပေါ်မှာမရသေးဘူးလို့ထပ်ရေးပြတာမို့မရသေးဘူးဆိုတာကပဲသူ့နာမည်လားလို့ထရန်ကမေးလိုက်ရတယ်လင်းယုံလေးကမြေကြီးကိုဆက်စိတ်နေချိန်မှာထူရန်ကလက်ပိုက်ပြီးနောက်ကိုမိကသူ့ကိုဘာလို့သခင်အဖြစ်ရွေးချယ်ရတာလဲလို့မေးလိုက်တဲ့အခါငှက်လေးကမော့ကြည့်ပြီးထူရန်ကလူကောင်းဖြစ်တယ်လို့သူ့ရဲ့စိတ်ထားကလည်းငှက်လေးနဲ့ကွက်တီကြလို့ပါဆိုပြီးရေးပြလာပါတယ်ထူရန်လည်းအနားကိုကိုင်းညွတ်သွားပြီးငှက်လေးကိုထပ်ပုတ်သက်ပေးလိုက်ကကောင်းတယ်လို့ဆိုလိုချင်တာကိုနားလည်ပေမဲ့ကျန်တဲ့စာတွေကအမားတွေကြီးပဲမို့ထပ်လေ့လာဖို့လိုသေးတယ်လို့ဆိုလိုက်ပါတယ်ငှက်လေးကိုစိုက်ကြည့်ရင်သူ့စိတ်ထားနဲ့ကွက်တီကြတယ်ဆိုတာသူ့ရဲ့ထူးခြားတဲ့သွေးကြောကြောင့်များလားလို့ထူရန်ကတွေးနေမိပြီးအဲ့ဒါကဇာဟာနဲ့တခြားမျိုးရိုးတစ်ခုရောဆက်နေတာဖြစ်ပါတယ်။အေရီယာကရိုင်းဆိုင်တဲ့လူတစ်ယောက်ရောက်လာပြီးလမ်းလျှောက်ရင်အမဲလိုက်ထွက်ဖို့ပြောလာချိန်မှာတော့သူ့အတွေးတွေရပ်တန့်သွားခဲ့တယ်။အတူလိုက်ခဲ့မလားလို့ထရန်ကိုမေးပေမဲ့လူငယ်လေးကတော့ထိုင်နေရင်ဒီနေ့ပဲထွက်ခွာတော့မယ်လို့ပြန်ဖြေခဲ့တယ်။အဲ့ဒီလူကခင်မင်ဟန်ဆောင်ပြီးနည်းနည်းတော့စိတ်မကောင်းဖြစ်ရကြောင်းပြောကသူတို့တွေအဲ့ဒီထက်ပိုပြီးရင်းနှီးတယ်လို့ထင်ထားတာမို့ထူရန်အနေနဲ့စောစောစီစီပြောတင်တယ်လို့ဆိုလာတယ်။ထူရန်ကတော့သူ့ကိုခန်းစားချက်မဲ့တဲ့မျက်နှာထားနဲ့စိုက်ကြည့်နေပြီးဒေါ့ဖ်ဟာသူ့ကိုယ်သူအထက်စီးကနေနေချင်းယုံတက်တက်အင်အားသုံးဖိနှိပ်ချင်နေပြီးခင်မင်ဟန်ဆောင်နေမှန်းသိနေခဲ့တယ်။ဒေါ့ဖ်ကတော့လက်မလျှော့ပဲဒီနေရာအနှံ့ကိုသူကောင်းကောင်းသိတာမို့လမ်းပြအဖြစ်လုပ်ပေးဖို့ကမ်းလှမ်းလာပြန်တယ်။ဒါပေမဲ့ထူရန်ကလင်းယုံငှက်ကိုကြည့်ပြီးကျေးဇူးတင်ပေမဲ့မလိုချောင်းညင်းဆိုလိုက်တယ်။ဒေါ့ဖ်ကလည်းထွက်သွားရင်းနဲ့စိတ်ပြောင်းသွားရင်သူ့ကိုအတိပေးဖို့ပြောကလက်ကိုခပ်ပေါ့ပေါ့ဝှေ့ရမ်းပြသွားခဲ့တယ်။ထွက်သွားတဲ့ဒေါ့ဖ်ကိုကြည့်ရင်ဒီလူဒီလောက်လွယ်လွယ်နဲ့နောက်ဆုတ်သွားတာဟာတန်တရားဖြစ်စရာကောင်းတယ်လို့ထရန်တွေးမိလိုက်တယ်။အဲ့ဒီနေ့နောက်ပိုင်းမှာတော့ထူရန်ဟာမြို့ကနေထွက်ခွာဖို့ပြင်ဆင်နေပေမဲ့နည်းနည်းတော့စိတ်အနှောက်အယှက်ဖြစ်နေပုံရတယ်။တန်ချက်ကဝစ်သူရဲကောင်းတစုကိုသူ့ကိုလိုက်ပို့စရာမလိုဘူးလို့ထူရန်ပြောလိုက်တဲ့အခါသူတို့ကအနားကပ်လာပြီးဒါဟာခံတက်တိုင်းတွေစီလုံခြုံစွာလိုက်ပါဆောင်ရှောက်ပေးဖို့အိမ်တော်သခင်ကယ်လီရဲ့အမိန့်ဖြစ်ကြောင်းရှင်းပြကြတယ်။မြို့ကနေအပီးတိုင်မထွက်ခွာခင်မှာတော့ထူရန်ဟာစာလိပ်တွေစာအုပ်တွေပြည့်နေတဲ့ဒေသခံစာကြည့်တိုက်တစ်ခုထဲဝင်သွားပြီးကန္နာရလမ်းညွန်စာအုပ်နဲ့ဘာသာရေးစာအုပ်တွေလိုချင်ကြောင်းစာကြည့်တိုက်မှုကိုပြောလိုက်တယ်။အချိန်နှဲငယ်ကြာပြီးနောက်မှာတော့သူလိုချင်တဲ့စာအုပ်တွေရလာပြီးစာအုပ်တအုပ်ပေါ်ကိုဒင်းကားပြအနှဲငယ်တင်ပေးလိုက်ကဒါဟာကြားသိငွေဖြစ်ကြောင်းပြောလိုက်တဲ့အခါစာကြည့်တိုက်မှုကသူ့ကိုသခင်လို့ခေါ်ကအယိုသေးပေးခဲ့ပါတယ်။မကြခင်မှာပဲထူရန်ကစာကြည့်တိုက်အပြင်ဘက်မှာရပ်နေပြီးပခုံးပေါ်မှာစီစာကြောင်တဲ့လင်းယုံလေးကိုတင်ထားရင်းစာဖတ်ဖို့အလုပ်ရှုပ်နေပါတယ်။သူကဘရစ်ဇိုဇာဟာရေးထားတဲ့စာအုပ်တအုပ်ကိုလှန်လောဖတ်ရှုရင်းအဓိကအိမ်တော်ရဲ့ထောက်ပံ့မှုကိုသတိထားမိလိုက်တယ်။မြေပုံကမပြည့်စုံပေမဲ့အချက်လက်တွေကတော့အသုံးဝင်နိုင်မယ်လို့သူတွေးလိုက်ပါတယ်။လမ်းလျှောက်နေရင်းနဲ့တခုခုကိုအာယုံရသွားပြီးမော့ကြည့်လိုက်တဲ့အခါချက်ချင်းပဲသူ့နောက်ကိုလိုက်လာတဲ့သူတွေကိုစစ်ဆေးဖို့စွမ်းအားကိုအသုံးပြုလိုက်ပြီးလူမသိအောင်ပုံအောင်နေတဲ့မှော်စရာတယောက်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ထူရန်ကအဲ့ဒါနဲ့ပတ်သက်ပြီးဘာမှမလုပ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ထူရန်ဟာကြီးမားခမ်းနားတဲ့မြို့တကားကြီးစီကိုရောက်ရှိသွားပါတယ်။မြို့ရိုးအပြင်ဘက်ကိုထွက်လာတဲ့အခါအဲဒီကအဆောင်တွေကသူ့ကိုအယိုသေးပေးကြတယ်။နေဝင်ချိန်ရောက်လာတာနဲ့အမျှထူရန်ကတကားပေါက်ကိုဖျက်လျှောက်ပြီးကျယ်ပြောလှတဲ့တဲကန်နာယာတွေကိုဝင်ရောက်သွားခဲ့ပြီးအစုံမရှိတဲ့တဲတောင်ပြင်တွေကိုကြည့်ရင်ဖြည်းဖြည်းချင်းပဲသွားတော့မယ်လို့ကိုပြောလိုက်ပါတယ်။အဲဒီငှက်လေးတောင်မှသူ့ကိုသဘောတူနေပုံရတယ်။တဲကန်နာယာပေါ်ကိုညအမောင်ကျလာပြီးကောင်းကင်ကြီးကပြလဲလဲအယောင်ပြောင်းသွားတဲ့အခါမှာတော့တဲတောင်ပြင်အလဲကတစ်ပင်6တစ်ခုရဲ့တစ်ကိုင်းပေါ်မှာဇီးကွက်တစ်ကောင်နားနေပါတယ်။ထူရန်ကပစ္စည်းတွေကိုကြောပိုးပြီးတဲပြင်ပေါ်မှာလမ်းလျှောက်နေတာကိုမြင်တွေ့ရတယ်။နောက်ဆုံးမှာတော့သူရက်တန့်သွားပြီးအမောင်ထူတဲ့ကိုစကားပြောလိုက်ပါတယ်။ဒေါ့ဖ်ကိုအခုထွက်လာလို့ရပြီလို့သူကပြောလိုက်တယ်။ဒေါ့ဖ်မယ်ရင်တယောက်တဲတောင်ပြင်အကွဲကနေယုံကြည်မှုအပြည့်နဲ့ပြုံးစီစီထွက်လာပြီးသူ့ကိုဒီမှာရှိနေမှန်းဘလို့သိလဲလို့ထူရန်ကိုမေးလိုက်ပါတယ်။ထူရန်ကလည်းသူ့ရဲ့အိမ်မွေးတရိတ်ဆန်အစ်စ်ကိုမစီးပဲဘာလို့ဒီအထိလမ်းလျှောက်လာရတာလဲလို့ဒေါ့ဖ်ကိုပြန်မေးလိုက်ပါတယ်။ဒေါ့ဖ်ကရီမောလိုက်ပြီးလူငယ်တယောက်တည်းခီးသွားရတာအန်ဒီရဲ့များလောက်တယ်လို့သူတွေးမိတာကြောင့်ဒီလိုမျိုးလုပ်ခဲ့တာဖြစ်ပြီးသဲကန်နာရဆိုတာအန်ဒီရဲ့များတဲ့နေရာပါလို့ခေါင်းညိတ်ပြီးပြောပါတယ်။ထူရန်ကသူ့ကိုအေးဆက်ဆက်နဲ့ကြည့်လိုက်ပြီးသူ့ရဲ့မန်နာကိုလိုချင်နေတာလားလို့မေးလိုက်ပါတယ်။ဒေါ့ဖ်ကလမ်းလျှောက်နေတာကိုရက်လိုက်ပြီးသူ့လက်စစ်တွေမြည်လာတဲ့အထိလက်သီးကိုတင်းတင်းဆုပ်လိုက်ပြီးထူရန်ကိုဒါကိုသိရတဲ့တောင်ဒီကိုတယောက်တည်းထွက်လာတာလားလို့မေးလိုက်ကရဲရင်တာလားဒါမှမဟုတ်မိုင်ယူရဲဆန်တာလားလို့ပြောလိုက်ပါတယ်။ဒါကြောင့်ပဲမူးမတ်တွေကသူတို့ကိုအဆင့်ကျသွားတဲ့မူးမတ်တွေလို့ခေါ်တာကိုမုန်းကြတာပါလို့ဒေါ့ဖ်ကပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ကအဆင့်တူသလိုမျိုးစကားပြောနေတာပါလားဆိုပြီးဒေါ့ဖ်ကထူရန်ကိုဆက်လောင်ပြောင်းလိုက်ပြီးဒီလူငယ်ကသူ့ထက်တောင်အခြေအနေစိုးနေတာလားလို့မေးလိုက်ပါတယ်။ထူရန်ရဲ့မန်နာကအားကောင်းပေမဲ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကတော့တနာစရာကောင်းလောက်အောင်အားနည်းနေတာမို့လို့သူဟာကာကွယ်ရေးလောက်ပဲကျန်တော့ပြီးခန္ဓာကိုယ်ကိုတန်ဆွမ်းစေမဲ့စွမ်းအားတွေဆုံးရှုံးသွားတဲ့ရှေးဟောင်းအဆောင်ရှောက်သွေးကြောကဖြစ်ရမယ်လို့ဒေါ့ဖ်ကပြောပါတယ်။သူ့လိုအခွန်လူကြီးမှာဒီလောက်စွမ်းအားတွေရှိနေတာကနှမျောစရာပါလို့ပြောပြီးအဲ့ဒီစွမ်းအားတွေကိုတိတ်တိတ်ဆိတ်ဆိတ်ပေးအပ်ဖို့တောင်းဆိုလိုက်ပါတယ်။ရုပ်ပိုင်းဆိုင်ရာစွမ်းရည်မရှိတာနဲ့အတူပြည့်ရှံနေတဲ့မန်နာတွေပေါင်းဆက်သွားတဲ့အခါ
ထူရန်ဟာဆွဲဆောင်မှုရှိတဲ့သားကောင်တစ်ကောင်ဖြစ်လာပါတယ်ထူရန်ကကောင်းကင်ကိုမောကြည့်လိုက်ပြီးလင်းယုံငှက်ကိုအပေါ်ကိုဆက်တက်သွားဖို့ပြောလိုက်ပါတယ်အဲ့ဒီငှက်ညဘက်လေထဲကိုပြန်တန်းသွားတာကိုဒေါ့ဖ်ကကြည့်နေတဲ့အချိန်မှာပဲထူရန်ကစိတ်မကောင်းစရာပဲလို့မှတ်ချက်ချလိုက်ပါတယ်ဘာလို့လဲဆိုတော့တခြားတစ်ယောက်ကစားကျင်စရာကောင်းတယ်လို့ထင်နေတဲ့သူကတကယ်တော့သူကိုယ်တိုင်လည်းဖြစ်နေလို့ပါပဲထူရန်ကသူ့ရဲ့မော်ပညာကိုအသက်သွင်းလိုက်တဲ့အတွက်ခန္ဓာကိုယ်ကတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်ဒေါ့ဖ်ကတော့အဲ့ဒီကိုပြောင်းမော်ကိုတယော်တဲ့အပြုံးနဲ့လှောင်ပြောင်လိုက်ပြီးရုပ်ကိုပဲဖျောက်ထားနိုင်ပြီးအငွေ့အသက်တွေအကုန်ကျန်နေတာမို့ဒါဟာညဘက်သူ့ရှိုရီတာသုံးတဲ့အသေးအမွှားမော်ပညာပါလို့ပြောလိုက်ပါတယ်ဒေါ့ဖ်ကအတန်ကျဲကြီးနဲ့ရေမောလိုက်ပြီးကိုပြောင်းမော်ကိုဖျက်ဆီးရတာကကလေးကစားသလိုလွယ်လွန်းလို့ထွက်ပြေးဖို့တောင်မစင်စားနဲ့လို့ပြောလိုက်ပါတယ်ဒါပေမဲ့လာဟာပြင်သဲကန္နာရကိုလိုက်ကြည့်လိုက်တဲ့အခါမှာတော့သူ့မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားပါတယ်ဘာချေရဘာအနက်ဘာအတန်မှမရှိတော့ပဲထူရန်ရဲ့အငွေ့သက်တွေပါအစအနမကြံပျောက်ကွယ်သွားလို့ပါပဲထူရန်ကတကယ်ပဲဇာဟာတယောက်ဖြစ်နေမလားဆိုပြီးဒေါ့ဖ်တယောက်မျက်လုံးပြူးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကြီးမားတဲ့အပြာရောင်စွမ်းအင်လိုင်းကြီးတစ်ခုဒေါ့ဖ်ရဲ့ရင်ဘတ်ကိုလာမှန်သွားပြီးအနောက်ကိုလွင့်စင်သွားကနာကျင်စွာအော်ဟစ်လိုက်ရပါတယ်သူလဲချောင်းတွေဆိုရင်အခုနကဘာကြီးလဲလို့ရေရွတ်လိုက်မိပြီးမြေကြီးပေါ်ကကြောက်တုံးကိုကြည့်ပြီးသူတကယ်ပဲကြောက်တုံးနဲ့အပြစ်ခံလိုက်ရတာလားလို့တွေးနေမိပါတယ်ဒါပေမဲ့သူဘာမှမလုပ်နိုင်ခင်မှာပဲနောက်ထပ်ကြောက်တုံးတစ်တုံးလာမှန်သွားတာမို့မြေပြင်ပေါ်သွေးတွေဆင်ထွက်သွားပြီးညှီးတွားလိုက်ရပါတယ်ဒေါ့ဖ်လည်းမတ်တက်ပြန်ရက်နိုင်ဖို့အတင်းရုန်းကန်နေရပြီးမောကြီးပန်းကြီးဖြစ်နေခဲ့ပါတယ်သူကလက်ကိုမြှောက်ပြီးမီးတောက်တွေထွက်ပေါ်လာဖို့အော်ဟစ်လိုက်တာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်သွားစေမဲ့မီးလိုင်းကြီးတစ်ခုထွက်လာခဲ့ပြီးအလင်းရောင်ကြောင့်ကိုပြောင်းမော်ကိုဖျက်ဆီးနိုင်မယ်လို့တွေးကထူရန်ကိုထွက်လာခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ရုတ်တရက်ဆိုသလိုဒေါ့ဖ်ရဲ့ရှေ့လေထဲမှာတောက်ပနေတဲ့လိမ်မော်ရောင်မီးကွင်း6ကွင်းထွက်ပေါ်လာခဲ့ပြီးအဲ့ဒီမီးကွင်း6ကွင်းကနေစွမ်းအင်တွေစုဆောင်းပြီးစက်တိုက်တိုက်ခိုက်လာတာကြောင့်ဒေါ့ဖ်လည်းမထိအောင်ရှောင်တိန်ရင်အော်ဟစ်နေခဲ့ရပါတယ်ဒါပေမဲ့သူဘလောက်ပဲထွက်ပြေးပြီးတိုက်ခိုက်မှုတွေကိုရှောင်နေပါစေအလင်းတန်းတွေကဒေါ့ဖ်ရဲ့ကြောနဲ့ပခုံးတွေကိုထိမှန်သွားပြီးခန္ဓာကိုယ်တစ်ခုလုံးအလင်းပေါက်ကွဲမှုတွေနဲ့အတူအော်ဟစ်လိုက်ရပါတယ်ဒေါ့ဖ်လည်းဒေါသထွက်သွားပြီးသူ့ရဲ့မော်ပညာကိုသုံးကမြေကြီးကိုခြေဆောက်နှင်းချလိုက်တော့အနီးနားတစ်ဝိုက်ကမြေတွေပတ်ကြားအပ်သွားခဲ့ပါတယ်ထူရန်ကိုရှာတွေးဖို့အတွက်ပတ်ဝန်းကျင်ကိုဖျက်ဆီးတဲ့နီးလန်းကိုသုံးလိုက်ပေမဲ့လည်းဒေါ့ဖ်တယောက်ဘာမှရှာမတွေ့ပဲလေထဲကိုသာလက်သီးနဲ့ထိုးရင်းထူရန်ကိုထွက်လာဖို့ထပ်အော်ဟစ်နေခဲ့ပါတယ်သူမနိုင်တော့ဘူးဆိုတာတေချာသွားတဲ့အခါမှာတော့အကြောက်တရားတွေကြီးစိုးလာခဲ့ပါတယ်ချွေးတွေပြန်လာပြီးသူတက်နိုင်သမျှအမြန်ဆုံးပြေးဖို့ကြိုးစားပါတော့တယ်ဒီလူငယ်လေးကအဆောင်ရှောက်သွေးတော့မဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားသလိုညဘက်သဲကန္နာရာထဲမှာဇာဟာမော်စရာတယောက်ကိုရင်ဆိုင်တာဟာကိုယ်သေးတွင်ကိုတူးတာပဲလို့တွေးမိပြီးထူရန်မာသာသူ့လိုခန္ဓာကိုယ်တန်ဆွမ်းတဲ့သွေးနှောမရှိဘူးဆိုရင်ဘလို့မှမိမှာမဟုတ်ဘူးလို့တွေးရင်သဲပြင်ပေါ်မှာအပြေးလွှာထွက်ပြေးပါတော့တယ်အဲ့ဒီချိန်မှာပဲသူ့အထက်ကနေအတောင်ပံခတ်တံတွေကိုရုတ်တရက်ကြားလိုက်ရပါတယ်ဒေါ့ဖ်အလန့်တကြားမောကြည့်လိုက်တော့လင်းယုံငှက်ကြီးရဲ့ခြေထောက်တွေကိုဖမ်းဆုပ်ရင်းလေထဲကနေပါလာတဲ့ထူရန်ကိုမြင်လိုက်ရပါတယ်ထူရန်ကအောက်ကိုငုံကြည့်ရင်းဒေါ့ဖ်ဟာအဆောင်ရှောက်သွေးနှောတွေလောက်မဟုတ်ပေမဲ့တော်တော်လေးတောင့်တင်းခိုင်ပါတယ်လို့တွေးလိုက်ပါတယ်တာမန်မူးမတ်တယောက်သာဆိုရင်စောစောစီစီသေးနေလောက်ပြီလို့တွေးမိရင်ကာကွယ်ရေးအတွက်အထောက်အကူပြုတဲ့မော်ပစ္စည်းတစ်ခုခုပါနေတာလားလို့မေးခွန်းထုတ်လိုက်တဲ့အချိန်မှာဒေါ့ဖ်ကဒူးထောက်ကျသွားပြီးတုံရီနေရင်သူ့ကိုတနာပေးဖို့ထရန်ကိုအတနာခံတောင်းဆိုပါတော့တယ်။ထရန်ကသူ့ကိုအေးဆက်ပြီးကရုဏာကင်းမဲ့တဲ့အကြည့်တွေနဲ့စိုက်ကြည့်ရင်အဲ့ဒီလိုလုပ်ပေးလို့မရဘူးဆိုတာကိုဒေါ့ဖ်ကိုယ်တိုင်လည်းသိပြီးသားဖြစ်မှာပါလို့တုံ့ပြန်လိုက်ပါတယ်။အဲ့ဒီနောက်ထရန်ကသူ့လက်ကိုအောက်ဘက်စီဆန့်ထုတ်လိုက်တော့အေယာမမီးတိုင်ကြီးတစ်ခုလက်ဖွားထဲကနေထွက်ပေါ်လာပြီးဒေါ့ဖ်တယောက်လုံးကိုအပြတ်အသက်ဝါမျိုးသွားခဲ့ပါတော့တယ်။မင်းနဲ့နေတဲ့အလောင်းကနေမီးခိုးငွေ့တွေဥထွက်နေတဲ့သဲကန်နာယာတွေကဒေါ့ဖ်မရီရဲ့ပြာကျနေတဲ့အကျွင်းကြံတွေဘေးမှာထူရန်မတ်တက်ရက်နေပါတယ်။ဒီလူဟာထင်ထားတာထက်တိတိတသားကိုပိုကြန့်ခိုင်နေတာမို့ဒီလိုခံနိုင်ရရှိတာကသမိုင်းဝင်သွေးဆက်တွေရဲ့သဘာဝစွမ်းရည်တစ်ခုဖြစ်နိုင်တယ်လို့တွေးမိနေချိန်မှာညကောင်းကင်ရန်စီကနေလင်းယုံငှက်ကြီးပြန်တန်းဆင်းသက်လာပြီးသူ့ပခုံးပေါ်ကိုနားခိုလာခဲ့ပါတယ်။တကယ်လို့ဒေါ့ဖ်သာဇာဟာမီသားစုရဲ့တည်တည်ချာချာလေ့ကျင့်ပေးခံထားရတဲ့အဆောင်ရှောက်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်လက်ရှိကြောက်ခဲပြစ်လွတ်တဲ့နီးစနစ်နဲ့သူ့ရဲ့ခုခံကာကွယ်မှုတွေကိုထိုးဖောက်ဖို့ဆိုတာအများကြီးပိုခက်ခဲသွားမှာဖြစ်ပြီးပိုပြီးအားကောင်းတဲ့တိုက်ခိုက်မှုနီးလန်းတစ်ခုလိုအပ်နေပြီဆိုတာသိသာထင်ရှားလာစေပါတယ်။တိတိကျကျပြောရရင်ကြီးမားတဲ့ခုခံမှုတွေကိုထိုးဖောက်ဖျက်ဆီးနိုင်တဲ့ထိုးဖောက်ခြင်းမော်ပညာတစ်မျိုးမျိုးလိုအပ်နေတာပါ။တောက်ပနေတဲ့အစိမ်းရောင်စွမ်းအင်တွေအလောင်းစီကနေသူ့စီစီးဆင်းလာအောင်လက်ကိုမြှောက်လိုက်ရင်ကြံရှိနေတဲ့မာနာတွေကိုစုပ်ယူဖို့ထူရန်ကအလောင်းကိုငုံကြည့်လိုက်ပါတယ်။ဒါပေမဲ့မာနာတွေအားလုံးကိုသူတယောက်တည်းယူလိုက်မဲ့အစားရှေ့ဆက်မဲ့အနာဂတ်မှာသူ့ကိုကူညီနိုင်အောင်နဲ့ပိုတန်ဆွမ်းလာအောင်လင်းယုံငှက်ကိုတချို့တဝက်မျှဝေပေးခဲ့ပါတယ်။ဒါပေမဲ့ဒီမာနာစီးကြောင်းနှစ်ခုအပြင်နောက်ထပ်တစ်ခုစတင်ဖြစ်ပေါ်လာပြီးမော်လက်ကောက်ထဲကိုဓာတ်ရိုက်စီးဆင်းသွားခဲ့ပါတယ်။ချန်လဲအန်တာသွားပြီးမော်လက်ကောက်ကိုအနီးကပ်သေးချာကြည့်ဖို့လက်ထဲကိုယူလိုက်ပါတယ်။ဖန်ကိုတဲ့အတွင်းမှာအစိမ်းရောင်စွမ်းရည်တွေလဲပတ်နေတာကိုကြည့်ခြင်းအပြင်ဖရီယန်ရှေးဟောင်းပစ္စည်းဟာတကယ်တော့မာနာတွေကိုသိမ်းဆည်းဖို့ဖန်တီးထားတဲ့ပစ္စည်းတစ်ခုဆိုတာထင်ရှားနေပါတယ်။တောက်ပနေတဲ့တန်လိုက်အိမ်မြောင်ကိုကင်ထားရင်းဒီထဲကမာနာအရေးတွေကိုဓာတ်ရိုက်တောက်ရမှာလားလို့တွေးမိပေမဲ့ဒီအကြံကိုချက်ချင်းပဲဖျောက်ပစ်လိုက်ပြီးဒါဟာ France Racy ကပစ္စည်းတစ်ခုဖြစ်တာမို့မသုံးခင်မှာတေချာထပ်ပြီးစစ်ဆေးဖို့လိုတယ်လို့ကောက်ချက်ချလိုက်ပါတယ်။မြင်ကွင်းကကျေပြောလာတဲ့သဲကန်နာရရဲ့နေ့လည်ခင်းစီပြောင်းလဲသွားပြီးထူရန်ကလင်းယုံငှက်ရဲ့ခြေထောက်တွေကိုကင်တွဲကအစုံမရှိတဲ့သဲတောင်ပြင်တွေကိုဖျက်ပြန်တန်းနေပါတယ်။အဝေးကနေတောက်ပနေတဲ့အီယာမရွှေရောင်ပိရမစ်ကြီးတစ်ခုပေါ်လာတာကိုလေထဲပြန်တန်းနေရင်းနဲ့ပဲမြင်လိုက်ရချိန်မှာတော့ဒန်နာယီလာနတ်ဖျားတွေရဲ့တင်းချိုင်းကူလို့လူသိများတဲ့ကြီးမားခမ်းနားတဲ့အစာအုပ်ကြီးတစ်ခုအဖြစ်ရှိနေပါတယ်။အဲဒီနောက်မှာတော့ထရန်ကမှောင်မိုက်နေတဲ့ဒေသခံစားတောက်ဆိုင်တစ်ခုထဲမှာထိုင်နေပြီးစပင်ကိုပင့်ချီထားတဲ့အသားမဲမဲအမျိုးသမီးတစ်ယောက်နဲ့မျက်နှာချင်းဆိုင်ပြီးအစားအသောက်တွေကိုစားသုံးနေပါတယ်။အဲဒီအမျိုးသမီးကပြုံးပြီးတော့အိမ်ကနေထွက်ပြေးလာတာဟာသူ့အတွက်အန္တရာယ်များတဲ့လုပ်ရက်ဖြစ်ကြောင်းမှတ်ချက်ပေးပြီးတယောက်တည်းခရီးသွားနေတဲ့သူ့ကိုဓမြတွေဒါမှမဟုတ်ဘလူးတွေနဲ့မကြုံရသေးဘူးလားလို့မေးလိုက်ပါတယ်။ထရန်ကအေးအေးဆေးဆေးပဲအစားအသောက်ကိုတလုတ်စားလိုက်ပြီး
သူကံကောင်းလို့ပါလို့ပြန်ဖြေလိုက်ပါတယ်။အဲဒီနောက်မှာတော့နတ်ဖျားတွေရဲ့တင်းချိုင်းကူတွေကိုဘလို့ဝင်ရမလဲဆိုတဲ့အကြောင်းအရာကိုပြောင်းပြီးမေးလိုက်ပြီးတော့စာအုပ်တအုပ်ရဝင်ဖို့အတွက်ပတ်စံပဲလိုတယ်လို့ရှင်းပြလိုက်ပါတယ်။သူမကရီမောလိုက်ပြီးစာအုပ်တွေဖတ်တတ်တဲ့အတွက်သူဟာချမ်းသာတဲ့မိသားစုကကလေးတယောက်ဖြစ်မယ်လို့ခံမှန်းလိုက်ပေမဲ့ဘလော့ဆယ်တော့အထဲကိုဝင်လို့မရသေးဘူးလို့သတိပေးလိုက်တာကြောင့်ထူရန်ကခဏရက်သွားပြီးဘာဖြစ်လို့လဲလို့ပြန်မေးလိုက်ပါတယ်။သူမကအတန်ကိုနှိမ့်လိုက်ပြီးလွန်ခဲ့တဲ့တစ်ပတ်လောက်ကအင်အားကြီးမားတဲ့ပုံကိုတချို့ရောက်လာခဲ့ပြီးအဲ့ဒီနေရာကိုပိတ်ပင်ထားခဲ့ကြောင်းထုတ်ပြောလိုက်ပြီးကုန်သည်ရင်တန်းကြီးတွေတောင်မှတင်းချိုင်းကူကိုတစ်ချက်လေးမှမမြင်လိုက်ရပဲပြန်လှည့်သွားခဲ့ရတယ်လို့ထပ်ဖြည့်ပြောလိုက်ပါတယ်။ထူရန်ကအဲ့ဒီအင်အားကြီးမားတဲ့ပုံကိုတွေကဘယ်သူတွေလဲလို့မေးလိုက်တဲ့အခါသူမကလက်ညှိုးကိုအပေါ်ကိုထိုးပြပြီးဇာဟမိသားစုဖြစ်ကြောင်းရှင်းပြလိုက်တာကိုသူကြည့်နေခဲ့ပါတယ်။ဒီအချက်လက်တွေကိုသိရှိသွားတဲ့အခါထူရန်ကသဘောပေါက်သွားတဲ့အတန်တိုးတိုးလေးထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့နတ်ဖျားတွေရဲ့တင်းချိုင်းကူတွေကမှောင်မိုက်ပြီးကြီးမားတဲ့ကြောက်သားခမ်းမကြီးစီကိုမြင်ကွင်းပြောင်းသွားပါတယ်။သပင်ကောက်ကောက်နဲ့အမျိုးသားတစ်ယောက်ကအရေးကျနေတဲ့ခမ်းမတွေမှာအလောတကြီးလိုက်ကြည့်နေပြီးဖာကာကိုအော်ခေါ်ကသူ့ဘယ်မှာလဲလို့မေးနေပါတယ်။သပင်တဝက်ရိတ်ထားပြီးကြီးမားတဲ့ဆက်ဝိုင်းပုံဓာကြီးကိုကင်ဆောင်ထားတဲ့ကြွက်သားအမြောင်းမြောင်းနဲ့စစ်တီတော်ဖာကာကအရေးထဲကနေထွက်လာပြီးအမောင်ထဲမှာပုံအောင်နေတဲ့အရာတွေကကြားသွားနိုင်တာမို့အော်နေတာကိုရက်ဖို့အဲ့ဒီလူကိုငေါက်လိုက်ပါတယ်။ကောက်ကွေးနေတဲ့သပင်နဲ့လူကဓာရီအကုန်လုံးဖာကာကြောင့်ဖြစ်ရတာလို့အပြစ်တင်ပြီးအထဲဝင်ဖို့အကြံမပေးခဲ့သင့်ဘူးလို့ညှိတွားနေပါတယ်။ဖာကာကလည်းမျက်စောင်းထိုးကြည့်ပြီးသူ့ကိုလာအပြစ်မတင်ဖို့နဲ့ယာဒူးကြီးကြီးလိုချင်လို့အတင်းလိုက်လာတာဘယ်သူလဲဆိုတာကိုသတိပေးလိုက်တယ်။သူနောက်ထပ်အိမ်တော်သခင်ဖြစ်လာတဲ့အခါကျရင်ဆိုပြီးအဲ့ဒီလူကိုပါဇက်ပိတ်ထားဖို့ပြက်ပြက်သားသားအမိန့်ပေးလိုက်ပါတယ်။ဖာကာကလက်သီးကိုကြစ်ကြစ်ပအောင်ဆိုရင်သူကြုံနေရတဲ့အခြေအနေကိုထက်ခါတလဲလဲကျိန်ဆဲနေမိတယ်။အရင်တုန်းကသူ့အဖိုးပြောပြမှုတဲ့နတ်ဖျားတွေအောက်ကမြေအောက်ခန်းလျှို့ဝှက်ချက်ကိုဖြည့်ရှင်းနိုင်သူတိုင်းနောက်အိမ်တော်သခင်ဖြစ်လာနိုင်တယ်ဆိုတဲ့စကားကိုကြားဘူးပေမဲ့ဒီမြေအောက်နေရာကြီးကထွက်ပေါက်မရှိတဲ့ဝင်ကားပါကြီးဖြစ်နေမယ်ဆိုတာကိုတော့ဖာကာတယောက်လုံးဝမသိခဲ့ပါဘူး။နှစ်တိုင်းတင်းချိုင်းကူကိုလာပြီးယူမတက်ရှာဖွေခဲ့ပေမဲ့ဘာအကျိုးမှမရှိခဲ့တာမို့ဒါကဒဏ္ဍာရီတစ်ခုသက်သက်ပဲလို့သူယုံကြည်ခဲ့တာပါ။တကယ်ပဲဒီလိုလျှို့ဝှက်နေရာမျိုးကိုရှာတွေ့သွားတာကမယုံနိုင်စရာဖြစ်နေပြီးဒီလျှို့ဝှက်ချက်ကိုဖြည့်ရှင်းနိုင်ရင်အိမ်တော်သခင်ဖြစ်လာဖို့ကတိတ်လွယ်သွားပြီဆိုတဲ့အတွေးနဲ့သူပြုံးစီစီဖြစ်နေခဲ့ပါတယ်။ဇာဟာရဲ့နတ်ဖျားကသူ့ဘက်မှာရှိနေတယ်လို့အပြည့်အဝယုံကြည်နေခဲ့တာပါ။ဒါပေမဲ့မှောင်မိုက်နေတဲ့ဇင်းကြံလန်းကိုကြည့်လိုက်ချိန်မှာတောက်ပနေတဲ့မျက်လုံးနီအများကြီးကိုတွေးလိုက်ရပြီးသူ့ယုံကြည်ချက်တွေပျက်စီးသွားခဲ့ရတယ်။ဖြူဖြောဖြောနဲ့မျက်လုံးအများကြီးပါတဲ့ဘလူးအုပ်ကြီးကအရေးထဲကနေထွက်လာပြီးအတန်ကုန်အော်ရင်သူတို့စီတွားသွားလာနေကြပါတယ်။ဖာကာရဲ့မျက်နှာကထိတ်လန့်သွားပြီးဇာဟာနတ်ဖျားရဲ့လျှို့ဝှက်ချက်ကိုချိန်ဆလိုက်ရင်ဒီနေရာမှာဘလူးတွေပြည့်နှက်နေမှန်းသာသိခဲ့ရင်အစကတည်းကလုံးဝဝင်လာခဲ့မှာမဟုတ်ဘူးလို့တွေးနေမိတယ်။သူ့ရဲ့လက်အောက်ငယ်သားတစ်ယောက်ဖက်ကိုလှည့်ပြီးဖာကာကရေဘလောက်ကြံသေးလဲလို့မေးလိုက်ပါတယ်။အဲဒီလူကပါလာတဲ့ပစ္စည်းတွေကိုစစ်ကြည့်ပြီးဘာမှမကြံတော့ဘူးလို့ဖြေလိုက်တဲ့အခါဖာကာကလေချောင်းဆိုယုံလောက်လေးပဲဖြစ်ဖြစ်မြန်မြန်လှုပ်ပေးဖို့အမိန့်ပေးလိုက်ပါတယ်။ရုတ်တရက်ဆိုသလိုပဲသူတို့ပတ်ဝန်းကျင်လေတူထဲမှာကြောက်မက်ဖွယ်အမိုက်မှောင်စွမ်းရည်တွေစူးစီးလာပြီးအမောင်တူထဲမှာထူးဆန်းတဲ့သင်္ကေတတွေပေါ်လာခဲ့ပါတယ်။ဖာကာကလေးထဲဝဲနေတဲ့စာရီကိုကြည့်ပြီးသူတခါမှမကြားဘူးတဲ့ဘာသာစကားနဲ့ဘာလို့ပေါ်လာတာလဲဆိုတာကိုနားလည်ဖို့စူးစမ်းရင်းဇဝေဇဝါဖြစ်နေပေမဲ့အဲ့ဒီစာရီကဘာပြောချင်တာလဲဆိုတာကိုတော့သူကအပြေးအဝနားလည်နေပြန်ပါတယ်။စာရီထဲမှာတော့ညမုတ်ဆိုးကြီးသဲကန်နာရတဲ့ကိုပြန်ရောက်လာပြီးဆိုတဲ့ချက်သေးထပွဲသတင်းစကားပါဝင်နေခဲ့ပါတယ်။သဲကန်နာရမြို့ထဲမှာတော့ထူရန်ကလူစီကားတဲ့ဈေးလမ်းမတွေပေါ်ရှောက်သွားရင်းစိတ်ရှုပ်စွာတက်ပြင်းချလိုက်ပြီးဇာဟာမီသားစုကဂူဘိမှန်တစ်ခုလုံးကိုသူတို့တွေထဲသိမ်းပိုက်ဖို့စူးစမ်းနေတယ်လို့တွေးနေခဲ့ပါတယ်။မြို့ထဲမှာဒီလိုရှောက်သွားနေရင်အိမ်တော်သခင်လိုမျိုးသူ့မျက်နှာကအမီးမျက်လုံးတွေကိုမြင်နိုင်တဲ့တခြားသူတွေနဲ့ဆုံသွားနိုင်တယ်ဆိုတာကိုသိနေတာမို့ထူရန်လည်းခဏတစ်ဖြုတ်ငြိမ်ငြိမ်လေးနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကုန်သည်ဆိုင်တစ်ဆိုင်ရှိကဖြတ်သွားချိန်မှာအဖြူရောင်ကြောက်ခဲတုံးတွေအပြည့်ထည့်ထားတဲ့အိတ်ကြီးတစ်လုံးကိုတွေ့လိုက်ရပါတယ်။ဒါပါလဲဆိုပြီးရက်မေးလိုက်တဲ့အခါမှာတော့ကုန်သည်ကအဲ့ဒါဟာတောင်ပိုင်းပင်လယ်ကျွန်းတွေမှာပဲတွေ့ရတဲ့ရန်စိမ်းဖြစ်ကြောင်းရှင်းပြပြီးအမုန်းကျိတ်ပြီးစားရင်အသက်ရှည်တယ်လို့လူတွေကပြောကြကြောင်းမှထပ်ပြောပြခဲ့ပါတယ်။ရန်စိမ်းဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ထူရန်ကမီးရှို့သမားအော်ဗီရဲ့စာအုပ်ထဲမှာအဲ့ဒါကိုတွေ့ခဲ့ဘူးတာကိုချက်ချင်းသတိရသွားပြီးမီးရှို့သမားရဲ့မှတ်တမ်းစာအုပ်ကိုထုတ်ကာစာမျက်နှာတွေကိုလှန်လောရှာဖွေရင်းမှန်ကန်တဲ့ဖော်မြူလာကိုတွေ့သွားခဲ့ပြီးလိုအပ်တဲ့ပါဝင်ပစ္စည်းတွေမရှိလို့ပြီးခဲ့တဲ့အချိန်ကမီးရှို့သမားဖန်တီးဖို့လက်လျှော့ခဲ့ရကြောင်းဖတ်လိုက်ရပေမဲ့အော်ဗီအသုံးပြုခဲ့တဲ့မီးဝိညာဉ်ရဲ့ကြီးမားလာတဲ့စွမ်းအားကိုထည့်တွက်ကြည့်ရင်ဒါဟာဖန်တီးကြည့်ဖို့တန်တယ်လို့သူတွေးမိသွားပါတယ်။ထူရန်ခေါင်းမော့လိုက်ပြီးကန့်ဆိုတဲ့အရာရောရှိမလားလို့ကုန်တယ်ကိုမေးလိုက်ချိန်မှာတော့ဒါပေမဲ့ကုန်တယ်ကတော့ဒါမျိုးတစ်ခါမှမကြားဘူးဆိုပြီးခေါင်းခါပြခဲ့ပါတယ်။တခြားဆိုင်တွေကိုထပ်မေးကြည့်တဲ့အခါမှာတော့ကန့်ဟာမီးတောင်ဒေသတွေမှာပဲရှိပြီးပိုးသက်တဲ့နေရာမှာအများဆုံးသုံးတယ်လို့သိလိုက်ရပါတယ်။လူရှာနေတဲ့ပစ္စည်းဖြစ်တာကြောင့်သဲကန်နာရထဲမှာအဲ့ဒီပစ္စည်းကိုရှာဖို့တော်တော်လေးခက်ခဲလိမ့်မယ်လို့ဆိုင်ရှင်တယောက်ကပြောပြခဲ့ပါတယ်။ဒါကိုသာကြိုသိခဲ့ရင် KMB မာတွေကသူရှာခဲ့မှာဖြစ်ပေမဲ့မီးတောင်တစ်ခုကိုရှာတွေ့နိုင်တဲ့၍တော့အရှိဘက်ကိုပြန်သွားနေစရာမလိုတော့ပါဘူး။ကုန်တယ်ကတန်ဖိုးကြီးတဲ့တကြားမိတ်အိတ်ကိုလက်ညှိုးထိုးပြပြီးထူရန်ကိုဝယ်မလားလို့မေးခဲ့ပေမဲ့ထူရန်ကတော့အချိုတွေတိတ်မကြိုက်ဘူးဆိုပြီးရင်ရင်ကြေးကြေးပဲညင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ထူရန်ဟာသူ့ရဲ့မော်ပညာကိုလေ့ကျင့်ဖို့အတွက်သဲကန်နာရတဲ့ကိုထွက်လာခဲ့ပြီးသူ့ရဲ့လောက်လေးခွားနဲ့သဲတွေကိုဖိသိပ်ထားတဲ့ကြည်စံတစ်ခုကိုပြစ်လွတ်လိုက်ရာကနေအေယာမကြောက်တုံးကြီးတစ်ခုကိုအလွယ်တကူပဲအမှုန့်ကျိတ်ပစ်လိုက်ပါတယ်။သဲကြည်စံတွေဟာကြောက်ခဲတွေနေရာမှာအစားထိုးသုံးဖို့အရန်ကောင်းတဲ့အရာတစ်ခုဖြစ်နေတာကိုမြင်ပြီးထူရန်လည်းသဘောကျသွားခဲ့ပါတယ်။သူ့ရဲ့လက်ကိုဆန့်ထုတ်ပြီးမော်ပညာနဲ့ချွန်ထက်တဲ့သဲကြည်စံတွေဖန်တီးလိုက်သလိုလေထဲမှာတင်ပုံစံပြောင်းလဲနိုင်စွမ်းကိုပါပြသလိုက်ပြီးထိုးပေါက်နိုင်စွမ်းကိုမြင့်တင်တာမျိုးဒါမှမဟုတ်ပိုကျပြန့်တဲ့ဧရိယာကိုလွှမ်းခြုံနိုင်အောင်ဖြန့်ကျဲပစ်တာမျိုးတွေလုပ်ပြနိုင်တာကမာနာနည်းနည်းပိုကုန်ပေမဲ့သူ့ရဲ့ပြုပြင်ပြီးသားကြောက်ခဲတွေကိုချွေတာနိုင်တဲ့ထိရောက်တဲ့နီလန်တစ်ခုပါပဲအဲ့ထဲမှာပြုပြင်ပြီးသားကြောက်ခဲ9လုံး6လုံးလောက်ပဲကျန်တော့တာမို့ချွေတာတာသုံးဖို့လိုအပ်နေပါတယ်။မျက်နှာပြင်ပေါ်ကသဲတွေကိုမာနာနဲ့ထိန်းချုပ်လိုက်တာက
ရန်သူရဲ့ခြေချင်းဝတ်ကိုချီနှောင်ဖို့ဒါမှမဟုတ်အမြင်အာရုံကိုကွယ်ဝှက်ဖို့အတွက်အသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်လာတာမို့ဒါကြောင့်လဲသူဟာသဲတွေထဲမှာရေကူးနေသလိုမျိုးရွေလျားနိုင်ဖို့အတွက်စတင်လေ့ကျင့်နေခဲ့ပါတယ်။ချိုရန်ဟာရပ်ပေါင်းများစွာပိတ်ထားတဲ့အဲ့ဒီသင်္ချိုင်းကူထဲမှာမှုမှတ်တွေဘာလုပ်နေကြလဲဆိုတာကိုသိချင်နေပြီးအေယာမရွှေရောင်ပိရမစ်ကြီးစီကိုအကြည့်ပြန်လွှဲလိုက်ပါတယ်။ဒီအတိုင်းထားခဲ့ပြီးတခြားမြို့ကိုပဲထွက်သွားရမလားလို့တွေးနေပေမဲ့ခဏရက်လိုက်ပြီးအဲ့ဒီလိုမလုပ်ဖို့ဆုံးဖြတ်လိုက်ကခိုးဝင်ပြီးသွားကြည့်လိုက်လို့ရတာပဲလို့ကောက်ချက်ချလိုက်ပါတယ်။မိသွားရင်လည်းအလွယ်တကူထွက်ပြေးနိုင်တယ်လို့တွေးမိတာမို့သူ့ကိုယ်သူဖျောက်ထားဖို့အတွက်မော်ပညာကိုသုံးလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုလူတစ်ယောက်ရုန်းကန်နေတဲ့အတန်တဲတဲလေးကြောင့်သတိထားမိသွားပါတယ်။ချိုရန်ဟာကြောက်တုံးကြီးတစ်ခုရဲ့အနောက်မှာပုန်းနေပြီးချောင်းကြည့်လိုက်တဲ့အခါသဲကန်နာရဝိယုံတွေနဲ့လူနှစ်ယောက်ကကြိုးတုပ်ခံထားရတဲ့တုံပန်းတစ်ယောက်ကိုသဲပြင်ပေါ်မှာဆွဲခေါ်သွားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီလူတွေထဲကတစ်ယောက်ကဆဲဆိုပြီးတုံပန်းဖြစ်သူကိုဘာလို့ဒီလောက်စူညံနေရတာလဲလို့မေးလိုက်ပြီးအဲ့ဒီလူကိုငြိမ်ငြိမ်နေခိုင်းဖို့သူ့ရဲ့အဖော်ကိုညွှန်ကြားလိုက်ပေမဲ့အဲ့ဒီတုံပန်းကိုမတတ်ဖို့တင်းတင်းကြပ်ကြပ်အမိန့်ပေးလိုက်ပါတယ်။ချိုရန်ဟာအဲ့ဒီလူကိုတင်းချိုင်းကူအဝင်ဝစီဆွဲခေါ်သွားတာကိုစောင့်ကြည့်နေရင်ဘလို့ကိစ္စမျိုးမလို့လူတွေကိုပြန်ပေးဆွဲဖို့လိုအပ်နေရတာလဲဆိုပြီးတွေးနေမိပါတယ်။ချိုရန်ဟာအဲ့ဒီလူတွေနောက်ကိုတင်းချိုင်းကူရဲ့မှောင်မိုက်နေတဲ့ကြောက်လေကားတွေအတိုင်းတိတ်တိတ်လေးလိုက်သွားပြီးနောက်ဆုံးမှာတော့အေယာမအခန်းကြီးတစ်ခုစီကိုရောက်သွားပါတယ်။ခိုင်းရဲ့အလယ်မှာတော့အေယာမအမဲရောင်ပေါ်တယ်ပေါက်ကြီးတစ်ခုကကျမ်းပြင်ပေါ်မှာရေဝဲကြီးတစ်ခုလိုလဲပတ်နေပါတယ်။တုံပန်းဖြစ်သူကဒီနေရာကဘာနေရာလဲလို့မေးလိုက်တဲ့အချိန်မှာလက်နက်ကင်တပ်တော်ဆောင်တွေကသူ့ဘေးမှာဝန်းရံထားပြီးမေးခွင့်မရှိဘူးလို့ပဲပြန်អော်ပြောလိုက်ပါတယ်။ချိုရန်ကတော့အဲ့ဒီပေါ်တယ်ပေါက်ကြီးကြောင့်လုံးဝကိုအံ့သမှင်သက်နေပြီးကြောင်ကြည့်နေခဲ့ပါတယ်။ဒီမြင်ကွင်းကိုတေချာကြည့်လိုက်တဲ့အခါအဲ့ဒီလူတွေဟာလူပြန်ပေးဆွဲသူတွေဖြစ်ပေမဲ့သူတို့ကိုယ်တိုင်ကတိတိတသားကြောက်ရွံ့နေကြတာကိုတွေ့လိုက်ရပါတယ်။တပ်တော်ဆောင်ကအဲ့ဒီအမဲရောင်ပေါ်တယ်ပေါက်စီကိုလက်ညှိုးထိုးပြပြီးကုန်ပစ္စည်းတွေကိုယူကအထဲကိုဝင်သွားဖို့တုံပန်းကိုအမိန့်ပေးလိုက်တာမို့အဲ့ဒီလူဟာအေယာမစီပိုင်းကြီးနှစ်ခုကိုတဲပြီးမှောင်မိုက်နေတဲ့အထဲကိုစန်တဝါဝါနဲ့အတင်းကျပ်ဝင်သွားရပါတော့တယ်။ချိုရန်ကဖမ်းဆီးခံရသူတွေရဲ့မျက်လုံးတွေကိုကြည့်လိုက်ပြီးသူတို့ရဲ့စိတ်ကိုတရိတ်ဆန်ထိန်ချုပ်တဲ့မော်ပညာနဲ့ချဲလဲထားမှန်းသိလိုက်ပါတယ်။အဲ့ဒီလူကထူးဆန်းတဲ့ပေါ်တယ်တဲကိုခြေချလိုက်တာနဲ့အောက်ကိုဆင်းသက်သွားခဲ့ပါတယ်။လူတစ်ယောက်ကမုတ်စိတ်မွေးတဲ့ခေါင်းဆောင်ကိုသခင်ပါကာတယောက်ဘေးကင်းပါမလားလို့မေးလိုက်ပါတယ်။ခေါင်းဆောင်ကလည်းဒီလိုပဲမျှော်လင့်ရမှာပဲလို့ပြန်ဖြေခဲ့ပြီးရေနဲ့အစားအသောက်တွေကိုဘာလို့စက်တိုက်ပို့ပေးနေရလဲဆိုတာရှင်းပြခဲ့သလိုသခင်ပါကာပိတ်မိနေတာကိုပြိုင်ဘက်တွေသိသွားရင်ဘာဖြစ်မလဲဆိုပြီးပင်မအိမ်တော်စီအကူအညီလှမ်းတောင်းဖို့အကြံပေးတဲ့အဆောင်တစ်ယောက်ကိုလည်းအော်ဟစ်ဆူပူလိုက်ပါတယ်။ဒီစကားတွေကိုကြားလိုက်ရတဲ့ထူရန်ကအချက်လက်တွေကိုဆက်ကြည့်လိုက်တော့ဖာကာဟာဇာဟာအိမ်တော်ရဲ့နောက်ထပ်အကြီးအကဲလောင်းဆိုတာသိချသွားခဲ့ပါတယ်။ဒီလိုလူကပေါ်တယ်ထဲမှာပိတ်မိနေတာဖြစ်လို့ဇာဟာမိသားစုကဒီသင်္ချိုင်းကိုရပ်ပေါင်းများစွာသိမ်းပိုက်ထားရတဲ့အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းသိလိုက်ရပါတယ်။ထူရန်ရဲ့စိတ်ထဲမှာအကြံတစ်ခုပေါ်လာတာမို့ခါဟာဟာပြုံးလိုက်ပါတယ်။ဖာကာကိုကယ်တင်ပြီးကျေးဇူးတင်ခံရအောင်လုပ်မဲ့ဒီအန်ဒီရဲ့များတဲ့အစီအစဉ်ကဇာဟာမိသားစုတွေကိုတဘာဝကြကြဝင်ရောက်နိုင်မဲ့အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်နေလို့ပါပဲ။ချူရန်ရဲ့မျက်လုံးတွေဟာတစုံတရာရဲ့လွှမ်းမိုးမှုအောက်ရောက်သွားသလိုပြောင်းလဲသွားခဲ့ပြီးအကြောင်းပြချက်တွေကအရေးမကြီးတော့ပဲသူလိုချင်တာတွေအထဲမှာရှိနေတာမို့ဝင်ကိုဝင်သွားရမယ်လို့ခန်းစားလိုက်ရပါတယ်။ဘာမှဆက်ပြီးတုံဆိုင်မနေတော့ပဲထူရန်ကဝဲလှည့်နေတဲ့အမဲရောင်တွင်းနဲ့ကြီးတဲ့ကိုခုန်ဆင်းလိုက်ပါတော့တယ်။ခဏလောက်အမောင်တူကြီးကလွဲပြီးဘာမှမရှိတော့ပဲစိတ်တွေပြန်လဲကြည်လင်လာချိန်မှာခေါင်းကိုကိုင်းလိုက်ပြီးပေါ်တဲ့အပြင်ဘက်ကတစုံတစ်ခုရဲ့ပြူစားခြင်းကိုခံလိုက်ရမှန်းသိသွားလို့ဆဲဆိုလိုက်သလိုဒီလိုမိုက်မဲတဲ့အစီအစဉ်အတွက်လည်းသူ့ကိုယ်သူအပြစ်တင်ပြီးသွားပါတော့တယ်။ဘာကာလိုလူမျိုးကသူ့ကျေးဇူးကိုပြန်ဆက်မယ်ဆိုတဲ့အာမခံချက်ကဘာလဲဆိုတာကိုသူတွေးနေမိပါတယ်။အဲ့ဒီလိုတွေးနေတော့မှပဲတစုံတစ်ယောက်ရဲ့အော်ဟစ်တန်ထွက်ပေါ်လာပြီးထူရန်ဟာတစ်ဖက်ကိုရောက်ရှိလာခဲ့ကသူ့ရဲ့ကိုပြောက်ပုံစံနဲ့မှောင်မိုက်နေတဲ့အခန်းတစ်ခုထဲကိုဆင်းသက်လာခဲ့တာမို့ဘယ်သူမှသူ့ကိုသတိမထားမိပါဘူး။ဖမ်းဆီးခံထားရသူယူလာတဲ့ပစ္စည်းတွေကိုဖာကာကြည့်လိုက်ပြီးတပည့်တွေကလူတွေကိုအဆက်မပြတ်ပို့ပေးနေတာအရန်ကောင်းတယ်လို့ပြောလိုက်ချိန်မှာဖမ်းဆီးခံထားရသူကအနီးနားကကျမ်းပြင်ပေါ်မှာအကျယ်ကြီးညီးတွားနေခဲ့ပါတယ်။ဖာကာကအဲ့ဒီလူကိုစူးစူးရဲရဲကြည့်ပြီးအရန်ဆူညံနေတယ်လို့ညည်းညူကရိတ်ခါချွေတာဖို့အဲ့ဒီလူကိုရှင်းပစ်လိုက်ဖို့အေးအေးဆေးဆေးပဲအမိန့်ပေးလိုက်ပါတယ်။တပည့်ဖြစ်သူကလည်းချက်ချင်းပဲရှေ့ထွက်လာပြီးဖမ်းဆီးခံထားရသူရဲ့ခေါင်းကိုရက်ရက်ဆက်ဆက်နင်းချပြီးပွဲချင်းပြီးတပ်ပစ်လိုက်ပါတယ်။ရက်ဆက်ကြမ်းကြုတ်တဲ့တပ်ဖြတ်မှုကိုကြည့်ရင်ထူရန်တယောက်ဖာကာဇာဟာရဲ့စစ်မှန်တဲ့သဘောတဘာဝကိုကိုယ်တိုင်တွေ့မြင်လိုက်ရပါတယ်။ရေကိုယူဖို့အတွက်လူတယောက်ကိုနည်းနည်းလေးမှနှလုံးမနာပဲတပ်ပစ်လိုက်တာကဖာကာဟာကျေးဇူးဆက်မဲ့လူစားမျိုးလုံးဝမဟုတ်ဘူးဆိုတာသိချသွားစေပါတယ်။ဒါပေမဲ့နန်းတော်တွေကိုလှည့်ပတ်ကြည့်လိုက်တဲ့အချိန်မှာပဲလျှို့ဝှက်စမ်းကြဲတဲ့အတန်တစ်ခုထွက်ပေါ်လာပြီးသူမှားနေကြောင်းနဲ့သူကညဘက်အမဲလိုက်သူမဟုတ်ကြောင်းပြောလာခဲ့ပါတယ်။လွန်ခဲ့တဲ့အချိန်ကြာကြီးကအန်ရိုရဲ့မြေစီဩဇာပြေးဝပြီးစီကားတဲ့လွင်ပြင်တွေကိုအေယာမဘလူးကြီးတွေကအုပ်စိုးခဲ့ကြပါတယ်။သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးတွေနဲ့သူတို့ဖြတ်တန်းရလမ်းကြောင်းကအရာအလုံးကိုအဆက်မပြတ်စားသုံးခဲ့ကြပြီးနောက်ဆုံးမှာတပြည်လုံးကို6တွေ့တဲ့ခန္ဓာရအဖြစ်ပြောင်းလဲပစ်ခဲ့ကြပါတယ်။နေ့စဉ်နဲ့အမျှရေပမာဏအမြောက်အများလိုအပ်တာကြောင့်ဘလူးကြီးတွေဟာသူတို့ရဲ့ရေငတ်မှုကိုဆက်ပြီးတီးမခံနိုင်တဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။သူတို့ဟာလူသားတွေကိုကျွန်ပြုခဲ့ပြီးသူတို့ရဲ့ပြင်းထန်တဲ့ရေငတ်မှုကိုဖြေဖျောက်ဖို့အတွက်လူတွေရဲ့သွေးကိုဆုပ်ယူကာနေ့စဉ်အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့လမသားတဲ့အမောင်မိုက်ဆုံးကောင်းကင်ကြီးအောက်ကကန်ဂျမာဆိုးနဲ့ညတညမှာတော့ Freyans တွေရဲ့ဒန်နာရီလာ Night Hunter ဟာစစ်မြေပြင်ကိုရောက်ရှိလာခဲ့ပါတယ်။သူတယောက်တည်းအေယာမဘလူးကြီးတွေအားလုံးကိုတပ်ပစ်ခဲ့ပြီးလူသားမျိုးနွယ်တစ်ခုလုံးကိုလုံးဝပျောက်ကွယ်သွားမဲ့အန်ဒီရဲကနေကယ်တင်ခဲ့ပါတယ်။ကျေးဇူးတင်လို့လွတ်မြောက်လာတဲ့လူသားတွေကသူ့ကိုဒီနေ့မြေမှာအလှဆုံးမိမပြို3ယောက်ကိုဇနီးအဖြစ်ဆက်သားခဲ့ကြပါတယ်။အဲ့ဒီပေါင်းဖက်မှုကနေမွေးဖွားလာတဲ့ကလေး3ယောက်ဟာထူးခြားအံ့ဩစရာကောင်းတဲ့စွမ်းအားတွေကိုအမွေရခဲ့ကြပါတယ်။ကလေးတစ်ယောက်ကတော့ကိုရောင်ဖြောက်နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားပြီးနောက်တစ်ယောက်ကအမှောင်ရိပ်တွေကိုခိုင်းစေနိုင်ကနောက်ဆုံးကလေးကတော့သေစေနိုင်တဲ့အဆိပ်တွေကိုထုတ်လွှတ်နိုင်ပါတယ်။ဒါပေမဲ့ကြီးမြတ်တဲ့ညမုတ်ဆိုးကြီးကောင်းကင်ဘုံကိုတက်သွားပြီးနောက်မှာ
ညီကိုတွေကြားတဲ့မြန်မြန်ဆန်ဆန်ပဲပြိပခါတွေဖြစ်လာခဲ့ပြီးကျေပြောလာတဲ့သဲကန္နာရကြီးကိုဘယ်သူကအုပ်စိုးမလဲဆိုတာနဲ့ပတ်သက်ပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ကိုရောင်ဖြောင်းနိုင်တဲ့အမခန်းစွမ်းအားကိုပိုင်ဆိုင်ထားတဲ့အကိုအကြီးဆုံးကတော့သူ့ရဲ့သွေးသားရင်းချတွေကိုလုံးဝမတိုက်ခိုက်ချင်တဲ့အတွက်လွင်ပြင်ကနေထွက်သွားဖို့ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့အရေးသခင်ဖြစ်တဲ့ဒုတိယအကိုနဲ့အစိတ်သခင်ဖြစ်တဲ့တတိယညီတို့ဟာတယောက်နဲ့တယောက်ရက်ရက်ဆက်ဆက်အကြီးကျယ်စစ်ခင်းခဲ့ကြတာကြောင့်သဲကန္နာရတစ်ခုလုံးကမောက်ကမဖြစ်သွားခဲ့ပြီးရေတွက်လို့မရတဲ့အပြစ်မဲ့ပြည်သူတွေလည်းလုံးဝကိုမျှော်လင့်ချက်မဲ့သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့အကိုအကြီးဆုံးဟာသူရှောင်ထွက်သွားရာကနေပြန်လာခဲ့ပြီးသူ့ညီနှစ်ယောက်လုံးကိုအောင်မြင်အနိုင်ယူလိုက်ကသဲကန္နာရတစ်ခုလုံးရဲ့ပြိုင်ဘက်ကင်းအုပ်စိုးသူအဖြစ်ရယူလိုက်ပါတော့တယ်။သူဟာ House Zahar ရဲ့အကြီးမြတ်ဆုံးသောကနဦးဘိုးဘေးကြီးပဲဖြစ်ပါတယ်။ပြစ်စုံပံကိုပြန်ရောက်လာချိန်မှာတော့မှောင်မဲနေတဲ့ဝင်ကပါထဲမှာထူးဆန်းတဲ့အတန်ကြီးကထော်ရန်ကိုနောက်တစ်ကြိမ်ထပ်ပြောလာခဲ့ပြီးသူဟာဒန်နာရီလာညမုတ်ဆိုးကြီးလုံးဝမဟုတ်ဘူးလို့ကြေညာလိုက်ပါတယ်။ထော်ရန်ကအေးဆက်မှောင်မိုက်နေတဲ့ကြောက်သားစင်ကြံမှာရက်နေရင်ရှေးဟောင်းနတ်ဖျားရဲ့နာမည်ကသူ့နားထဲမှာဘာလို့ပဲတင်ထက်နေရတာလဲဆိုတာကိုတွေးနေမိပါတယ်။ဘာကာတို့အဖွဲ့ဘက်ကိုလှည့်ကြည့်လိုက်ရင်ဒီအခြေအနေကသူ့အရင်ကူထဲဝင်သွားတဲ့ဇာဟာမှုမှတ်တွေနဲ့ဆက်ဆက်နေနိုင်ခြေများတယ်ဆိုတာကိုထော်ရန်သဘောပေါက်လိုက်ပါတယ်။တကယ်တော့သူကိုယ်တိုင်ကလည်းအဲ့ဒီသွေးသားမျိုးနွယ်ရဲ့အဝေးဆွေမျိုးတစ်ယောက်ဖြစ်နေပေမဲ့ပေါ့။ဒါပေမဲ့အတန်ကြီးကသူဟာ Night Hunter မဟုတ်ဘူးလို့ဘာလို့ထက်ခါတလဲလဲပြောနေရတာလဲဆိုတဲ့အတွေးတွေထဲနစ်မျောနေတဲ့အချိန်မှာပဲပေါင်မိုက်နေတဲ့ခမ်းမကြီးတွေကသူ့နောက်ကျောဘက်တဲ့မှာရုတ်တရက်လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒီအငွေ့သက်ကိုခန်းစားမိလိုက်တဲ့အချိန်မှာပဲချက်ချင်းတတိအပြည့်ဝင်သွားပြီးဂျိုရန်ကတန်တရားဖြစ်စရာကောင်းတဲ့အဲ့ဒီနေရာဘက်ကိုချက်ချင်းအကြည့်ရွှေ့လိုက်ပါတယ်။အမည်မသိအရာတစ်ခုကအလင်းအမြန်ချင်းကပ်လာတာမို့သူ့ကိုယ်သူဖုံးကွယ်ထားတဲ့မော်ပညာကိုဆက်သုံးထားတာဟာအလွန်ပညာသားပါတဲ့ဆုံးဖြတ်ချက်ပဲလို့ထော်ရန်တွေးလိုက်မိပြီးအထူးသဖြင့်စမ်းကြယ်ပြီးခံမှန်းရခက်တဲ့ဒီမြေအောက်နေရာမှာတည်စေနိုင်တဲ့အန်ဒီရတွေကနေရာတိုင်းမှာပုံကွယ်နေနိုင်တာကြောင့်ပါစင်ကြံတဝိုက်ကိုစစ်ဆေးဖို့သူ့ရဲ့စွမ်းရည်ကိုထုတ်ယူလိုက်တဲ့အခါမှာတော့ထူရန်ဟာမာနာရီအများကြီးစုစည်းနေတဲ့တောက်ပတဲ့အပြာရောင်မီးတောက်တွေကိုတွေ့လိုက်ရပါတယ်။အမောင်ထဲမှာဖျားထွက်နေတဲ့ဒီမာနာအဆိုင်တွေကလူတယောက်စီကမဟုတ်ပဲမိစ္ဆာတကောင်စီကနေထွက်ပေါ်နေတာပါ။မိစ္ဆာတွေရဲ့တိကျတဲ့နေရာနဲ့အရေးအတွက်ကိုအတည်ပြုပြီးတဲ့နောက်မှာတော့ဒီအန်ဒီရကိုတည်တည်ချာချာမြင်ရဖို့အတွက်သူကသတိထားပြီးတဖြည်းဖြည်းတိုးကပ်သွားခဲ့ပါတယ်။စွမ်းရည်တွေစုစည်းနေတဲ့နေရာစီကိုတဖြည်းဖြည်းနီးကပ်သွားတဲ့အခါမိစ္ဆာရဲ့ပုံသဏ္ဍာန်ကပိုပြီးပြင်းပြင်းထင်ရှားလာတာကိုထူရန်မြင်လိုက်ရပြီးကြောက်သားစင်းကြံရဲ့အစုံမှာငြိမ်သက်စွာရက်နေတဲ့ကြီးမားတောင်တင်တဲ့လူပုံစံမိစ္ဆာကြီးတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဘိုးမတိမကမြင်မာတဲ့အဲ့ဒီတရဝါကြီးကိုတဲ့တဲ့စိုက်ကြည့်လိုက်တဲ့အခါသူ့ရဲ့ပုံပြက်နေတဲ့ရုပ်တွေနဲ့ခန္ဓာကိုယ်ကအတော်လေးကိုကြည့်ရဆိုပြီးရန်လိုနေပုံပေါ်တာကိုထူရန်တွေ့လိုက်ရပါတယ်။ဒါပေမဲ့ရုတ်တရက်ပဲအဲ့ဒီဘလူးကြီးကအကြည့်တွေပြောင်းသွားပြီးသူ့နေရာကိုအတိအကျမြင်သွားခဲ့ပါတယ်။အစကတော့ထာရန်ရဲ့မော်ပညာနဲ့သူ့ကိုယ်ကိုဖျောက်ထားတော့မို့လို့မပြေးပဲရက်နေခဲ့ပေမဲ့ဒီကောင်ကြီးကသူ့ရဲ့ကိုဖြောက်မော်ကိုတကယ်ပဲထိုးဖောက်မြင်သွားတာလားဆိုပြီးတွေးနေခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းပဲအဲ့ဒီကြမ်းတမ်းတဲ့ဘလူးကြီးကကြောက်ခမန်းလိလိအရှိန်နဲ့သူ့စီတိုက်ရိုက်ပြေးဝင်လာခဲ့ပါတယ်။တိုက်ခိုက်မှုကိုရှောင်ဖို့အနောက်ကိုအမြန်ခုန်ဆုတ်လိုက်တဲ့အချိန်မှာပဲထော်ရန်ကဒီကောင်ကြီးရဲ့လှုပ်ရှားမှုအရှိန်ကယုံနိုင်စရာမရှိအောင်မြန်လွန်းနေတာကိုသိလိုက်ရပါတယ်။သူ့လက်ကိုမြှောက်လိုက်ပြီးကြီးမားတဲ့မီးတိုင်ကြီးတစ်ခုပြစ်လွတ်လိုက်တော့ဘလူးရဲ့အလာကိုရပ်တန့်သွားစေပြီးအနှဲငယ်နောက်ဆုတ်သွားစေခဲ့ပါတယ်။ပြင်းထန်တဲ့မီးတောက်တွေကြားမှာလောင်ကျွမ်းနေပေမဲ့လည်းတခြားဘလူးတွေနဲ့အတူမဆုတ်မနစ်ဆက်ပြီးတိုးဝင်လာနေသေးပါပဲ။ဒီဘလူးတွေကနောက်ဆုတ်ဖို့ညှင်းဆန်နေတာမို့ထူရန်လဲစင်ကြံလန်းနောက်ဘက်ကိုအမြန်ဆုတ်ခွာသွားခဲ့ပြီးသူ့ကိုဘလူများသိသွားလဲလို့တွေးနေရင်ဇာဟာမိသားစုရဲ့ကိုဖြောက်မော်ကိုတောင်ထိုးဖောက်မြင်နိုင်တာကိုအယံအံ့သာနေခဲ့ပါတယ်။နောက်တစ်ခါလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ထူရန်ကဒီကောင်တွေသူ့နောက်ကိုတောက်လျှောက်လိုက်မလာတော့တာကိုသတိထားမိလိုက်ပါတယ်။အဲ့ဒီအစားနေရအနှံ့ကိုရန်တမ်းရှာဖွေနေကြတာမို့သူတို့ရဲ့အာယုံခံနိုင်တဲ့အကွာအဝေးကတော်တော်လေးကျဉ်းမြောင်းနေဆိုတာသိလိုက်ရပြီးလုံခြုံတဲ့အကွာအဝေးတစ်ခုမှာခွာနေနိုင်တဲ့၍သူလုံးဝအန္တရာယ်ကင်းမှာဖြစ်ပါတယ်။သူ့အိတ်ထဲကိုနှိုက်လိုက်ပြီးတော့ထရန်ကတေချာပြင်ဆင်ထားတဲ့ကြောက်ခဲတစ်လုံးကိုဆွဲထုတ်လိုက်ပါတယ်။သူ့လောက်လေးကွာကိုပြင်လိုက်ပြီးပထမဆုံးအချက်ကသူ့အလှည့်ပဲလို့ကြေညာရင်းလက်နက်ကိုအချိန်ပြင်းပြင်းနဲ့လှည့်ပတ်လိုက်ပါတယ်။ကြောက်ခဲတဲ့ကိုမော်စွမ်းအင်တွေဖြည့်သွင်းလိုက်ပြီးရှေ့တဲ့ကိုအချိန်ပြင်းပြင်းပြစ်လွှတ်လိုက်ပါတယ်။မော်အပြည့်ပါတဲ့ကြောက်ခဲကဘလူးရဲ့မာကျောတဲ့ဥကောင်းခွန်ကိုကြောက်ခမန်းလိလိအင်အားနဲ့ထိုးဖောက်သွားခဲ့ပါတော့တယ်။အေယာမတရဝါကြီးကကြောက်ချမ်းပြင်ပေါ်ချက်ချင်းလဲကျတေဆုံးသွားခဲ့ပေမဲ့တခြားဘလူးတွေကတော့အလောင်းကိုကြော်ပြီးသွားနေကြကသူတို့အမျိုးသားတွေကတကောင်ရဲရဲဆက်ဆက်အသက်ခံရတာတောင်ဘာတုံ့ပြန်မှုစိုးရိမ်မှုမှမပြကြပါဘူး။တခြားဘလူးတွေထွက်သွားတဲ့အခါထူရန်ကတေနေတဲ့အကောင်စီဖြည်းဖြည်းချင်းသွားပြီးကြံနေတဲ့မာနာကိုဆုပ်ယူဖို့လက်လန်းလိုက်ပါတယ်။ဒါပေမဲ့ဆုပ်ယူဖို့လှုပ်လိုက်တဲ့အခါမှာတော့အရန်ကိုထူးဆန်းတဲ့ခန်းစားချက်တစ်ခုဖြစ်ပေါ်လာခဲ့ပြီးအလောင်းစီကနေစွမ်းအင်ရမယ့်အစားဒီအကောင်ဟာမော်ပညာနဲ့တသက်ဖန်တီးထားတာဖြစ်နိုင်တယ်လို့သူသိလိုက်ရပါတယ်။သူကအဲ့ဒီအကောင်စီကနေအရန်ကိုနှဲပါလာတဲ့မာနာပမာဏကိုပဲရလိုက်တာမို့ဒီလောက်စွမ်းရည်မြင့်တဲ့တတဝါတစ်ကောင်မှာဒီထက်အများကြီးပိုများတဲ့မာနာတွေပါဝင်နေတင်တာပါ။ဂျိုရန်ကသူ့ရဲ့တန်းစင်နဲ့တန်လိုက်အိမ်မြောင်ကိုကင်ကြည့်တဲ့အခါဒီလောက်အာယုံခံကောင်းတဲ့ပစ္စည်းကတော့တတဝါရဲ့မာနာကိုဘာမှမတုံ့ပြန်ပါဘူး။ငြိမ်သက်နေတဲ့ခန္ဓာကိုယ်ကြီးကိုငုံကြည့်ရင်းနဲ့ပဲသူ့ရဲ့ဇင်းမြစ်အမှန်ကပဟေလီတစ်ခုအဖြစ်ကြံရစ်နေမှန်းထူရန်သိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာ Night Hunter မဟုတ်ဘူးဆိုတဲ့အတန်ဆိုးကြီးကထပ်ပြီးပဲ့တင်ထပ်လာခဲ့တာကြောင့်အေးဆက်နေတဲ့ကျမ်းပြင်ပေါ်ဒူးထောက်ပြီးသဲလွန်စာတစ်ခုခုရမလားလို့တေချာရှာဖွေရင်းဒီအခြေအနေကြီးကတကယ်ကိုပင်ပန်းစရာပဲလို့ထူရန်ကြီးတွားလိုက်ပါတယ်။ရုတ်တရက်အနီးနားကနေခြေတံပြင်းပြင်းတွေကြားလိုက်ရတာမို့သူလည်းအမှောင်ထဲကိုအမြန်ပြေးပုံးလိုက်ရပြီးတပည့်တစုကအမှောင်ကျနေတဲ့စင်ကြံလန်းအတိုင်းရှောက်လာကြကလွန်ခဲ့တဲ့ခဏထူရန်ရက်နေခဲ့တဲ့နေရာကိုရောက်တော့ပရိုဂါကသူ့တပည့်တွေကိုရုတ်တရက်ရက်ခိုင်းလိုက်ပါတယ်။မော်ကြည့်လိုက်တော့သူတို့နေ့ရက်အတော်ကြာတိုက်ခိုက်နေကြရတဲ့ဘလူးအမျိုးသားရဲ့အလောင်းကိုတွေ့လိုက်ရပြီး
ဒါပေမဲ့ဒီတကောင်ကတော့သူတို့လက်ချက်နဲ့တေသွားတာမဟုတ်ဘူးဆိုတာအထင်ရှားပါပဲလူတစ်ယောက်ကဘာတွေဖြစ်နေတာလဲဆိုပြီးသူတို့ဒီနေရာကိုအရင်ကဖြတ်သွားခဲ့ဘူးသလားလို့မေးလိုက်ပေမဲ့နောက်တစ်ပတ်တစ်ယောက်ကတော့သူ့အနေနဲ့ဘာမှမသိရကြောင်းနဲ့သူတို့ရဲ့လမ်းကြောင်းအာရုံကစောစောကလေးကပြတ်သွားပြီဖြစ်ကြောင်းညှိတွားလိုက်ပါတယ်။ဘာကာကသူတို့ကိုရုတ်တရက်တိတ်ခိုင်းလိုက်ပြီးယုံကြည်ချက်ရှိရှိနဲ့သူတို့ဒီနေရာကိုအရင်ကမဖြတ်သွားခဲ့ဘူးဆိုတာသိချတဲ့အတွက်ကြွက်တကောင်ကတော့ဒီထဲမှာပုံနေတာသိချတယ်လို့ကြေညာလိုက်ပါတယ်။လူတွေကကယ်ဆယ်ရေးအဖွဲ့ဖြစ်နိုင်မလားဆိုပြီးမျောလင်းချက်နဲ့စိုးရင်တကြီးဟိုဒီကြည့်လိုက်ကြပေမဲ့ဘာကာကတော့ဒါဟာကယ်ဆယ်ရေးအဖွဲ့သားဆိုရင်အခုလောက်ဆိုသူတို့ရှိနေတာကိုသတိထားမိလောက်ပြီလို့ချက်ချင်းပဲသုံးသပ်လိုက်ပြီးဒီလိုအန်ဒီရများတဲ့နေရာမျိုးမှာစူးစူးညံ့ညံ့လုပ်နေတာကအလွယ်တကူသိသာစေတယ်လို့ထပ်ပြောလိုက်ပါတယ်။ဘာကာကကြွက်ကိုဖမ်းဖို့အနီးနားမှာထောင်ချောက်တွေဆင်ဖို့ဂဲလ်ဗင်ကိုချက်ချင်းအမိန့်ပေးလိုက်ပြီးဂဲလ်ဗင်ကလည်းအမြန်ပဲသဘောတူလိုက်ပါတယ်။အဲဒီနောက်ပါကာကအာလ်ဒါဆိုတဲ့အမျိုးသမီးကိုပတ်ဝန်းကျင်ကိုလင်းနေအောင်ထားဖို့အမိန့်ပေးလိုက်တဲ့အခါသူမကအမော်ပညာနဲ့အခန်းကိုလင်းထိန်သွားစေခဲ့ပြီးတပည့်တယောက်ကကြွက်ကိုအရင်ဖမ်းတင်သလားလို့မေးလိုက်တဲ့အချိန်မှာပါကာကတော့ဒါကိုအစောပိုင်းတိုက်ပွဲကနေအသက်ရှင်ကျန်ရစ်ခဲ့တဲ့ကံကောင်းတဲ့သူရဲကောင်းတယောက်လို့ယူဆပြီးလောလောဆယ်ဒီတိုင်းထားဖို့အမိန့်ပေးလိုက်ပါတယ်။သူကမကောင်းတဲ့အကြံနဲ့ပြုံးလိုက်ပြီးကြွက်ကိုခဏလောက်ပြေးလွှားခွင့်ပေးထားလိုက်မယ်ဆိုရင်နောက်ဆုံးမှာဘလူးတွေအတွက်ငါးစာအဖြစ်သုံးနိုင်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့ကနောက်ထပ်လှုပ်ရှားမှုတွေအတွက်တက်တက်ကြွကြွစီစဉ်နေချိန်မှာထူရန်ကတော့မှောင်ရိပ်ထဲမှာလုံးဝတိတ်ဆိတ်စွာပုံကွယ်နေရင်သူတို့ရဲ့အစီအစဉ်တစ်ခုလုံးကိုနားထောင်နေခဲ့ပါတယ်။၃ရက်ကြာသွားတဲ့အခါထူရန်ကပါကာရဲ့အဖွဲ့နဲ့အတူမှောင်မိုက်နေတဲ့ဝင်ကားပါထဲမှာအတူရှင်တွဲနေထိုင်ရတဲ့ထူးဆန်းတဲ့အခြေအနေတစ်ခုကိုကြုံတွေ့နေရပါတယ်။ကံကောင်းစွာနဲ့ပဲအကာအကွယ်ဖန်တီးသူမျိုးနွယ်တွေချထားတဲ့ထောင်ချောက်တွေကတန်းစင်တဲ့ဓာတ်တော်ကြောင့်သူ့မျက်လုံးထဲမှာရှင်းရှင်းလင်းလင်းမြင်နေရတဲ့အတွက်သူ့ရဲ့လှုပ်ရှားမှုတွေအတွက်လုံးဝအဟန့်အတားမဖြစ်စေခဲ့ပါဘူး။တကယ်တော့ဝင်ကားပါရဲ့ပြင်းထန်တဲ့အမောင်တူကြောင့်ပါကာရဲ့လူတွေဟာသူတို့ထောင်ထားတဲ့ထောင်ချောက်တွေကိုသူတို့ဘာသာပြန်ပြီးတဲ့အရှက်ရစရာတွေနဲ့မကြာခဏကြုံတွေ့ရပြီးရုတ်တရက်ပောက်ကွဲမှုတစ်ခုကြောင့်သူတို့တဲကတယောက်လွှမ်းခြုံခံရချိန်မှာကျယ်လောင်တဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ပါကာရဲ့အဖွဲ့ဟာမှောင်မိုက်နေတဲ့အမောင်တူထဲမှာသူတို့ရဲ့လာယာကိုလုံးဝမခံမနိုင်ပဲဖြစ်နေချိန်မှာတော့ချူရန်ကဝင်ကားပါတွေကိုစူးစမ်းလေ့လာရင်းတရဝရီရဲ့လှုပ်ရှားမှုအလွန်နှဲပါတဲ့တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရှာတွေ့ခဲ့တာမို့ဒူးထောက်ပြီးကျမ်းပြင်ပေါ်မှာတောက်ပတဲ့အပြာရောင်ကြက်ချေခတ်အမှတ်သားတစ်ခုဆွဲဖို့သူ့ရဲ့မာနာကိုအသုံးပြုခဲ့ပြီးသူ့ရဲ့ရှာဖွေမှုအတိုင်းအတာကိုဖြည်းဖြည်းချင်းတိုးချဲ့ဖို့အခြေစိုက်စခန်းတွေအဖြစ်လုံခြုံတဲ့နေရာများစွာတည်ဆောက်ဖို့တန်ရှင်းတဲ့ရုပ်ကျွင်းရဲ့စွမ်းအားကိုအသုံးပြုခဲ့ပါတယ်။တခါတရံမှာတော့ကျင်းမြောင်းတဲ့လမ်းကြောင်းတချို့မှာထူးဆန်းတဲ့တတဝါတွေအများပြားအုံခဲနေတတ်တာမို့ချူရန်အတွက်သူတို့ကိုတကောင်ချင်းစီမတိုက်ခိုက်ပဲဖျက်ကျော်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ဒီလိုခက်ခဲတဲ့အချိန်တွေမှာထူရန်ဟာရန်လိုနေတဲ့အုပ်စုတွေကိုဇာဟာမှုမှတ်တွေစီကိုလျှို့ဝှက်စွာမျှခေါ်ပြီးပါကာအဖွဲ့ရဲ့အင်အားကိုငှားရမ်းခဲ့ကပါကာရဲ့လူတွေကိုကြီးမားတဲ့တရဝါအုပ်ကြီးကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့အတင်းကျပ်ခိုင်းစေခဲ့ပြီးလူတစ်ယောက်ကတရဝါတွေထပ်မံတိုက်ခိုက်လာပြန်ပြီလို့ကျဲလောင်စွာချိန်ဆရင်ဘာကြောင့်ပုံမမကြာခဏတိုက်ခိုက်လာသလိုခံစားရတာလဲလို့မေးလိုက်ပါတယ်။နောက်တစ်ယောက်ကတော့သူတို့ရဲ့တောက်ပတဲ့အလင်းရောင်တွေကြောင့်လို့အော်ပြောပြီးအခုလောလောဆယ်သူတို့ကိုပိတ်ဆို့ဖို့အဖွဲ့ကိုအမိန့်ပေးခဲ့ပါတယ်။ပါကာကဝင်လာတဲ့တရဝါတွေကိုသူ့ရဲ့ကြီးမားတဲ့ဆက်ဝိုင်းပုံဓာတ်နဲ့ဒေါသတကြီးခုတ်ပိုင်းနေချိန်မှာတော့ထူရန်ကအဝေးကနေတိုက်ပွဲကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပြီးဒီတရဝါတွေရဲ့မာနာကိုစုပ်ယူဖို့အခွင့်အရေးကိုနောင်တမရဘဲဆွန့်လွတ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအားနေတဲ့တရဝါတွေဟာသူ့ရဲ့အချိန်နဲ့အားထုတ်မှုအတွက်မတန်တဲ့အလွန်နှဲပါတဲ့စွမ်းရည်ပမာဏကိုသာပေးစွမ်းနိုင်လို့ပါပဲ။အချိန်နှဲငယ်ကြာပြီးနောက်မှာတော့ပါကာရဲ့အဖွဲ့ဟာထူရန်များခေါ်လာတဲ့တရဝါတွေကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်သားအများစုကမြေပြင်ပေါ်မှာလဲကျနေပြီးတချို့ကဒဏ်ရာပြင်းထန်စွာရနေတယ်လို့တချို့ကတော့သေဆုံးနေကြပါပြီ။တေလူမျောပါဖြစ်နေတဲ့ရဲဘော်ကိုပြုစုပေးနေရင်းနဲ့လက်အောက်ငယ်သားတယောက်ကသူတို့စီမှာအလောင်းတွေတော်တော်လေးစုပုံလာပြီးဖြစ်ကြောင်းအပြင်ဘက်ကလူတွေကတုံပန်းတွေကိုသူတို့စီစက်တိုက်ပို့နေတာကြောင့်ဖြစ်ကြောင်းပြောပြလာပြီးအပေါ်ကမဟာမိတ်တွေကသူတို့တက်ရှိထင်ရှားရှိနေသေးတယ်လို့ထင်ပြီးအခုလိုလုပ်နေကြတာဖြစ်မယ်လို့ယူဆလိုက်ပါတယ်။နောက်တစ်ယောက်ကလည်းဒီလိုဖြစ်လာမယ်မှန်းသိရင်တုံပန်းတွေကိုအသေးမခံဘဲအရှင်ထားခဲ့မှာလို့ညှိတွားလိုက်ပြီးခိုင်းစားစရာလူမရှိတာကဘလောက်တောင်အဆင်မပြေဖြစ်ရလဲဆိုတာကိုထောက်ပြလာတဲ့အတွက်မျက်နှာပေးချန်နေတဲ့အခြားတစ်ပည့်တယောက်ကလှမ်းကြည့်ပြီးမင်းကတကယ်ပြောနေတာမှမဟုတ်ပဲလို့နောက်ပြောင်လိုက်ပါတော့တယ်။ပုံကွယ်ရာကနေသူတို့ကိုစောင့်ကြည့်နေတဲ့ထူရန်ကတော့သူတို့ရဲ့အပြုအမူနဲ့စကားတွေကတကယ်ကိုယွန်စရာကောင်းလွန်းတယ်လို့ခန်းစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာထူရန်နဲ့ပါကာတို့ပဲကြားနိုင်တဲ့ထူးဆန်းပြီးနားလေရခက်တဲ့အတန်ကြီးကထပ်ပြီးပဲ့တင်ထက်လာပေမဲ့ဒီတစ်ခါမှာတော့ဘာအတိတ်ပဲမှရေရေရာရာမရှိပဲထူးဆန်းတဲ့အတန်ကြီးတစ်ခုပဲထွက်ပေါ်လာခဲ့တာကြောင့်အဲ့ဒီအတန်ကိုသတိထားမိသွားတဲ့ပါကာဟာနောက်ထပ်ဘလူးအုပ်ကြီးချင်းကပ်လာပြီးဖြစ်ကြောင်းအဖွဲ့ကိုသတိပေးလိုက်ပြီးမီးတွေကိုချက်ချင်းမှိတ်ထားဖို့အမိန့်ပေးလိုက်ပါတယ်။ပုံကွယ်ရာကနေပြုံးစည်းစည်းဖြစ်သွားတဲ့ထူရန်ကတော့ဒီအခြေအနေကိုတကယ်ကိုအကွက်ကျလွန်းတယ်လို့မှတ်ယူလိုက်ပြီးဝင်ကားပါရဲ့ပိုနဲ့ရှိုင်းတဲ့အပိုင်းတွေကိုသူသွားရောက်စစ်ဆေးနေချိန်မှာအဲ့ဒီလူတွေကိုအတန်တွေစူညံခိုင်းပြီးငါးစားအဖြစ်ဆက်လက်အသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်။ထူရန်ဟာအမောင်ထုဖုံးလွှမ်းနေတဲ့စင်ကြံလမ်းရှည်ကြီးတဲ့အမြန်ပြေးဝင်သွားခဲ့ရာကနေနောက်ဆုံးမှာတော့လမ်းဆုံးတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ခြေလမ်းတွေကိုရပ်တန့်လိုက်ပြီးနောက်တေးသေးချာချာထွင်းထုထားတဲ့အေယာမတပ်တူတကားကြီးတစ်ခုကိုမော်ကြည့်လိုက်ပါတော့တယ်။ဒီလိုမြေအောက်နေရာမျိုးမှာရှိနေတဲ့တကားကြီးကမယုံနိုင်လောက်အောင်ကြီးမားလာပြီးအေယာမတရဝါကြီးတွေအတွက်တီးတန့်တိဆောက်ထားသလားထင်ရလောက်အောင်ခန်းနာထဲဝါလွန်းတာမို့ဒါကသူ့အတွက်ထွက်ပေါက်များဖြစ်လာမလားဆိုတဲ့စိတ်လှုပ်ရှားစရာမေးခွန်းတွေထွက်ပေါ်လာစေပါတယ်။ရုတ်တရက်ဆိုသလိုပဲအေယာမတတုတကားကြီးရဲ့အလဲဘိုးကနေဆက်ရန်တရားလိုရွေလျားပွင့်ဟာသွားပြီးတောက်ပနေတဲ့အပြာရောင်မျက်လုံးလုံးကြီးတစ်လုံးကသူ့ကိုစိုက်ကြည့်နေတာမြင်လိုက်ရသလိုထူးဆန်းတဲ့အတန်ကြီးကလည်းထပ်ပြီးထွက်ပေါ်လာခဲ့ရမှာအဲ့ဒီအတန်ကမျက်လုံးကြီးပါတဲ့ဒီတကားစီကနေထွက်လာပုံရပါတယ်။အဲ့ဒီအရာကြီးကထိုရန်ကိုသေချာစိုက်ကြည့်ပြီးသူဟာညမို့ဆိုလည်းမဟုတ်သလိုလိုက်လံရှာဖွေသူလည်းမဟုတ်တာမို့သတ်မှတ်ချက်တွေနဲ့မကိုက်ညီဘူးလို့ပြောလာပါတယ်။ဒါပေမဲ့အပြာရောင်မျက်လုံးကြီးကထူရန်ကိုနောက်တစ်ကြိမ်ထပ်ကြည့်လိုက်ချိန်မှာသူ့ခါမှာချိတ်ထားတဲ့တောက်ပနေတဲ့တန့်စင်သောအိမ်မြောင်ကိုသတိထားမိသွားပါတယ်
အဲ့ဒီအတန်ကတန်းစင်သောပစ္စည်းဟာလိုင်းစီးသူနဲ့ပုံတူကူးချသူဖြစ်ကြောင်းချက်ချင်းသိသွားပြီးလိုအပ်တဲ့သတ်မှတ်ချက်တွေပြည့်မီသွားပြီလို့လည်းဆိုလာပါတယ်။ဂျိုရန်နဲ့လျှို့ဝှက်စမ်းကြဲတဲ့စက်ယန္တရားမျက်လုံးတို့အပြန်အလှန်စိုက်ကြည့်နေချိန်မှာပဲအဲ့ဒီအတန်ကသူ့ကိုဝင်မလားလို့မေးလာပါတယ်။ဗဟိုမှာမြုပ်နှံထားတဲ့တောက်ပနေတဲ့အပြာရောင်မျက်လုံးကြီးကိုတေချာစိုက်ကြည့်ရင်းနဲ့ဂျိုရန်ကအေယာမကြီးမားလာတဲ့အဲ့ဒီရှေ့မှာတိတ်ဆိတ်စွာရပ်နေခဲ့ပြီးရှုပ်ထွေးစွာထွင်းထူထားတဲ့တပ်တုတကားကြီးနဲ့အချိန်ကြာကြီးမျက်လုံးချင်းစုံနေခဲ့ရာကနေရှေးဟောင်းတိဆောက်မှုကြီးကဝင်ချင်သလားဆိုပြီးရုတ်တရက်မေးလာပါတယ်။တိုင်းစည်းသူနဲ့ပုံတူကူးချသူဆိုတဲ့လျှို့ဝှက်စမ်းကြဲတဲ့စကားလုံးတွေကိုစိတ်ထဲကနေပြန်တွေးကြည့်ရင်ဒါတွေဟာသူ့စီမှာထွက်ပေါ်လာခြင်းမရှိသေးတဲ့ဒဏ္ဍာရီလာသွေးဆက်နာမည်တွေများဖြစ်နေမလားဆိုပြီးထူရန်တွေးမိနေခဲ့ပါတယ်။ဒီလိုသွေးဆက်နှစ်ခုသာတနည်းနည်းနဲ့ပေါင်းဆက်သွားမယ်ဆိုရင်သူဟာကြီးမြတ်ပြီးဂုံသတင်းကြီးတဲ့မှုမှတ်မျိုးနွယ်စုရဲ့သွေးကိုပိုင်ဆိုင်ထားတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်။ကြီးမားတဲ့အကြည့်ကြီးနဲ့သူ့ကိုစိုက်ကြည့်ရင်ဝင်မာလားလို့အေယာမတကားကြီးကထပ်မေးလိုက်ပါတယ်။ဒါပေမဲ့သူစကားပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲအေယာမမျက်လုံးကြီးရဲ့အကြည့်ကသူ့စီမှာရက်တက်နေတာမဟုတ်ဘူးဆိုတာကိုထိုရန်သတိထားမိသွားပါတယ်။အဲ့ဒီအစားတကားကြီးကသူ့ခါးမှာချီထားတဲ့အထွတ်အမြတ်တန်လိုက်အိမ်မြောင်ကိုဓာတ်ရိုက်ကြည့်နေတာကိုတွေ့လိုက်ရပြီးဒါကတကားကြီးဟာသူ့ရဲ့သွေးသားထက်တန်လိုက်အိမ်မြောင်ရဲ့မူလပိုင်ရှင်ကိုအတိမတ်ပြုနေတာဖြစ်ပြီးဒီရှေးဟောင်းရာကြီးကနောက်ဆုံးဆုံးဖြတ်ချက်ချဖို့သူ့ရဲ့သွေးသားနဲ့အဲ့ဒီအထူးစွမ်းရည်တွေကိုပေါင်းဆက်အသုံးပြုနေတာလို့ကောက်ချက်ချလိုက်ပါတယ်။ဂျော်ရန်က Wave Rider နဲ့ Mimic ဆိုတာတကယ်တော့ဘာလဲလို့အတန်ကျကျနဲ့မေးလိုက်ပြီးအဲ့ဒီအကြောင်းပိုပြောပြဖို့တကားကြီးကိုအမိန့်ပေးလိုက်တော့သူ့ရဲ့သတင်းအချက်လက်တောင်းဆိုမှုကိုပြဿနာမရှိလက်ခံလိုက်ပြီးဖြစ်ကြောင်းအေယာမအဆောက်အုံကြီးကပြန်ပြေးလာပါတယ်။ Wave Rider ရဲ့ပထမအမျိုးအစားကရေအောက်မှာအသက်ရှူနိုင်တာခန္ဓာကိုယ်စွမ်းရည်မြင့်တင်တာနဲ့အရည်တွေကိုထိန်းချုပ်နိုင်စွမ်းပေးပြီးမင်းမစ်ရဲ့ပထမအမျိုးအစားကတော့စီးဆင်းမှုကိုသိရှိတာစုပ်ယူတာနဲ့အတူခိုးနိုင်စွမ်းကိုပေးတယ်လို့နန်တကားကြီးကရှင်းပြပါတယ်။သူ့လက်ကိုသူပြန်ကြည့်ရင်ရေအောက်မှာအသက်ရှူနိုင်တဲ့ဒါမှမဟုတ်အရည်တွေကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်မျိုးရထားတယ်လို့မခံစားရဘူးလို့ထူရန်တွေးမိပြီးတကားကြီးကဒီလက္ခဏာတွေကိုတကယ်စွမ်းရည်တွေပေးဖို့ထက်အမှတ်အသားအနေနဲ့ပဲသုံးတာလားဆိုပြီးတွေးတောနေမိပါတယ်။တကားကြီးကဘာလဲလို့ထူရန်မေးလိုက်တဲ့အခါအေယာမစက်ယန္တရားကြီးကသူဟာတကားရဲ့နံဝိညာဉ်ဖြစ်တယ်လို့ပြန်ဖြေပါတယ်။ဒီထူးဆန်းတဲ့အရာကြီးကစာကြီးတိုင်မှုတယောက်နဲ့တူပေမဲ့ပိုပြီးတောင်တင်ကလူနဲ့လုံးဝမတူဘူးလို့စိတ်ထဲမှာတွေးနေရင်ဒီဝင်ကားပါကဘာလဲဘာရွယ်ချက်နဲ့ဖန်တီးထားတာလဲနဲ့ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာကိုသိချင်လို့ထူရန်ကနံဝိညာဉ်ကိုမေးလိုက်ပါတယ်။ဒါကညမုတ်ဆိုးရဲ့ဝင်ကားပါဖြစ်တယ်လို့တကားကြီးကဖော်ထုတ်လိုက်ပြီးမှန်ကန်တဲ့အမျိုးအစား၄ခုကိုပိုင်ဆိုင်ထားပြီးခေါင်းဆောင်ကိုတတ်နိုင်တဲ့သူကညမုတ်ဆိုးဖြစ်လာမယ်လို့ရှင်းပြပါတယ်။ခေါင်းဆောင်ကိုတတ်နိုင်ရင်ထွက်ပေါက်ပွင့်လာမယ်လို့ထပ်ပြောလာပါတယ်။မယုံနိုင်စရာကောင်းတဲ့အချက်ကြောင့်အံ့ဩသွားတဲ့ထူရန်ဟာညဘက်မုတ်ဆိုးဆိုတဲ့နာမည်ကိုဖြည်းဖြည်းချင်းထပ်ရွတ်နေရင်တကယ်ပဲသူဟာနတ်ဖျားတစ်ပါးဖြစ်လာနိုင်မလားလို့တွေးတောနေပါတယ်။ဒါပေမဲ့ရုတ်တရက်ဝိညာဉ်တကားကချိုးယွင်းသွားပြီးသူ့ရဲ့စက်ရုပ်မျက်လုံးကအယူတယောက်လိုလည်ပတ်လာကတကားကချိုးယွင်းချက်ရှိနေတယ်လို့အကြိမ်ကြိမ်ပြောလာခဲ့ပါတယ်။အဲဒီနောက်စနစ်ကနေမုတ်ဆိုးချေရခံသူ Wave Rider နဲ့ Mimic တွေမှာအမှားယွင်းနှမျိုးရှိနေပြီး Shadow နဲ့ Alchemist တွေလုံးဝပျောက်ဆုံးနေကြောင်းထောက်ပြလာကအမျိုးအစား၄ခုပြည့်စုံပေမဲ့ညဘက်မုတ်ဆိုးနဲ့မကိုက်ညီတာကြောင့်အမှားယွင်းရှိနေစေဖြစ်ကြောင်းပြောလာပါတယ်။အရန်ကိုနားလည်ရခက်နေတဲ့ထူရန်ကဘာတွေဖြစ်နေလဲတွေးနေချိန်မှာပဲဝိညာဉ်တကားကတကားကိုပိတ်လို့မရကြောင်းကြေညာလိုက်ပြီးခွင့်ပြုချက်မရှိသူတွေဝင်ရောက်လာချိန်မှာအတွင်းလူတွေကြန့်ရှိနေသေးတယ်လို့ပြောလာကဖန်တီးရှင်ကိုမေးမြန်းဖို့စူးစမ်းပေမဲ့ဖန်တီးရှင်လုံးဝမရှိတော့တဲ့အတွက်နောက်ထပ်အမှားယွင်းတစ်ခုကိုကြေညာလိုက်ပါတယ်။ရုတ်တရက်အပြာရောင်မျက်လုံးကြီးကနှီးရဲလာပြီးတပ်တုမျက်နှာပြင်ပေါ်မှာအကြောင်းတွေအများကြီးပေါ်လာကအလိုလျောက်ဆုံးဖြတ်ခြင်းကိုစတင်လိုက်ပြီးဝင်ကားပါခေါင်းဆောင်စီကိုနေရာချထားဖို့အမိန့်ပေးလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ချိန်မှာအကွဲနေတဲ့တကားအပြင်ဘက်ကနေပြင်းထန်တဲ့တုံခါတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ကြီးမားတဲ့အန္တရာယ်ကိုခန်းစားလိုက်ရတဲ့ထူရန်ကအတွင်းထဲမှာကြီးမားတဲ့အရာတစ်ခုစောင့်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဝိညာဉ်တကားကပွင့်လာပြီးအလင်းရောင်လုံးဝမရှိတဲ့အကျွင်းမဲ့အမောင်တုကိုသာမြင်တွေ့လိုက်ရပါတယ်။တကားကြီးကတဖြည်းဖြည်းပိုပွင့်လာတာနဲ့အမျှကြောက်စရာကောင်းတဲ့မှောင်မိုက်နေတဲ့အရေးထဲကနေအေယာမတရဝါကြီးတစ်ကောင်ထွက်ပေါ်လာပါတယ်။တရဝါကြီးရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အသွင်ပြင်ကိုမြင်လိုက်ရတဲ့ထူရန်ဟာအံ့ဩမှင်သက်သွားပြီးမျက်လုံးပြူးသွားခဲ့ပါတယ်။သပင်ရှည်ရှည်နဲ့ကြွက်သားတွေအပြည့်ရှိတဲ့အေယာမလူဝင်စားတရဝါကြီးကအလင်းရောင်တွေကိုတဲ့တဲ့မတ်မတ်ရှောက်လာခဲ့ပြီးထူရန်ကိုချင်းချောက်တဲ့အကြည့်နဲ့ငုံကြည့်ရင်သူဟာညဘက်အမဲလိုက်သူမဟုတ်တဲ့အကြောင်းနဲ့အတူရောင်တွေအကုန်သေးရမယ်လို့အတန်နဲ့ကြီးနဲ့ဟိန်းဟောက်ပြောဆိုလိုက်ပါတယ်။ထူရန်ဟာလည်းနှစ်ခါမစင်းစားတော့ပဲတိုက်ခိုက်ဖို့ချက်ချင်းပြင်ဆင်လိုက်ပြီးတောက်ပနေတဲ့အပြာရောင်မန်နာတွေကိုထည့်သွင်းရင်သူ့ရဲ့လောက်လေးကွာကိုအချိန်ပြင်းပြင်းနဲ့လှည့်ပတ်လိုက်ပါတယ်။ချက်ချင်းပဲအလွန်မြန်ဆန်တဲ့ကြောက်ခဲနဲ့တရဝါကြီးရဲ့ခေါင်းကိုဓာတ်ရိုက်ပစ်ခတ်လိုက်ပေမဲ့ဒီလောက်ရိုးရှင်းတဲ့တိုက်ခိုက်မှုနဲ့တော့ဒီတရဝါကြီးလုံးဝရှုံးနေမှာမဟုတ်ဘူးဆိုတာကိုသူသိနေခဲ့ပါတယ်။အချိန်မဖြုံးတော့ပဲတရဝါကြီးကိုတိုက်ခိုက်ဖို့သူ့ရဲ့မီးနဲ့လျှက်စီးမော်ပညာနှစ်ခုစလုံးကိုတပြိုင်နက်တည်းအသက်သွင်းလိုက်တာကြောင့်သူတို့ပတ်ဝန်းကျင်မှာဟုံးဟုံးတောက်နေတဲ့မီးတောက်တွေနဲ့လျှက်စီးတွေပေါက်ကွဲထွက်ပေါ်လာခဲ့ပါတယ်။ဒီလောက်အစွမ်းထက်တဲ့မော်ပညာတွေသုံးပြီးတိုက်ခိုက်တာတော့မှတရဝါကြီးကိုနည်းနည်းလေးတောင်အထိနာအောင်မလုပ်နိုင်ခဲ့ပါဘူး။အေယာမတရဝါကြီးကထိုရန်ကိုရုပ်ဆိုးဆိုးအပြုံးကြီးနဲ့ငုံကြည့်ပြီးဒီတိုက်ခိုက်မှုတွေကရားရန်ယုံလောက်ပဲရှိတယ်ဆိုပြီးလောင်ပြောင်လိုက်ပါတယ်။ဒီလောက်အစွမ်းထက်တဲ့တရဝါကြီးကိုထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်လို့မနိုင်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားတဲ့အတွက်တခြားနီးလန်းတစ်ခုရှာရတော့မယ်လို့ထူရန်ဆုံးဖြတ်လိုက်ပါတယ်။တရဝါကြီးကိုအနိုင်ယူဖို့နောက်တနည်းအသေးအံရှာဖွေရင်းနီးပြူဟာပိုင်းဆိုင်ရာအသာစီးရဖို့သူချက်ချင်းထွက်ပြေးပါတော့တယ်။သူထွက်ပြေးတာကိုမြင်တော့တရဝါကြီးကလည်းအဲ့ဒီမှာပဲရက်နေဖို့အော်ဟစ်ရင်းသူ့နောက်ကိုလိုက်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေဝင်ကားပါနေမြေထဲဖြတ်ပြေးသွားတဲ့အခါမှာအေယာမဘလူးကြီးရဲ့ကြောက်မက်ဖွယ်ရာအော်ဟစ်တန်တွေနဲ့ပြေးလွှားနေတဲ့ခြေတံပြင်းပြင်းတွေကအရန်ကိုကျဲလောင်လွန်းလာတာမို့အဲ့ဒီအနီးနားမှာကျက်စားနေကြတဲ့သေးငယ်တဲ့မိစ္ဆာတွေအားလုံးကိုတတိပေးလိုက်သလိုဖြစ်သွားပြီးကြီးမားတဲ့မိစ္ဆာအုပ်ကြီးဟာသူ့ကိုအယမ်းမျက်နှာအသီးသီးကနေဝင်ရောက်တိုက်ခိုက်ဖို့ပြေးလာခဲ့ကြပါတယ်။ဒီနေရာမှာသာတိုက်ခိုက်ရင်သေသွားနိုင်တာကိုသိနေတဲ့ထူရန်ဟာမိစ္ဆာအုပ်ကြီးကိုပြန်တိုက်ခိုက်တာမျိုးမလုပ်တော့ဘဲကုတ်ချစ်ချင်နေတဲ့လက်သေးတွေကိုရှောင်တိန်ရင်းသေ
သေးငယ်တဲ့မိစ္ဆာတွေကြားထဲကနေအသာယာတိုးထွက်ဖို့ပဲရွေးချယ်ခဲ့ပါတယ်။အချိန်နှဲငယ်ကြာပြီးနောက်မှာတော့သူဟာထူထပ်နေတဲ့မိစ္ဆာအုပ်ကြီးကိုဖျက်ကျော်နိုင်ခဲ့ပြီးလုံခြုံတဲ့နေရာတစ်ခုရောက်ဖို့ဆက်ပြေးသွားခဲ့ကမိစ္ဆာတွေနဲ့အလံဝေးသွားတဲ့အခါနောက်ကိုပြန်လှည့်ကြည့်ပြီးတော်တော်လေးကက်သီးလေးလွတ်လာတာမို့သက်ပြင်းချလိုက်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုအာယုံလွဲသွားတဲ့အချိန်လေးမှာတင်မျက်စိရှိကိုမိစ္ဆာတစ်ကောင်ရုတ်တရက်ရောက်လာပြီးထက်မြက်တဲ့လက်သေးရှည်ကြီးတွေနဲ့တိုက်ခိုက်လာတာမို့ချူရန်တယောက်တောက်ပနေတဲ့အပြာရောင်မာနာတိုင်းလွှားကိုဖန်တီးပြီးရုတ်တရက်ဝင်လာတဲ့တိုက်ခိုက်မှုကိုကာကွယ်လိုက်ရပါတယ်။အဲ့ဒီမိစ္ဆာရဲ့တိုက်ခိုက်မှုကအရန်ကိုအစွမ်းထက်လွန်းတာကြောင့်သူ့ရဲ့ခိုင်မာလှတဲ့ဒိုင်းလွှားကြီးတောင်ပေါက်ထွက်သွားခဲ့ရပြီးချက်ချင်းပဲသူ့လက်နက်ကိုဆွဲထုတ်လိုက်ကမိစ္ဆာရဲ့ခေါင်းကိုတစ်ချက်ထဲနဲ့ဖျက်ချလိုက်ပါတယ်။အမောဖြေနေရင်းနဲ့ထူရန်ဟာဒီနေရာကနိုင်ဟန်တာရဲ့ဝင်ကပါဖြစ်တယ်ဆိုတဲ့အချက်ကိုပြန်တွေးမိပြီးနှစ်ဖျားတွေကိုတောင်တကယ်ဖန်တီးပေးနိုင်တဲ့လျှို့ဝှက်စမ်းကြယ်ပြီးရှေးကြတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာကိုဘသူကဘာကြောင့်တိဆောက်ခဲ့တာလဲဆိုတဲ့မဖြေရှင်းနိုင်သေးတဲ့မေးခွန်းများစွာရှိနေစေဖြစ်ကသူဆက်ပြေးဖို့လှုပ်လိုက်ပေမဲ့တာမန်မိစ္ဆာလေးကြောင့်ကြံ့ကြာသွားတဲ့အချိန်လေးအတွင်းမှာတင်အေယာမခေါင်းဆောင်မိစ္ဆာကြီးကသူ့စီကိုရောက်လာခဲ့ပါတယ်။ချူရန်ကဒါကိုသတိထားမိပေမဲ့ဘလူးကြီးကသူ့အနားကိုရောက်နေခဲ့ပါပြီ။ရုတ်တရက်ဘလူးကြီးကသူ့ကိုဖမ်းဖို့အတွက်အပေါ်ကိုမြင့်မြင့်ခုန်တက်လာခဲ့ပြီးသူ့နောက်ကမြေပြင်ကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်တဲ့အေယာမလက်ကြီးကိုတူရန်တီတီလေးရှောင်လွှဲနိုင်ခဲ့ပါတယ်။ရှေလျားတဲ့ခမ်းမဆောင်တွေကြားထဲပြေးလွှားနေရင်တူရန်ကသူ့နောက်လိုက်လာတဲ့ခေါင်းဆောင်ကိုလှည့်ကြည့်လိုက်ပြီးဒီအကောင်ကိုမတတ်နိုင်မချင်းဒီအိမ်မက်ဆိုးကြီးကပြီးဆုံးသွားမှာမဟုတ်ဘူးဆိုတာကိုတေချာပေါက်သိနေခဲ့ပါတယ်။ပြေးနေရင်ရှေ့ကတစုံတရာကိုလှမ်းမြင်လိုက်ရတဲ့တူရန်ကညံကျဲတဲ့အကြံတစ်ခုကိုစတင်စဉ်းစားလာခဲ့ပါတယ်။သူကလမ်းကြောင်းပြောင်းပြေးနေတာကိုချက်ချင်းရက်လိုက်ပြီးပြစ်မှတ်ရှိရာစီကိုတက်တက်မတ်မတ်ပြေးသွားခဲ့ပါတယ်။သူ့ရဲ့ဝမ်းခွဲအကိုဖာဂါဇာဟာကိုမြင်လိုက်ရတဲ့အတွက်ထူရန်ကအဲ့ဒီအဖွဲရှိရာကိုတန်တန်မတ်မတ်ပြေးသွားလိုက်ပြီးမိသားစုတွေအနေနဲ့အတူတူခဏလောက်တိုက်ခိုက်တင်တယ်လို့ပေါ့ပေါ့ပါပါပဲတွေးတောနေခဲ့ပါတယ်။ဂျရန်ကဖာဂါတို့အဖွဲ့စီကိုဘလူးကြီးကိုမြှူဆွဲခေါ်ဆောင်လာချိန်မှာသူတို့တွေကလည်းကိုပိုင်ပြဿနာကြီးတွေနဲ့ရင်ဆိုင်နေရဆဲပါ။လက်တလုံးမှာတော့အကောင်သေးသေးလေးတွေရဲ့တိုက်ခိုက်မှုတွေကိုအုပ်စုလိုက်တွန်းလှန်နေရပါတယ်။ဖာဂါကသူ့ရဲ့အီယာမဒဝိုင်းကြီးကိုဝှေ့ယမ်းလိုက်ပြီးသေးငယ်တဲ့ဘလူးတကောင်ကိုထပ်ပိုင်းပိုင်းပစ်လိုက်ပါတယ်။သူတို့အနာကသားရဲတွေအားလုံးကိုခုတ်ထစ်ရှင်းလင်းပြီးတဲ့နောက်လူတိုင်းအစဉ်ပြေရလားဆိုပြီးသူ့လူတွေကိုအော်မေးလိုက်ပါတယ်။အမောတကောနဲ့ပဲသူ့ရဲ့လက်အောက်ငယ်သားတွေကလောလောဆယ်တော့အစဉ်ပြေချောင်းပြန်ပြေခဲ့ကြပြီးတန်မာတဲ့စစ်တီတော်တယောက်ကတော့ဖြူဖြောဖြောဘလူးအလောင်းတွေကြားမှာလုံးဝကိုအင်အားကုန်ခန်းစွာရပ်နေခဲ့ပါတယ်။နောက်ထပ်လက်အောက်ငယ်သားတယောက်ကလည်းဒီအခြေအနေကိုချိန်ဆရင်းသူတို့တွေကပြီးဆုံးသွားမှာမဟုတ်ဘူးလို့အော်ဟစ်ကြီးတွားနေခဲ့ပါတယ်။ဗလာတောင်းတောင်းတဲ့စစ်တီတယောက်ကရုတ်တရက်ရပ်တန့်သွားပြီးစင်းကြံလန်းအောက်ကနေထူးဆန်းတဲ့အတန်တခုကြားနေရတယ်လို့ပြောရင်းအရန်ကိုဇဝေဇဝါဖြစ်သွားပါတယ်။အေယာမဘလူးကြီးကသူတို့စီချင်းကပ်လာတာမို့ဘာကာနဲ့သူ့လူတွေကရှေလျားတဲ့ခမ်းမဆောင်ကြီးစီကိုအကြည့်တွေရောက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘလူးကြီးတစ်ကောင်တည်းသာရောက်လာခဲ့တာမို့ထူရန်ကတော့သူ့ဘာသာပုံအောင်သွားပြီးဒီအုပ်စုနဲ့ဘလူးကြီးကိုထားရစ်ခဲ့တာပဲဖြစ်ပါတယ်။တတော်ဝါကြီးကသူတို့စီဖြည်းဖြည်းချင်းရှောက်လာရင်ညဘက်အမဲလိုက်သူတွေကိုကလေးတွေရဲ့ရန်သူလို့ခေါ်ပြီးအားလုံးကိုတပ်ပစ်ဖို့တောင်းဆိုနေပါတယ်။ဘာကာရဲ့လူတစ်ယောက်ကဒီကြောက်စရာကောင်းတဲ့တတော်ဝါကြီးဘာတွေပြောနေတာလဲဆိုပြီးအလွန်အမင်းကြောက်ရွံ့စွာနဲ့မေးလိုက်တဲ့အချိန်မှာနောက်တစ်ယောက်ကလည်းဒီလိုထူးဆန်းတဲ့စကားတွေကိုရေရွတ်နေတာအတန်ကြာနေပြီလို့ထောက်ပြလာပါတယ်။ရုတ်တရက်ဆိုသလိုပဲအေယာမဘလူးကြီးကသူတို့စီတဲ့တဲ့ကိုပြေးလာခဲ့ပါတယ်။ဒါကိုမြင်တော့ဖာကာကတတော်ဝါကြီးပြောတဲ့စကားတွေကအခုချိန်မှာအရေးမကြီးဘူးလို့ဆိုကသူ့လူတွေကိုအော်ဟစ်လိုက်ပြီးဒီတိုင်းငူငူကြီးရက်မနေကြဖို့ပါအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့တုံ့ပြန်ဖို့အချိန်တောင်မရလိုက်ခင်မှာပဲဘလူးကြီးရဲ့အေယာမလက်ကြီးကသူတို့စီကိုရောက်လာခဲ့ပြီးလက်သေးရှည်ကြီးတွေပါတဲ့လက်ချောင်းတွေကသူတို့ရဲ့ခန္ဓာကိုယ်တွေကိုဖောက်ထွင်းဆွဲဖြဲသွားတာမို့ပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ်။ပါကာတယောက်အလွန်မင်းထိတ်လန့်တုန်လှုပ်စွာနဲ့သူတို့ရဲ့နာမည်တွေကိုအော်ဟစ်လိုက်ပါတယ်။ဝမ်းနဲ့ပူဆွေးစွာနဲ့ကျဲလောင်စွာချိန်ဆရင်ပါကာကကြံရစ်တဲ့သူ့လူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပြီးဘလူးကြီးကိုတတ်ဖို့အော်ဟစ်ရင်းသူ့ရဲ့အေယာမဓာဝိုင်းကြီးနဲ့အတူရှေ့ကိုပြေးဝင်သွားခဲ့ပါတယ်။အခုတော့အဖွဲ့သားတွေနီးကပ်လာတဲ့အခါလူတယောက်ကသူ့လက်နက်နဲ့ဘလူးကြီးကိုထိုးဆိုင်နိုင်ခဲ့ပေမဲ့အဲ့ဒီတိုက်ခိုက်မှုကအေယာမဘလူးကြီးအတွက်တော့ချင်းကိုက်ခံရတယ်လို့လောက်ပဲရှိနေခဲ့ပါတယ်။အေယာမဘလူးကြီးကသူ့ရဲ့လက်သီးအကြီးကြီးနဲ့ဝှေ့ယမ်းပြီးအဲ့ဒီလူကိုတဲ့တဲ့ထိုးချလိုက်တော့အနောက်ကိုအရှိန်နဲ့လွင့်စင်ထွက်သွားခဲ့ပါတယ်။နောက်ထပ်လက်အောက်ငယ်သားတယောက်ကတော့ဒီကောင်ဟာခွေးကောင်ပဲလို့ဆဲဆိုကမီလီယံမော်ပညာတွေထုတ်လုပ်ပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဘလူးကြီးကတော့သူ့ကိုဘာမှမဟုတ်တဲ့အကောင်လေးလိုခြေထောက်အောက်မှာနင်းချပစ်လိုက်ပါတယ်။ဒီဘလူးကြီးကအရန်ကိုအစွမ်းထက်လွန်တာမို့တစ်ချက်လောက်အရိုက်ခံရုံနဲ့တင်သူ့လူအများစုဟာအလွယ်တကူသေဆုံးသွားရပါတယ်။ပြီးတော့သူ့ရဲ့ချွန်ထက်နေတဲ့လက်သေးတွေကသေမင်းတမန်ဓာကြီးတွေလိုမျိုးထိမိတာနဲ့တခါတည်းပိုင်းဖြတ်သွားခဲ့ပါတယ်။ပိုပြီးဆိုးရွားတာကတော့တာမန်ဘလူးကောင်အသေးလေးတွေကပါသူတို့စီကိုရောက်လာပြီးအနာရန်စတင်တိုက်ခိုက်လာပါတော့တယ်။ပါကာတယောက်ဒီသွေးထွက်တန်ယိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုကိုကြည့်ပြီးအကြောက်လွန်ကဘလူးငယ်လေးတွေကတော့သူတို့ကိုအနိုင်ယူဖို့အုပ်စုလိုက်ပေါ်လာနေတယ်ဆိုတာကိုသိလိုက်ရတော့ချိန်ဆဲလိုက်ပြီးဒီတိုင်းဆိုရင်သူတို့တစ်ဖွဲ့လုံးပြုတ်ပြုတ်ပြုံးသွားတော့မယ်ဆိုတာကိုသိနေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ပဲသူမထင်မှတ်ထားတဲ့အရာတစ်ခုကိုသတိထားမိလိုက်ပါတယ်။အဲ့ဒါကတော့ထော်ရန်ကအဝေးတနေရာမှာဘလူးငယ်လေးတွေနဲ့တိုက်ခိုက်နေပြီးအနောက်ကနေတကောင်ချင်းစီကိုစနစ်တကျတပ်ဖြတ်နေတာပါ။ဒါကိုမြင်တော့ဖာကာကကြွက်တကောင်တောင်အသက်ရှင်ဖို့အတွက်တိုက်ခိုက်သေးတာပဲလို့တွေးလိုက်ပါတယ်။ပြီးတော့ထော်ရန်အာယုံလွှဲနေတာကိုအခွင့်ကောင်းယူဖို့ဆုံးဖြတ်လိုက်ပြီးထရန်သာအကောင်ငယ်လေးတွေကိုအာယုံစိုက်သွားအောင်လုပ်ပေးမယ်ဆိုရင်သူကခေါင်းဆောင်ဘလူးကြီးကိုတိုက်ခိုက်နိုင်မှာပါအစောပိုင်းကဘလူးတန်ကိုအရင်ဆုံးကြားခဲ့တဲ့ခွန်အားကြီးတဲ့လက်အောက်ငယ်သားကလည်းအကျယ်ကြီးအော်ဟစ်ပြီးသူ့လက်နက်နဲ့အတူရှေ့ကိုပြေးထွက်သွားပါတယ်သူကလေးလံတဲ့ဓာကြီးကိုဝှေ့ယမ်းပြီးအေယာမဘလူးကြီးရဲ့ခြေထောက်အနောက်ဘက်ကိုအကျန်းပရန်ခုတ်ချလိုက်တော့အေယာမဘလူးကြီးခဏတာဟန်ချက်ပြတ်သွားချိန်မှာအမဲရောင်သွေးတွေကကြောက်ခင်းကျမ်းပြင်ပေါ်ကိုပန်းထွက်လာခဲ့ပါတယ်အဲ့ဒီလက်အောက်ငယ်သားကယူသွနေသူတယောက်လိုရီမောလိုက်ပြီးသူလုံနိုင်ခဲ့ပြီလို့ဂုံယူဝင်ကြွားစွာပြောဆိုကဒီကောင်ရဲ့ခြေထောက်ကိုအောင်မြင်စွာရိုက်ချိုးနိုင်ခဲ့ပြီလို့ကြွေးကြော်လိုက်ပါတယ်ဒါပေမဲ့သူဆက်ပြီးအောင်ပွဲမခံနိုင်ခင်မှာပဲအေယာမဘလူးကြီးကပြင်းပြင်းထန်ထန်ကန်ကြောက်လိုက်တာကြောင့်အနောက်ကိုလွင့်ထွက်သွားပြီးသူ့ရဲ့ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်ကနေသွေးတွေပန်းထွက်လာက
လေးလံနဲ့ကြောက်တိုင်တွေနဲ့ပြင်းပြင်းထန်ထန်ရိုက်မိသွားပါတယ်။သစ္စာရှိတဲ့သူ့လူတွေရဲ့တည်ဆုံနေတဲ့ခန္ဓာကိုယ်တွေကိုကြည့်ရင်ပါကာကအားလုံးပြီးဆုံးသွားပြီဖြစ်ပြီးသူ့ကိုထောက်ခံသူတိုင်းတည်ဆုံးသွားပြီလို့တွေးလိုက်ပါတယ်။ဒီလိုဆိုးရွားတဲ့အခြေအနေကနေသူအသက်ရှင်ကျန်ရစ်ခဲ့ရင်တော့သူ့ရဲ့နိုင်ငံရေးဘဝကတော့လုံးဝပြီးဆုံးသွားပြီဆိုတာကိုသူနားလည်လိုက်ပါတယ်။ဒီချိန်စာတင်နေတဲ့ဘလူးတကောင်တဲ့ကြောင့်အခုချိန်ထိသူတို့တိဆောက်ခဲ့သမျှအရာအလုံးလုံးဝပျက်စီးသွားခဲ့ရပါတယ်။ဒေါသတကြီးနဲ့သွားကြိတ်ရင်သူ့ရဲ့လေးလံတဲ့ဆက်ဝိုင်းပုံသားကိုဘလူးစီကိုဘွမ်းမယမ်းလိုမျိုးဓာတ်ရိုက်ပစ်လွတ်လိုက်ပါတယ်။ဒါပေမဲ့အသုံးမဝင်ပါဘူး။ဘလူးကသူ့ကိုဖမ်းဖို့ကြိုးစားပေမဲ့အေယာမလက်ကြီးကိုသူ့အလျင်မြန်ရှောင်တိန်လိုက်ပါတယ်။လေထဲမှာတွဲလောင်းဖြစ်နေချိန်မှာသူ့ဓားတွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပြီးဘလူးရဲ့လက်မောင်းတစ်လျှောက်ပြေးသွားကမနာရန်စတင်တိုက်ခိုက်ပါတော့တယ်။ဒီတစ်ခါတော့ပါကာကဘလူးကိုအချိန်ချင်းဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုတွေကဒီလိုသားရဲမျိုးကိုလဲကျသွားစေဖို့လုံလောက်တဲ့အင်အားမရှိသေးပါဘူး။ပါကာဟာလေထဲကိုမြင့်မြင့်ခုန်တက်လိုက်ပြီးသူ့ရဲ့နောက်ဆုံးတိုက်ခိုက်မှုအတွက်ကြံရှိနေတဲ့မာနာအလုံးကိုသူ့ဓားတွေကိုစူးစီးလိုက်ကသားရဲကိုတေဖို့အော်ဟစ်ရင်းအားကုန်သုံးကခေါင်းဆောင်ဘလူးစီကိုသူ့ဓားကိုပစ်လွတ်လိုက်ပါတယ်။ဓားကဘလူးကိုပြင်းထန်တဲ့ရိုက်ခတ်မှုနဲ့ထိမှန်သွားပြီးနေရာတစ်ခုလုံးကိုတောက်ပတဲ့အပြာရောင်အလင်းတန်းနဲ့လင်းထိန်သွားစေပါတယ်။ဘလူးကအဲ့ဒီတိုက်ခိုက်မှုကိုကာကွယ်ဖို့ကြိုးစားပေမဲ့အရန်အားပြင်းလွန်းတာကြောင့်သူ့ရဲ့လက်တစ်ဖက်ပြတ်ကျသွားပြီးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားစေကပါကာကတော့သူလုံနိုင်ခဲ့ပြီလို့ကြေညာရင်းအမောတကောအသက်ရှူနေရပါတော့တယ်။သူ့ရဲ့နောက်ဆုံးတိုက်ခိုက်မှုကဒီလိုဘလူးမျိုးတော်မကာကွယ်နိုင်တဲ့ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ပဲဘလူးကမျက်လုံးဖွင့်လာပြီးသူ့ကိုစိုက်ကြည့်လာခဲ့ပါတယ်။ပါကာကတော့ဒီလောက်ပြင်းထန်တဲ့တိုက်ခိုက်မှုကိုခံရတာတော့တရဝါကြီးကဘာမှမဖြစ်ပဲအကောင်းပကတိရှိနေသေးတာကိုမယုံနိုင်လောက်အောင်အံ့သာမြင်တက်သွားခဲ့ပါတယ်။ဘီလူးကသူ့ကိုထွက်ပြေးဖို့အခွင့်အရေးတောင်မပေးပဲဓားလိုထက်မြက်နေတဲ့လက်သေးရှည်ကြီးတွေနဲ့ဖာကာရဲ့ခန္ဓာကိုယ်ကိုအမြန်ထိုးဖောက်လိုက်ပါတယ်။ဖာကာကကြောင်တောင်တောင်လေးငေးကြည့်ရင်ဘာတွေဖြစ်ကုန်တာလဲလို့တွေးကသူ့ရဲ့ရှုံးနိမ့်မှုကဘာအတိတ်ပဲလဲဆိုတာမေးခွန်းထုတ်နေပြီးသူ့ရဲ့ကြာရှုံးမှုကိုပြန်လည်သုံးသပ်ရင်းဘယ်နေရာမှာမှားယွင်းသွားတာလဲလို့တွေးတောနေခဲ့ပါတယ်။ဒါပေမဲ့ဘလူးကသူ့ကိုနည်းနည်းလေးမှစိတ်ဝင်စားပဲအတူရောင်သူရဲကောင်းမို့ဆိုဘယ်မှာလဲဆိုတာသိချင်လို့အော်ဟစ်ကထွက်လာခဲ့ဖို့တောင်းဆိုလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါဖာတကာဘလူးရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ရင်းလမ်းကြောင်းမှားကိုကြည့်ကဘာလို့ဒီစကားတွေပြောနေတာလဲလို့တွေးပြီးအရန်ကိုရှုပ်ထွေးသွားခဲ့ပါတယ်။လူတိုင်းနီးပါးကိုတက်ပြီးသွားပြီဆိုတာကိုခေါင်းညိတ်လက်ခံရင်းဘာလို့မကျေနပ်နိုင်သေးတာလဲလို့လည်းတွေးနေခဲ့ပါတယ်။ဒါပေမဲ့ဘလူးစိုက်ကြည့်နေတဲ့နေရာကိုဖာကာလိုက်ကြည့်လိုက်တဲ့အခါတူရန်ကိုသတိထားမိသွားပြီးဘာတွေဖြစ်နေလဲဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်။သူအစာအဖြစ်သုံးခဲ့တဲ့ကြွက်ကတကယ်တော့သူ့ကိုပြန်ပြီးအကွက်ဆင်သွားတယ်ဆိုတာသဘောပေါက်လိုက်ပါတယ်။သူ့ခန္ဓာကိုယ်ကိုဖုံးကွယ်ထားဆဲဖြစ်တဲ့ထူရန်ဟာရုတ်တရက်အရှိကိုခုန်ထွက်ကအလစ်အငိုက်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ဘလူးကသူ့ကိုသတိထားမိသွားပြီးတွေ့ပြီလို့အော်ဟစ်ကသူ့ကိုအတူရောင်သူရဲကောင်းမို့ဆိုလို့သတ်မှတ်လိုက်ပါတယ်